လွန်ခဲ့သောနှစ်ပေါင်း9000ကဘာကိုတုံ့လှုပ်စေခဲ့သောကျင့်ကြံသူများနှင့်ဘီလူဆိုးများ၏စစ်ပွဲကြီးကျင့်ကြံသူများအားလုံးတုတ်တင်ခံခဲ့ရပြီးကဘာပေါ်ရှိကျင့်ကြံရေးကိုင်းအားလုံးဖျက်ဆီးခံခဲ့ရကဘာကြီးတစ်ခုလုံးပျက်စီးသွားခဲ့သည်ထို့နောက်တွင်မူထူးခြားဆန်းပြသည့်အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာခဲ့သည်လူမျိုးစုအသစ်များပေါ်ထွက်လာခဲ့ကြ၏ဥပမာအားဖြင့်သူရဲကောင်းများဖျားเจ้าသူများလုတ်ကြံတက်ဖြတ်သူများနှင့်မော်စရာများစသည်တို့ဖြစ်ကြသည်ဤကဘာပေါ်တွင်အင်အားကြီးမှသူများပိုမိုများပြားလာသည်နှင့်အမျှဤကဘာကြီးသည်မော်ပညာကဘာတစ်ခုဖြစ်လာခဲ့ပေတော့သည်သို့တော်လည်းငါကမူနှစ်ပေါင်း9000ကြာအိပ်ပျော်နေခဲ့သောကျင့်ကြံသူတဦးသူသည်အိယာမှနိုးလာကမိမိကဘာပေါ်ရှိတဦးတည်းသောနောက်ဆုံးကျင့်ကြံသူဖြစ်နေကြောင်းရဲစရာကောင်းစွာဖြင့်သိရှိလိုက်ရလေသည်လူဆိုးကဲ့သို့သောစရိုက်ဝိညာဉ်တာမန်မဟုတ်သောအဖော်အချွတ်အုပ်စုတစ်ခုနှင့်ဆုံတွေ့ခြင်းတန်မိုးဖြတ်မရနိုင်သောကျင့်ကြံရေးပစ္စည်းအများပြားနှင့်လျှို့ဝှက်ကျင့်ကြံနည်းပညာများကိုသူတဦးတည်းသာအသုံးပြုနိုင်တော်မူဖြစ်သည်သူတွင်ဘဝ၏အတားအဆီးဟုသမျှကိုနှိမ်နင်း၍တပ်ဖြတ်နိုင်စွမ်းရှိသည်သူ၏ကျင့်ကြံရေးကိုင်းကိုပြန်လည်အသက်သွင်းရမည့်အရေးကြီးသောတာဝန်ဝတ္တရားကြီးလည်းရှိနေ၏ဤအထီးကျန်ဆန်သောကျင့်ကြံရေးလမ်းစဉ်ကြီးစီသို့ကဲသွားကြစို့ရှေ့ကျင့်ကြံသူတို့၏ဂုဏ်သိက္ခာနှင့်သူ၏မစ်ရှင်ကိုပြန်လည်အသက်သွင်းရန်ယခုအခါဇလန်းသည်ဖာရိုမြို့အပြင်ဘက်ရှိပျောက်ဆုံးသွားသောတောအုပ်တွင်စတင်နေပြီဖြစ်သည်အမျိုးသားတဦးသည်အလွန်တရာကြောက်ရွံ့နေပြီးသူ၏ရှေ့တွင်ရပ်နေသောဘီလူများကသူ့ကိုတပ်ဖြတ်ရန်ပြင်ဆင်နေကြသည်ထိုဘီလူများမှာဂိုဘလင်များဖြစ်ကြပြီးသူတို့သည်တစ်ချက်တည်းဖြင့်ပင်သူ့ကိုတပ်ပစ်လိုက်ကြသည်တောအုပ်ထဲတွင်ကြားလိုက်ရသမျှအတန်ဟူ၍ဆိုရလျင်သူ၏ကြောက်လန့်တကြားအော်ဟစ်တန်တာလျင်ရှိတော်သည်ခဏကြာပြီးနောက်လူအချို့တောအုပ်ထဲသို့ဝင်ရောက်လာကြပြီးဒီနားမှာဖြစ်ရမယ်ပျောက်ဆုံးသွားတဲ့တောအုပ်ပဲဟုပြောကြသည်စစ်သားတဦးကအနီးနားကရွာကနေတာဝန်ဝတ္တရားတစ်ခုထုတ်ပြန်ထားတဲ့ဒီတောအုပ်ဆက်တွေမှာအဆင့်တက်ဂိုဘလင်တွေလူတွေကိုတိုက်ခိုက်နေတယ်လို့ဆိုပါတယ်ဟုပြော၏ဒုတိယစစ်သားကရပါတယ်ကွာကျွန်တော်တို့မှာခေါင်းဆောင်လုပ်ပေးမဲ့မစ်ကတ်တရင်ပါတာပဲပတ်စံအမြန်ရှာလို့ရမှာပါဟုဆိုသည်မိန်းကလေးတဦးကကျမကပတ်စံရှာဖို့လာတာမဟုတ်ဘူးကျမအဖေကဖះเจ้าမှာကျင့်ကြံခွင့်မပြုဘူးဒါကြောင့်ဒါကကျမအတွက်တိုးတက်ဖို့တခုတည်းသောနားခိုရပဲဟုပြောသည်သူမ၏အမိမှာကတ်တရင်ဖြစ်ပြီးတန်ရှင်းသောလက်ဝါးကတ်တိုင်ဖះเจ้าမှာဒီအစစ်မောပညာရှင်တဦးဖြစ်ပေသည်ထိုဆိုလူတဦး၏အတန်ကိုကြားလိုက်ရသဖြင့်ကတ်တရင်ကဘသူလာတာလဲညီချင်းညီးနေတာသူများလားဟုတွေးလိုက်သည်ထိုဆိုလူတဦးထိုသူတို့ရှေ့သို့ထွက်လာပြီးဘသူကငါ့ကိုအရင်ဦးသွားတာလဲဟုဆိုသည်စစ်သားကသူ့ကိုကြည့်ကအရက်သားတစ်ယောက်လားဒီလိုနေရာမျိုးမှာခမည်းဘာလုပ်နေတာလဲဒီကဘီလူးတွေကရန်ကားနေတာအရန်အနေရများတယ်ဟုပြောသည်သို့တော့ဇုံကဘီလူးတွေကရန်ကားနေတယ်ဆိုရင်တော့ပိုကောင်းတာပေါ့ငါကအနီးနားကရွာကနေတာဝန်တစ်ခုလက်ခံရရှိထားတာဒီဘီလူးကိုရှင်းလင်းဖို့ရောက်လာတာပဲဟုပြန်ပြောသည်ဒုတိယစစ်သားကအခြားစစ်သားအားဒီကောင်ရဲ့ဝတ်စုံကတော်တော်ဆန်းတယ်သူ့ကိုသူကာကွယ်ဖို့တန်ချက်ကတော့မပါလာဘူးတာမန်လူတယောက်လိုပဲဒါပေမဲ့ဒီအမျက်ဝေစုကိုလူယူဝင်ရဲတယ်ပေါ့လေဟုပြော၏အခြားစစ်သားကစောင့်ကြည့်လိုက်သူ့ရဲ့စိတ်ဆွမ်းအားကိုငါစမ်းသပ်ပြမယ်ဟုဆိုသည်ဇုံကဟေ့လူဘာလို့အဲ့ဒီပစ္စည်းနဲ့ငါ့ကိုချိန်ထားရတာလဲဟုမေးသည်စစ်သားကစိတ်လျှော့ပါဒါကစိတ်ဆွမ်းအားတိုင်းတာတဲ့ကရိယာပါခမားရဲ့စိတ်ဆွမ်းအားကိုစမ်းသပ်နေတာပါဟုပြန်ပြောသည်သို့သောစစ်သားသည်ဇုံဤစွမ်းအားမှာသူညဖြစ်နေသည်ကိုမြင်လိုက်ရသောအခါတွင်စတင်ရေမောတော့သည်သူ့ရဲ့စိတ်ဆွမ်းအားကသူညတဲ့ဗျာတာမန်လူတွေကငါရှိတယ်အဲ့ဒီလိုနဲ့တော့ခမားဘီလူးတွေကိုတိုက်နိုင်မှာမဟုတ်ဘူးဟုဒုတိယစစ်သားကဆိုသည်ဒီကဘီလူးတွေကအဆင့်တပဲရှိပေမဲ့ခမားသာသူတို့နဲ့မျက်နှာချင်းဆိုင်တိုက်ရရင်1မိနစ်တောင်ခံမယ်မထင်ဘူးဟုဆက်ပြောသည်ဇုံကစိတ်ဆွမ်းအားဆိုတာဘာလဲအဲ့ဒါကိုဘယ်တော့မှမသုံးဘူးပါဘူးဒါပေမဲ့လည်းဘီလူးတွေကိုတတ်နိုင်စေပါပဲဟုမေးမြန်းသည်စစ်သားနှစ်ဦးလုံးကစုံကိုအလွန်မင်းရေမောကြရင်ဒီကောင်ရဲ့ဟာတာကဘာကျော်ပဲစိတ်ဆွမ်းအားဆိုတာဘာမှန်းတောင်မသိပဲနဲ့ဘီလူးတွေကိုတတ်ခဲ့ဘူးတဲ့ဟုဝိုင်းပြောကြသည်ကတ်တရင်ကစုံအားရှင်းပြသည်မှာစိတ်ဆွမ်းအားဆိုတာဘီလူးတွေကိုတိုက်ခိုက်ဖို့အတွက်အထူးစွမ်းရည်တစ်ခုဖြစ်ပါတယ်2000ပေါင်းများစွာကလေးကလူသားတွေဟာဘီလူးတွေကိုတိုက်ခိုက်ဖို့စိတ်ဆွမ်းအားကိုတဖြည်းဖြည်းနိုးထလာခဲ့ကြတာပါစိတ်ဆွမ်းအားကိုထိန်းချုပ်နိုင်သူတွေဟာလူသားတဦးရဲ့စွမ်းဆောင်နိုင်ရည်ထက်ကျော်လွန်တဲ့အစွမ်းထက်ကိုထုတ်လွှတ်နိုင်ပါတယ်တိုင်းတာရေးစကေးပေါ်မူတည်ပြီးလူသားတွေကို SAR、BC、D နဲ့ E အဆင့်တွေအဖြစ်ခွဲခြားထားပါတယ်ဟူ၏စစ်သားကလည်းဒါပေါ့စတိတ်မိသားစုကမစ်ကတ်တရင်ဟာငငယ်ရွယ်နဲ့ဒီအဆင့်မော်ပညာရှင်ဖြစ်လာခဲ့တာပါဒီကဘီလူးတွေကိုရှင်းရတာသူ့အတွက်အရန်လွယ်ကူပါတယ်ခမားမနောက်ကြခင်ပြန်သွားတာအကောင်းဆုံးပဲဟုထပ်လောင်းပြောသည်သို့တော်ဇုံကငါညင်းတယ်ဟုဆိုသည်
စစ်သားကစိတ်ထဲတွင်ဒီကောင်ဘယ်တော့ငါဘေးကနေပြေးသွားတာလဲငါမျက်စိကွယ်နေတာလားဟုတွေးလိုက်သည်ယခုအခါဆုံးသည်ထွက်ခွာရန်ပြင်ဆင်နေစုစစ်သားကဟေ့လူဘာလို့နားမထောင်ရတာလဲလူယုံမာကောင်ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဟုအော်ပြောသည်ကတ်တရင်ကတားမြစ်လိုက်ကတော်တော့သူသွားခြင်းနဲ့ဆိုရင်လဲလွတ်ထားလိုက်ပါဒီတခါငါလုံနေတာကဖះเจ้าရဲ့ကြောခိုင်းရမှာလုံနေတာဒါကြောင့်ဒီလောက်စုမြန်ပွက်လုံးမထအောင်လုပ်ကြစို့ဒီကဘီလူတွေကအဆင့်တပဲရှိတာစိတ်ဆွမ်းအားသူများရှိတဲ့တာမန်လူတယောက်ပါလာလဲကိစ္စမရှိပါဘူးဘီလူတွေစီကပစ္စည်းတွေကောက်တဲ့အခါသူ့အတုံးဝင်ကောင်းဝင်လာမှာပေါ့ဟုဆိုသည်ယခုအခါစစ်သား2ဦးသည်ဂိုဘလင်များကိုတကောင်ပြီးတကောင်တပ်ဖြတ်နေကြပြီးကတ်တရင်လဲတိုက်ခိုက်ရန်ပြင်ဆင်နေပြီဖြစ်သည်ဂိုဘလင်များရေဝိညာဉ်များတို့ကျမရဲ့ခေါ်တံကိုတုံ့ပြန်ပေးကြပါရေဝိညာဉ်တို့ရဲ့အမိနာမဖြစ်မကောင်းဆိုးဝါးရဲ့ဆန္ဒကိုတိုက်ထုတ်ပြီးတန်ရှင်းစွမ်းအားကိုလွှတ်ပေးကြစို့စတိတ်မီသားစုရဲ့လှုပ်ဝက်မော်ပညာကြီးမားသောတံပြန်ရေဝဲကြီးဂိုဘလင်အားလုံးကိုလွယ်လွယ်ကူကူတပ်ဖြတ်ပြီးနောက်စစ်သားတအူးကမစ်ကတ်တရင်အနေနဲ့ဒီဂိုဘလင်တွေကိုကင်တွယ်ဖို့တောင်မလိုပါဘူးကျွန်တော်တို့ကိုပဲပေးထားလိုက်ပါဟုတ်ပါတယ်အဝတ်စားတွေမညစ်ပတ်အောင်လို့လေဟုမြောက်ပင့်ပြောဆိုကြသည်စုံသည်အလံဝဲဝဲမှနေ၍ရင်းတို့ကိုနားထောင်နေသည်ဟိုလူနှစ်ယောက်တကယ်ကိုဥကတ်တက်လိုက်တာစုံကသူတို့အားဟဲ့လူတွေအဲ့ဓာတွေကအဆင့်တက်ဘီလူတွေပဲရှိသေးတာအစောကြီးဂယုမဆိုင်ပဲမနေကြနဲ့အမွမ်းတင်တာတွေရက်ပြီးဟိုဘက်ကိုကြည့်ဆိုဟိုမှရှေ့ဆက်ပြီးအများကြီးရှိသေးတယ်ဟုအပြက်စီးနေရာတစ်ခုကိုညွှန်ပြလိုက်သည်ယခုအခါလူလေးဦးစလုံးထိုနေရာသို့အတူတကွသွားရောက်ကြသည်ဘလို့ဆန်းတဲ့နေရာလဲရွာကတော့ဒီအပြက်စီးတွေအကြောင်းဘာမှမပြောခဲ့ဘူးတတိထားကြဒီဝင်းကျင်ကပတ်ဝန်းကျင်အခြေအနေကမူမမှန်ဘူးဘာမှစိုးရိမ်စရာမလိုပါဘူးကျွန်တော်တို့ရောက်နေပြီပဲကတ်တရင်ကလူတိုင်းကိုတားမြစ်ကသူပြောတာမှန်တယ်အားလုံးအထူးသတိနဲ့နေကြဒီနေရာကတောအုပ်နဲ့မတူဘူးငါမှဆိုးရွားတဲ့ခံစားချက်ကြီးရှိနေတယ်ဟုဆိုသည်ကတ်တရင်စိုးရိမ်နေခြင်းမှာမှန်ကန်ပေသည်ဤနေရာတွင်အနေရရှိသောအရာတစ်ခုရှိနေ၏ကတ်တရင်ရှေ့သို့တိုးသွားစုသူမ၏မျက်လုံးထဲသို့တစုံတရာဝင်ရောက်လာပြီးထိုအရာကိုမြင်လိုက်ရသဖြင့်ကတ်တရင်အလွန်မင်းတုန်လှုပ်သွားသည်ခမများတို့ဟိုမှာဘာကြီးလဲကတ်တရင်ဤရှေ့တွင်ကြီးမားလာသောဂိုဘလင်ကြီးတစ်ကောင်ရှိနေပေသည်ယခုအခါအားလုံးထိုကိုဘလင်ကြီးကိုဝိုင်းကြည့်လိုက်ကြပြီးဒုတိယစစ်သားကဒီလိုကိုဘလင်ကြီးကဘာကြီးလဲဒါကလည်းအဆင့်ဘီလူပဲလားဟုမေးသည်ကတ်တရင်ကတေချာတော့မသိသေးဘူးလှုပ်ရှားမှုမရှိဘဲငြိမ်နေပေမဲ့ငါရဲ့ဗီဇာကတော့ဒါဟာလွယ်ကူမှမဟုတ်ဘူးလို့ပြောနေတယ်ဟုပြန်ဖြေသည်ပထမစစ်သားသည်သူ၏ရဲစွမ်းတတိကိုပြသရန်အတွက်ကြောက်ရွံ့ခြင်းမရှိဘဲရှေ့သို့တိုးသွားသည်ကတ်တရင်ကသူ့ကိုဟေ့ဘာလုပ်နေတာလဲဟိုဘက်ကိုမသွားနဲ့ဟူတာတော့လဲစစ်သားကကတ်တရင်၏စကားကိုမယုံကြည်ပဲဒီမျက်နှာကရင်းနှီးသလိုပဲဘယ်နေရာမှာမြင်ဖူးသလိုခံစားရတယ်ဟုတွေးနေသည်စစ်သားသည်ဂိုဘလင်ကြီးကိုလက်ဖြင့်ထိတွေ့ကြည့်ကအကြိမ်ကြိမ်ပုတ်တက်ကြည့်တော့လဲဘာမှမတုံ့ပြန်ပေဟာဟာမစ်ကတ်တရင်ရီဒါကဘီလူရဲ့ရုပ်အလောင်းပဲထင်ရတယ်ဒီတခါတော့ကျွန်တော်တို့အမျက်ကြီးများစွာရတော့မှာပဲဟုဆိုသည်ထိုဆွဲရုတ်တရက်ထိုကိုဘလင်၏မျက်လုံးများအယောင်လက်လာသည်တတိထားကြတေမင်းနဲ့မစော့နဲ့စစ်သားဘာမှနားမလည်လိုက်မိမှာပင်ဂိုဘလင်ကသူ့ကိုဝင်ရောက်တိုက်ခိုက်ပြီးလက်တစ်ဖက်ကိုဖျက်တောက်လိုက်သည်စစ်သားသည်အလွန်တရာတုန်လှုပ်သွားပြီးနောက်သို့လှည့်ကြည့်လိုက်စုသူ၏အသက်ရှူတံများရက်တန့်သွားသည်ဖြစ်နိုင်စရာမရှိဘူးဘလူးကအသက်ရှင်နေတာလားသူရှိတွင်ရက်နေသည်မှာအဆင့်3ဘလူးဖြစ်သောဂိုဘလင်ကောင်းဆောင် Goblin Chief ပေတဲကိုဘလင်ကောင်းဆောင်ကြီးကျေလောင်စွာဟိမ့်တန်ပေးလိုက်စုထိုဟိမ့်တန်ကိုကြားလိုက်ရသဖြင့်စစ်သား2ဦးစလုံး၏ပါးစပ်မှအမြုပ်များထွက်လာကြပြီးထိုနေရာတွင်ပင်တတိလစ်မိမျောသွားကြတော့သည်ကတ်တရင်အလွန်မင်းတုန်လှုပ်သွားတော့လဲစုံကကတ်တရင်အားသူတို့တွေစိတ်ပိုင်းဆိုင်ရာထိတ်လန့်တုန်လှုပ်သွားကြလို့ဖြစ်မှာပါဟုငြိမ်သက်စွာပြောလိုက်လေတော့သည်ကတ်တရင်ကစုံ၏အပြုတ်မှုကိုမကြိုက်ဘဲအစင်ကျင်မဲ့စွာမလုပ်ပါနဲ့ကျမကာကွယ်ပေးပါမယ်ဟုဆိုကာရှေ့သို့ထွက်လာသည်ထို့နောက်သူမ၏စိတ်ထဲတွင်ဒီဘီလူးကြီးရဲ့စွမ်းအားကကြီးမားလွန်းနဲ့ပေါ်ဆလို့မရဘူးအဆုံးဖြတ်ပေးဖို့အတွက်ငါမှရှိတဲ့အကောင်းဆုံးမော်ပညာနဲ့တစ်ချက်တည်းအဆုံးသက်ရမယ်ဟုတွေးလိုက်သည်ကတ်တရင်လဲတိုက်ခိုက်ရန်ပြင်ဆင်လိုက်ပြီးရေဝိညာဉ်ကျမရဲ့ခေါ်တံကိုတုံ့ပြန်ပေးပါရေးအမီနာမဖြစ်မကောင်းဆိုးဝါးရဲ့ဆန္ဒကိုတိုက်ထုတ်ပြီးဖျားသခင်ရဲ့စွမ်းအားကိုလွှတ်ပေးကြစို့တတိထားဆန်းဂိုဘလင်ဟုဆိုကာစာအုပ်မှတင်ယူခဲ့ရသောအစွမ်းထက်မော်ပညာကိုအသုံးပြု၍ဂိုဘလင်ကောင်းဆောင်ကိုတိုက်ခိုက်လိုက်သည်သို့သောဂိုဘလင်ကောင်းဆောင်မှာအလွန်တရာအစွမ်းထက်လွန်သည်သူသည်ကတ်တရင်၏တိုက်ခိုက်မှုကိုဖျက်ဆီးပစ်လိုက်ရာကတ်တရင်အလွန်တရာကြောက်ရွံ့သွားပြီးဘာမှအာနိသင်မရှိဘူးလားဘလို့လုပ်ဖြစ်နိုင်မှာလဲဒါကအနည်းဆုံးအဆင့်3ဘီလူးရဲ့စွမ်းအားပဲဟုတွေးလိုက်ပြီးကိုဘလင်ကောင်းဆောင်ကကတ်တရင်ကိုတိုက်ခိုက်ရန်ရှေ့သို့တိုးလာစုကတ်တရင်ကရေတံတိုင်း water barrier တစ်ခုကိုဖန်တီးကာတိုက်ခိုက်မှုကိုရှောင်ရှားရန်ကြိုးစားသည်သို့သောကိုဘလင်ကောင်းဆောင်၏လက်တီးချက်မှာအလွန်ပြင်းထန်သဖြင့်ရေတံတိုင်းကျိုးပဲ့သွားလေသည်
ကာကွယ်ဖို့ရေတတိုင်းကိုတုံးခဲ့ပေမဲ့ဒီလိုပြင်းထန်တဲ့ထိုးနှက်ချက်ကိုဘလို့ခံနိုင်ရရှိမှလဲအကျက်တဲပဲငါရှုံးတော့မှာလားအချက်လက်တွေရဆိုရင်အဆင့်1ဘီလူးတွေပဲရှိရမှာလေဘလို့လို့ဒီလိုဖြစ်ရတာလဲအဆင့်3ဘီလူးတွေကိုတတ်ဖို့ဆိုရင်အဆင့်မူဆိုးတွေလိုအပ်ပြီးအဆင့်9ရောက်လောက်မှအနိုင်ရဖို့အနှဲငယ်တေးချတာဒါပေမဲ့ငါတို့မှရှိနေတာကတတိလစ်သွားတဲ့အဆင့်သူရဲကောင်းတစ်ယောက်နဲ့ပြင်းထန်စွာဒဏ်ရာရထားတဲ့ငါကိုယ်တိုင်ပဲရှိတာဒီနေ့ဒီမှာပဲငါတေးရတော့မှာလားဒါပေမဲ့အဲ့ဒီလူအတွက်ငါစိတ်မကောင်းဖြစ်မိတယ်သူကဘာစွမ်းအားမှမရှိတဲ့တာမန်လူတစ်ယောက်ပါဒါပေမဲ့ငါရဲ့မာနကြောင့်ငါတို့နှစ်ယောက်စလုံးဒီနေရာမှာအတူတူတေဆုံးရတော့မယ်ဟူကတ်တရင်တွေးတောနေစုဂိုဘလင်ကောင်းဆောင်ကဓာတ်ဖြင့်ဝင်ရောက်ခုတ်ပိုင်းလိုက်တဲ့ဖြင့်ကတ်တရင်မျက်လုံးကိုမှိတ်လိုက်သည်ခဏကြာသောအခါထိုနေရာမှမိခိုးငွေများကင်းစင်သွားတော့လေကတ်တရင်မှာဘာမှမဖြစ်ပေသူမမျက်လုံးကိုဖွင့်ကြည့်လိုက်ရာအလွန်တရာအံ့အားသင့်သွားသည်ဆုံးသည်သူမ၏ရှေ့တွင်ရပ်နေပြီးဂိုဘလင်ကောင်းဆောင်၏ဓာတ်ချက်ကိုလက်ညှိုးလက်ခလဲနှချောင်းထဲဖြင့်ဖမ်းဆီးတားဆီးထားလိုက်သည်ဂိုဘလင်ကောင်းဆောင်မှာကြောက်ရွံ့လာကချွေးများထွက်လာပြီးဇုံကမူအလွန်အမင်းတည်ငြိမ်အေးဆေးစွာဖြင့်ရပ်နေသည်ကတ်တရင်မှာဤအဖြစ်ပြက်ကိုမြင်တွေ့ရသဖြင့်အလွန်အမင်းအံ့ဩသွားကဘလို့လို့သူကငါ့ကိုကယ်လိုက်တာလဲပြီးတော့အဆင့်3ဘီလူးရဲ့တိုက်ခိုက်မှုကိုလက်နှစ်ချောင်းနဲ့တားလိုက်တယ်ပေါ့ဟုအံ့ဩနေသည်ဇုံကကတ်တရင်အားဟေ့လူလှုပ်ရှားနိုင်သေးရဲ့လားဟုမေးသည်ကတ်တရင်ကနည်းနည်းပဲလှုပ်နိုင်တော့တယ်ဟုဖြေသည်ဇုံကကောင်းပြီအခုကျေးဇူးပြုပြီးနောက်ဆုတ်ပေးပါငါတိုက်ခိုက်လိုက်ရင်ခမားကိုထိခိုက်သွားမှာစိုးလို့ပါဟုဆိုသည်ကတ်တရင်ကပြဿနာမရှိပါဘူးဒီလောက်ဆိုလုံလောက်ပြီလားဟုမေးရဇုံကအင်းရပြီဟုပြန်ဖြေသည်ထို့နောက်ဇုံကဟေ့လူပြိုကြီးမင်းတခါမှမိုးကြိုးပြစ်ခံဘူးလားဟုအော်ပြောလိုက်ရာဂိုဘလင်ကောင်းဆောင်မှအလွန်တရာကြောက်ရွံ့သွားသည်ဇုံသည်ကောင်းကင်မှမိုးကြိုးများကိုခေါ်ယူကာဂိုဘလင်ကောင်းဆောင်အားကောင်းကင်မိုးကြိုးဖြင့်အပြင်းထန်တိုက်ခိုက်လိုက်သည်ကတ်တရင်မှာဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့်လုံးဝမယုံကြည်နိုင်အောင်ဖြစ်သွားသည်သူကကောင်းကင်မိုးကြိုးကိုတကယ်ပဲခေါ်နိုင်တာလားမယုံနိုင်စရာပဲသူကမိုးကြိုးပညာသုံးမော်ဆရာတယောက်ဖြစ်ကြောင်းဖုံးကွယ်ထားတာလားဇုံကကတ်တရင်အားပြီးသွားပြီထွက်လာလို့ရပြီဟုပြောသည်ကတ်တရင်လဲဂိုဘလင်ကောင်းဆောင်ကိုလှမ်းကြည့်လိုက်ရာအဲ့ဒီကောင်တကယ်တည်သွားပြီမိုးကြိုးတစ်ချက်ထဲနဲ့အဆင့်3ဘလူးကိုစက္ကန့်ပိုင်းအတွင်းတက်ပစ်နိုင်တယ်ဒီမော်ပညာကအရန်ကိုကြောက်စရာကောင်းတာပဲဖာရိုမျိုးမှာသူ့လိုထူးချွန်တဲ့မော်ဆရာမျိုးပေါ်လာတာနှစ်ပေါင်းများစွာကြာပြီပြီးတော့မှန်ကန်တဲ့အချိန်ခါမှထုတ်သုံးတဲ့အဖေပြောဘူးတာကိုမှတ်မိသေးတယ်အင်အားကြီးတဲ့သူတွေကများသောအားဖြင့်သူတို့ရဲ့မာနမန်နာကိုဖုံးကွယ်ထားတတ်ကြတယ်ဒါမှခဏတာအချိန်တွင်းမှာအပြက်စီးကြီးပေးနိုင်မှာမို့လို့ဒါဆိုရင်သူကအဲ့ဒီလိုလူမျိုးများလားဟုတွေးတောမိသည်နနက်ခင်းရောက်လာတော့အခါစစ်သား2ဦးရှေ့သို့လှမ်းကြည့်ကမယုံနိုင်စရာပဲဒါကအဆင့်3ဘလူးကြီးအဲ့ဒီကောင်ဒီကောင်ကိုတကယ်တတ်နိုင်ခဲ့တာလားသူ့စီကနေမာနာအနံ့တက်လေးတောင်ငါမခံစားရဘူးဘာတွေဖြစ်နေမှန်းလဲငါမသိတော့ဘူးဟုအံ့ဩနေကြသည်ကတ်တရင်ကသူတို့နောက်မှထွက်လာပြီးခံပန်းနေစရာမလိုပါဘူးအဲ့ဒီလူသားအချိန်မီမဝင်ရောက်လာခဲ့ရင်ငါတို့အားလုံးတေကုန်ကြပြီသူကငါတို့ရဲ့ကဲတင်ရှင်ပဲသူဘာလုပ်နေလဲဆိုတာငါမသိပေမဲ့ဒါကတေချာပေါက်သူ့ရဲ့စွမ်းအားကအရန်ကိုနက်နဲလွန်းလို့ဖြစ်ရမယ်ဟုပြောသည်ယခုအခါစစ်သား2ဦးဆုံးထံသို့ရှောက်သွားကြပြီးကဲတင်ရှင်ကြီးခင်ဗျာပြီးခဲ့တဲ့ညကခမရအကြောင်းကိုကျွန်တော်တို့နောက်ွယ်မှာပြောဆိုမိခဲ့တာဝန်ခံပါတယ်စိတ်မဆိုးဖို့မျှော်လင့်ပါတယ်ဒီဘီလူးစီကနေပစ္စည်းပစ္စယတွေအများကြီးရလာမယ်ထင်တယ်ဘလို့များခွဲဝေပေးမလဲခမရဟုမေးကြသည်ဇုံကအကုန်လုံးကိုငါလိုချင်တယ်ဟုဖြေသည်စစ်သား2ဦးကဘာဗျအကုန်လိုချင်တာလားဒါဆိုကျွန်တော်တို့ကောမနေ့ကကျွန်တော်တို့ပြောခဲ့တာမှားပါတယ်ဒါပေမဲ့ဒါကများလုံးမနေဘူးလားဟုပြောကြသည်ဇုံကအဆင့်1ဂိုဘလင်ဤခြေသေးတစ်ဖက်စီကိုပေးလိုက်ရာစစ်သား2ဦးကဂိုဘလင်ခြေသေးတယ်လားဒါကကျွန်တော်တို့ရဲ့ဝေစုလားနဲလုံးမနေဘူးလားဒီမစ်ရှင်အတွက်ကျွန်တော်လက်တစ်ဖက်ဆုံးရှုံးခဲ့ရတာလေကဲတင်ရှင်ကြီးပိုတန်မိုးရှိတာတခုခုပေးလို့မရဘူးလားဟုဆိုကြသည်ဇုံကသူတို့၏စကားကိုနားထောင်ပြီးနောက်ကျေးဇူးတင်ကြစမ်းပါငါရဲ့စေဝါတွေနဲ့ခမားတို့ရဲ့ဒဏ်ရာတွေကိုကုသပေးခဲ့တာလေဘာကြီးမှမပေးရဘဲနဲ့ငါရဲ့အကောင်းဆုံးဝိညာဉ်ရေးရာစေဝါတွေကိုတုံးပြီးကုပေးခဲ့တာနော်ဟုပြန်ပြောသည်ကြာရှည်စွာတရားထိုင်ပြီးနောက်ဤထူးဆန်းသောလူသားသည်မင်းညကရရှိခဲ့သောပစ္စည်းများကိုအမျိုးအစားခွဲခြားလိုက်ပြီးဒီဘီလူပစ္စည်းတွေအားလုံးကိုခမားတို့စီခွဲဝေပေးပြီးပြီပဲနောက်ထပ်မကျေနပ်တာမရှိရင်တော့ငါသွားတော့မယ်ကတ်တရင်ကဒီတိုင်းပဲထွက်သွားတော့မလို့လားဟုမေးရဆုံးကအင်းရွာကိုသွားပြီးစုချင်းငွေသွားထုတ်ရအောင်မယ်ဟုဆိုကာထွက်သွားသည်ကတ်တရင်ကစိတ်မကောင်းစွာဖြင့်ဇုံထွက်သွားသည်ကိုကြည့်နေသည်ဇုံထွက်သွားစုစစ်သား2ဦးကသူကတန်မိုးရှိတဲ့ပစ္စည်းမှန်သမျှအကုန်ယူသွားတာ
ဒီကောင်ကအရန်နှမျောဖို့ကောင်းလို့မနေဘူးလားဟုပြောသည်သို့တော့ဒုတိယစစ်သားကသူ့ကိုတားမြစ်လိုက်ကသူအတန်ဖိုးဆုံးအရာကိုမယူသွားဘူးမနေ့ညကဒီဘီလူးကယင်းနှီးနေတယ်လို့ခံစားရတယ်အခုမှပဲတတိယတော့တယ်ဒါကမူဆိုးများအသင်း Hunters Association ရဲ့စုငွေထုတ်စည်းရင်းတွေကဂိုဘလင်ကောင်းဆောင်ဖြစ်နေတာပဲဒီခန္ဓာကိုယ်ကိုဖာရိုမျိုးကိုတဲသွားနိုင်ရင်ငွေကြေးအမြောက်များနဲ့လဲလှယ်လို့ရလိမ့်မယ်ဟုဆိုသည်ဇုံသည်ကျင့်ကြံသူတဦးဖြစ်သည်ဖြင့်ရင်းတို့ပြောတန်ကိုကြားလိုက်ရပြီးခမားတို့ဘာပြောလိုက်တယ်အဲ့ဒီအရာကငွေနဲ့လဲလို့ရတယ်ဟုတ်လားဟုမေးကဇုံဤမျက်လုံးများတွင်ငွေကြေးကြောင့်တလက်လက်တောက်ပလာသည်ခဏကြာပြီးနောက်လူတိုင်းဖာရိုမျိုးရှိဘီလူမှုဆိုးများတင်းသို့ရောက်ရှိလာကြသည်အဆင့်3ဘလူးဖြစ်သောဂိုဘလင်ကောင်းဆောင်၏အလောင်းအတွက်ဝိညာဉ်ကြောက်တုံး1000တုံးဘယင်ဂိုဘလင်၏လက်နှစ်ဖက်သုံးဓာတ်အတွက်ဝိညာဉ်ကြောက်တုံး150တုံးကျန်ရှိသောဘလူးပစ္စည်းများအတွက်ဝိညာဉ်ကြောက်တုံး150တုံးစုစုပေါင်းဝိညာဉ်ကြောက်တုံး1300တုံးရရှိသွားသည်စုံလဲအလွန်တရာဝမ်းသာသွားပြီးမစိုးဘူးဒီဝိညာဉ်ကြောက်တုံးတွေကရှေးတုန်းကငါသုံးခဲ့တာတွေနဲ့အတူတူပဲအည်သွေးကနှိပ်ပေမဲ့ပမာဏများများရှိရင်တော့ငါရဲ့ကြင်ကြံမှုအတွက်သုံးဝင်စေပဲဟုဆိုကစစ်သား2ဦးကိုကြောက်တုံး30တုံးပေးလိုက်ပြီးဒီမှာယူသွားကြဒဏ်ရာတွေပြန်ကူလိုက်တော့ဟုပြောသည်စစ်သား2ဦးလည်းဝမ်းသာအားရဖြစ်သွားကြသည်အခုဆိုရင်ခမည်းကိုဘာကြွေးမှမရှိတော့ဘူးသွားတော့မယ်ကတ်တရင်ကစုံကိုရက်တန့်ခိုင်းကသူမ၏လက်ကိုစုံလက်နှင့်ကင်လိုက်ရာဆုံးအနှဲငယ်စိတ်ဆိုးသွားသည်သို့တော့ကတ်တရင်ကရှက်ရွံ့စွာဖြင့်ကျမခမည်းရဲ့နာမည်ကိုမသိသေးဘူးပြောပြလို့ရမလားဟုမေးရဆုံးကငါနာမည်ကဇုံထန်ရှုံပါဟုဖြေသည်ယခုအခါညအချိန်သို့ရောက်ရှိလာပြီဖြစ်သည်နေရာကဖာရိုမျိုးရှိတဲကူခန်းတစ်ခုဖြစ်သည်ဇုံသည်ရေပူစိန်နေစုဂိုဘလင်ကောင်းဆောင်၏လေပင်တွင်ချိတ်ဆွဲထားသောပစ္စည်းတစ်ခုကိုတွေ့ရှိရသည်ပြင်းသည်သူ၏မိုးကြိုးတံကိုခံခဲ့ရတော့လဲလုံးဝထိခိုက်ပျက်စီးခြင်းမရှိပေထို့အပြင်ကျင့်ကြံသူတို့၏ဝိညာဉ်စွမ်းအင်များလည်းထွက်ပေါ်နေသည်ဒါကတန်ဖိုးရှိတဲ့အရာတစ်ခုဖြစ်ရမယ်ခဏတော့တင်ထားလိုက်ဦးမယ်ဇုံအိပ်ပျော်သွားစုအဆိုပါဆွဲကြိုးသည်တလက်လက်တောက်ပလာပြီးဆွဲကြိုးထဲမှအမိပါရှိသောလှပသည့်မိန်းကလေးတဦးထွက်ပေါ်လာသည်နှစ်ပေါင်း9000တောင်ကြာသွားပြီနောက်ဆုံးတော့ငါထွက်လာနိုင်ပြီထိုသူမှာမြေခွေးမိကိုချောင်းပိုင်ရှင်ဘိုင်းကျင်ပေတီဘိုင်းကျင်သည်ဇုံကိုတက်မှတ်သောအကြည့်ဖြင့်ကြည့်ကသူကပဲငါ့ကိုနိုးထလာအောင်လုပ်ခဲ့တာလားသူ့ရဲ့ခန္ဓာကိုယ်ထဲကနေဝိညာဉ်စွမ်းအင်တွေအများကြီးထွက်ပေါ်နေတာပဲဒီလောက်ကံကောင်းတဲ့အဖြစ်အပျက်မျိုးကြုံရလိမ့်မယ်လို့မထင်ထားဘူးအဲ့ဒီလိုဆိုရင်တော့ငါဘက်ကခွင့်မတောင်းပဲတုံးလိုက်တာကိုမငင်းနဲ့တော့ဟုဆိုသည်ဒီခံစားချက်ကဘာလဲအံ့ဩစရာပဲဆိုစွတ်နေတယ်ဆိုစွတ်ပြီးပျော့ပြောင်းနေတာပဲသူ့ရဲ့နှက်ခမ်းကနေတဆင့်ဝိညာဉ်စွမ်းအင်စီးကြောင်းတစ်ခုကကျမရဲ့ကိုယ်ထဲကိုအဆက်မပြတ်စီးဝင်နေတယ်ဒါကတကယ်ကိုခံစားလို့ကောင်းတာပဲသို့တော့ရုတ်တရက်ဆုံးမျက်လုံးပွင့်လာပြီးခမားကဘာတူလဲဟုမေးသည်ဘိုင်းကျင်လဲရှက်ရွံ့စွာဖြင့်စုံပေးမှဖယ်ရှားလိုက်ကနိုးလာပြီလားခမားကပဲကျမကိုနိုးထလာအောင်လုပ်ခဲ့တာလေမသိဘူးလားဟုပြောသည်ဘိုင်းကျင်ဤစကားကိုကြားရသောအခါစုံကအဲ့ဒါဆိုမင်းကမြေခွေးပုံစံကြောက်စိမ့်ဆွဲကြိုးတွေကဖြစ်ရမယ်ပေါ့ဟုဆိုသည်ထို့နောက်ဘိုင်းကျင်ကစိတ်ထဲတွင်အခုနကဝိညာဉ်စွမ်းအင်ကိုအပြေးလွှားဖြစ်တင်းနေပြီလို့သူကဒီလောက်ချုံမုံမှန်းကတတိမထားမိလိုက်ဘူးပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကလည်းတိတ်ကိုဆွဲဆောင်မှုရှိတာပဲပါလို့သူ့ကိုတစ်ချက်လောက်မီးစမ်းမကြည့်ရမှာလဲဟုတွေးတောလိုက်သည်ထူဆန်းသောပတ်ဝန်းကျင်လေးထုကိုခန်းစားမိသဖြင့်ဇုံကဘိုင်းကျင်အားဒီမြေခွေးငယ်လေးမင်းဘာတွေလုပ်နေတာလဲဟုမေးသည်ထိုစုထူဆန်းသည်များကိုခန်းစားလိုက်ရပြီးမိန်းကလေး2ဦးဆုံးရှိသို့ရောက်လာကြသည်တခင်ကရီတယောက်တည်းစိတ်နေတာလားတခင်အေးမိပြီးအထီးကျန်နေလို့လားရေချိုးခန်းထဲမှာကျမတို့ကတခင်ကိုဘာလို့မလုပ်ကြွေးခွင့်မပြုတာလဲတခင်ရဲ့အပြင်းပြေစေဖို့အဖို့ပြုပေးမယ်လေကျမတို့ရဲ့ကျွမ်းကျင်မှုတွေကအရန်ကောင်းပါတယ်တခင်ကိုတေချာပေါက်ကျင်းနဲ့စေရပါမယ်တခင်ရဲ့ကြွက်သားတွေကအရန်ကိုတောင့်တင်းတာပဲအဲ့ဒီပေါ်တင်လိုက်တာနဲ့ကျမရဲ့ရင်ဘတ်တွေတုန်ခါလာပြီးတခင်ခံစားမိရဲ့လားတခင်ရဲ့ကိုယ်ပူချိန်တွေတက်လာနေပြီးအဲ့ဒီလောက်ကြီးစိုးရိမ်နေစရာမလိုပါဘူးတခင်ကျမရဲ့ခန္ဓာကိုယ်ကိုသုံးပြီးတခင်ကြောပြင်ကိုနှိမ့်နေပေးလို့ပို့ပြီးအနားယူလို့ကောင်းအောင်ကူညီပေးမယ်လေဘိုင်းကျင်ကဤမြင်ကွင်းကိုအလန့်ဝေးဝေးမှကြည့်နေရင်ဒီလူသားငါရဲ့ဆွဲဆောင်မျိုးယူမှုကိုမခုခံနိုင်ဘူးဆိုရင်ငါအကူညီရဖို့ဘသူ့ကိုတွားရှာရတော့မှလဲဟုတွေးနေသည်ယခုအခါဆုံးသည်အဝိစားမပါပဲဘိုင်းကျင်ဤရှိတွင်ရက်နေပြီးရင်းကိုမြင်လိုက်ရသဖြင့်ဘိုင်းကျင်အလွန်မင်းတုန်လှုပ်သွားသည်ခဏနေဦးဒီတလက်လက်တောက်ပနေတဲ့တောက်ပတဲ့အလင်းရောင်ကပါလဲ
စုံကဘိုင်းကျင်အားဘာလုံးငါမှာဘာကန့်သက်ချက်မှမရှိတော့သလိုခံစားနေရတာလဲဟုမေးသည့်ဆုံးခန္ဓာကိုယ်၏အစိပ်ပိုင်းအများပြားမှအလွန်တရာတောက်ပသောအလင်းရောင်များထွက်ပေါ်လာနေသည်အင်းကိုမြင်လိုက်ရသဖြင့်ဘိုင်းကျင်၏နှာခေါင်းမှသွေးများအမြောက်များထွက်လာတော့သည်ခဏကြာပြီးနောက်စုံကဘိုင်းကျင်အားငါမသွားဘူးဆိုရင်မင်းကဘလို့ဝိညာဉ်မျိုးလဲဆွဲကြိုးတဲကမြေခွေးတကောင်ဟုတ်လားလူတွေကိုညှို့ယူရမှာကျွမ်းကျင်တယ်မဟုတ်လားဟုမေးသည်ဘိုင်းကျင်ကရှင်းပြသည်မှာခမည်းတည်သွားပြီဆိုတော့လေဒါကိုဆက်ပြီးမဖုံးကွယ်တော့ပါဘူးကျမကရှေးဟက်ဝိညာဉ်ယတနာကောင်းကင်မြေခွေးဆွဲကြိုးဖြစ်ပြီး2000ပေါင်းများစွာကျင့်ကြံခဲ့ရလို့လူစားတီရုပ်တွင်ကိုရရှိခဲ့တာပါဒါပေမဲ့ဘလူးဆိုးရဲ့စွမ်းရင်အရေးအယောင်တွေကြောင့်အိမ်မောကျသွားခဲ့ရတာပါထာဝရအိပ်ပျော်သွားမယ်လို့ထင်ထားခဲ့တာဒါပေမဲ့ဒီနေရာမှာခမည်းနဲ့ဆုံတွေ့ရလိမ့်မယ်လို့ဘသူကထင်ထားမှလဲခမည်းရဲ့ခန္ဓာကိုယ်တွေကဝိညာဉ်စွမ်းရင်ကပဲကျမကိုနိုးထလာအောင်လုပ်ခဲ့တာပါပဲပြီးတော့ခုနကညှို့ယူတဲ့ဆုံးပညာကတော့စမ်းသက်ကြည့်တာပါပဲခမည်းစီကနေဝိညာဉ်စွမ်းအင်တွေအများကြီးထွက်လာတာကိုခံစားမိလို့ပါဒါဆိုခမည်းကကြင့်ကြံသူတယောက်လားစုံကဘိုင်းကျင်အားဟုတ်တယ်ဟုဖြေသည်ဘိုင်းကျင်ကဆက်ပြောသည်မှာဒါပေမဲ့ကျမသိရတဲ့လောက်ဆိုရင်ဒီကဘာပေါ်မှာကြင့်ကြံသူတွေမရှိတော့ပါဘူးလွန်ခဲ့တဲ့နှစ်9000တုန်းကကြင့်ကြံသူတွေနဲ့ဘီလူးတွေကြားမှာစစ်ပွဲကြီးဆိုပြီးကြီးမားတဲ့စစ်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့ဒီစစ်ပွဲပြီးနောက်မှာကြင့်ကြံရေးခိုင်းတွေအားလုံးပျက်စီးသွားခဲ့တာပါကျင့်ကြံသူတွေအားလုံးလည်းတုတ်တင်ခံခဲ့ရပါတယ်။ဘီလူးဆိုးရဲ့အရှိန်အဝါတက်ရောက်မှုကြောင့်ကဘာကြီးဟာပြင်းထန်တဲ့အပြောင်းအလဲကြီးတစ်ခုကိုဖျက်ဆီးခဲ့ရပါတယ်။အင်အားကြီးဂိုင်းကြီးရှစ်ဂိုင်းလုံးပျက်စီးသွားခဲ့တဲ့အဲ့ဒီလိုနဲ့ကျင့်ကြံသူတွေရဲ့တမိုင်းကြောင်းတွေဟာအချိန်ရဲ့ရေစီးကြောင်းထဲမှာတဖြည်းဖြည်းမေးပြောက်ခံခဲ့ရပါတော့တယ်။အဲ့ဒီအစားမျိုးမျိုးသောလူမျိုးစုအသစ်တွေပေါ်ထွက်လာကြတယ်။ရေတူမာတွေနတ်တူငယ်တွေတူရောက်မယ်တွေနဲ့မတိရသေးတဲ့လူမျိုးစုအသစ်များစွာလည်းပေါ်ထွက်လာပြီးကုန်းမြေရဲ့အစိပ်ပိုင်းအချို့ကိုတိမ့်ပိုက်ခဲ့ကြပါတယ်။ကျမအိမ်မော်ကျနေခဲ့တဲ့နှစ်ပေါင်း9000ကာလအတွင်းမှာကျင့်ကြံသူတွေရှိနေတယ်ဆိုတာကိုလုံးဝမခံစားရတော့ပါဘူးကျင့်ကြံသူတယောက်အနေနဲ့ခမည်းကဘလို့လုပ်ပြီး2000ပေါင်းများစွာအသက်ရှင်ရည်တည်နိုင်ခဲ့ပြီးအခုမှရုတ်တရက်ပေါ်ထွက်လာရတာလေသို့တော်ဇုံသည်အတိတ်ကဖြစ်ပျက်ခဲ့သမျှကိုလုံးဝမမှတ်မိတော့ပေအတိတ်ကဖြစ်ပျက်ခဲ့တာတွေကိုဘာမှမမှတ်မိတော့ဘူးဟုဇုံကဆိုသည်ဘိုင်းကျင်ကအမှတ်တွေပျောက်သွားတာလားစိတ်မကောင်းပါဘူးစိတ်မပူပါနဲ့ဆုံးရှုံးသွားတဲ့မှတ်ဉဏ်တွေကတနေ့ကျရင်တေချာပေါက်ပြန်ပေါ်လာမှာပါဟုနှစ်သိမ့်ပေးသည်ဘိုင်းကျင်ဤစကားကိုကြားပြီးနောက်ဆုံးကအဲ့ဒီလိုဖြစ်ဖို့မျှော်လင့်ပါတယ်မင်းခုနကငါ့ကိုဆွဲဆောင်ဖို့အတွက်အဲ့ဒီမျိုးယူတဲ့ပညာကိုသုံးခဲ့တာကငါမှာအစွမ်းထက်တဲ့ဝိညာဉ်စွမ်းအင်ရှိမရှိစမ်းသပ်ခြင်းလို့လားဝိညာဉ်ယတနာတစ်ခုအနေနဲ့ကျင့်ကြံသူတွေရဲ့အကူအညီမပါဘဲနဲ့အစစ်တက်ဖို့မဖြစ်နိုင်ဘူးမဟုတ်လားဟုမေးသည်ဘိုင်းကျင်ကအင်းဟုတ်ပါတယ်အစစ်မတက်နိုင်တာတက်တက်နဲ့တောင်မပြီးသေးပါဘူးဘလူးဆိုးတွေရဲ့အရှိန်အဝါတွေပြည့်နှက်နေတဲ့ဒီကဘာမှာဝိညာဉ်စွမ်းအင်ကိုပြန်ဖြည့်တင်းဖို့နီးလန်းကိုမရှိပါဘူးမကြခင်မှာပဲကျမပျောက်ကွယ်သွားရတော့မှာပါခမားစီကနေဝိညာဉ်စွမ်းအင်တွေအများကြီးထွက်လာတာကိုကျမခံစားမိတယ်ကျမခမားရဲ့နောက်ကိုလိုက်လို့ရမလားဟုပြောသည်ကျမမှာအလွန်ကောင်းမွန်တဲ့အာယုံခံစားမှုရှိပါတယ်ဘီလူးအရှိန်အဝါတွေဝင်းရနေတဲ့ကဘာကြီးထဲမှာရှေးဟက်ယတနာတွေရှိနေတာကိုကျမအာယုံခံနိုင်ပါတယ်ခမားအတွက်တေချာပေါက်အသုံးဝင်စေရပါမယ်ဟုဆက်ပြောသည်စုံလဲချက်ချင်းပင်သဘောတူလိုက်သည်ဘိုင်းကျင်ကဒါနဲ့တော်တော်မြန်ပါလားမစိုးစားကြည့်ချင်ဘူးလားကျင့်ကြံဖို့အတွက်ခမားရဲ့ဝိညာဉ်စွမ်းရည်ကိုကျမစုပ်ယူရမှာနော်နောက်ထပ်အခြေအနေအချို့ထပ်တောင်းဆိုချင်တာမျိုးမရှိဘူးလားဥပမာဝိညာဉ်စွမ်းအင်အချို့နဲ့လဲလှယ်ဖို့အတွက်ကျမရဲ့ခန္ဓာကိုယ်ကိုသုံးတာမျိုးဟုဆိုသည်သို့တော်ဇုံကမလိုပါဘူးမင်းလိုအပ်တဲ့ဝိညာဉ်စွမ်းအင်ပမာဏကငါအတွက်ဘာမှမဟုတ်ပါဘူးဟုဖြေသည်ဘိုင်းကျင်လဲစိတ်ထဲတွင်မယုံနိုင်စရာပဲသူပြောတာတကယ်ပဲဟုတွေးလိုက်သည်ဇုံကဆက်လက်၍ဒါနဲ့စကားမဆက်မင်းရှေးဟောင်းယတနာတွေကိုရှာဖွေပေးနိုင်တယ်လို့ပြောခဲ့တယ်မဟုတ်လားဟုမေးလိုက်သည်နောက်တစ်နေ့တွင်ဇုံနှင့်ဘိုင်းကျင်တို့မြို့ထဲတွင်လမ်းလျှောက်ထွက်လာကြသည်ဘိုင်းကျင်ကဇုံထန်ရှုံခမားရဲ့နာမည်ကဇုံထန်ရှုံဟုတ်လားဟုမေးရဇုံကအင်းဟုတ်တယ်ဘာပြဿနာရှိလို့လဲဟုပြန်ဖြေသည်ဘိုင်းကျင်လည်းတစုံတရာကိုစူးစားရင်းကြားဘူးတယ်လို့ရှိနေတယ်လို့ပဲဘယ်နေရာမှာများကြားဘူးခဲ့လဲမသိဘူးဟုတွေးနေစုတစုံတရာကိုရုတ်တရက်ခံစားလိုက်ရသည်ဇုံကဘာဖြစ်လို့လဲဟုမေးသည်ဘိုင်းကျင်ကဟောဒီမှာအဲ့ဒီဘက်မှာယတနာတစ်ခုရှိနေတယ်ဆိုတာကိုကျမအပြည့်အဝခံစားမိနေပြီဟုဆိုသည်ဇုံလဲဤစကားကိုကြားလိုက်ရသဖြင့်ဝမ်းသာအားရဖြစ်သွားကကောင်းပြီလေဒါဆိုတွားကြည့်ကြစို့ဟုပြောသည်ဘိုင်းကျင်ရှေ့သို့လှမ်းကြည့်လိုက်ရာလူအများပြားတနေရာထဲတွင်စုဝေးနေကြသည်ကိုတွေ့ရသည်တစုံတရာသောပွဲတော်တစ်ခုကျင်းပနေပုံရပေသည်ကျမခံစားမိတာတော့ယတနာကကျမတို့ရဲ့ရှေ့တက်တဲ့မှာရှိနေတာပဲဟုဘိုင်းကျင်ကဆိုသည်ဇုံလဲအလွန်မင်းစိတ်လောနေကအမြန်သွားရအောင်ပျော်ပွဲစားဖို့အတူတူသွားကြဆိုဟုဆိုကရှေ့သို့ဥဆောင်သွားလိုက်ရာရှေ့ဆုံးတွင်စစ်သား2ဦးကတစုံတရာကိုကာကွယ်ဆောင်ကျက်နေသည်ကိုတွေ့လိုက်ရသည်
စုပ်စိတ်ထဲတွင်ဒီမြေခွေးလေးပြောတဲ့ယတနာဆိုတာအဲ့ဒီဓာတ်ကိုပြောတာလားဟုတွေးလိုက်သည်ယခုအခါလူတိုင်းအချင်းချင်းဆွေးနွေးပြောဆိုနေကြသည်အရင်နှစ်တွေရဲ့စီးမျိုးတွေအရဆိုရင်သူရဲကောင်းရဲ့စမ်းသပ်မှုပွဲတော်ကနောက်ရမည့်ရက်ပိုင်းအတွင်းကျင်းပတော့မှဒီတစ်ခါရောအဓိကမိသားစုကြီး၄စုတဲကဘလူငယ်ကဒီစမ်းသပ်မှုကိုအောင်မြင်သွားမလဲမသိဘူးနော်ဘသူသိမှလဲကွာအဖိုးအိုတူကဘသူကမှဒီစမ်းသပ်မှုကိုအောင်သွားရင်တော့မှဘာမှထူးခြားလာမှာမဟုတ်ပါဘူးကွာငါရဲ့တက်တန်းတစ်လျှောက်မှာဒီဓာတ်ကိုဆွဲထုတ်နိုင်ခဲ့တဲ့ဘသူကမှငါတခါမှမမြင်ဘူးပါဘူးဟုပြောသည်ဘိုင်းချင်ကထိုဖိုးအိုအားအဖိုးဒီဓာတ်ကအဲ့ဒီလောက်တောင်အစွမ်းထက်ပြီးထူးဆန်းနေလို့လားဟုမေးလိုက်ရဖိုးအိုကသမီးလေးဒီအကြောင်းကိုမေးတယ်ဆိုတော့သမီးကဧည့်သည်တယောက်ဖြစ်ရမယ်ဒီဓာတ်ကိုဖာရိုမြို့မှာလူတိုင်းသိကြပါတယ်သူရဲကောင်းရဲ့ဓာတ်ဆိုတာရှေ့ခေတ်ကလေးကဆင်းသက်လာတဲ့တန်ရှင်းသောလက်နက်တစ်ခုဖြစ်တဲ့နှစ်ပေါင်းထောင်နဲ့ချီပြီးရှိနေခဲ့တာပါပထမဆုံးတွေ့ရှိခဲ့ချိန်ကလေးကဒီကြောက်တုံးကြီးထဲမှာနက်နဲ့စိုက်ဝင်နေခဲ့တာပဲဒဏ္ဍာရီတွေရဆိုရင်တကယ်ကိုရဲစွမ်းတတိနဲ့ပြည့်စုံပြီးအင်အားကြီးမားတဲ့သူရဲကောင်းတစ်ယောက်ထဲသာလျှင်ဒီဓာတ်ကိုဆွဲထုတ်နိုင်မယ်လို့ဆိုကြတယ်ဒါပေမဲ့နှစ်ပေါင်းထောင်နဲ့ချီတဲ့ကာလအတွင်းမှာလူပေါင်းများစွာကဒီတန်ရှင်းသောလက်နက်ကိုဆွဲထုတ်ဖို့နီလန်းပေါင်းစုံကိုအသုံးပြုခဲ့ကြပေမဲ့ဘယ်သူမှမအောင်မြင်ခဲ့ကြဘူးဒီဒဏ္ဍာရီလားသူရဲကောင်းဆိုတာတနေ့ကျရင်ပေါ်လာပါမလားတော့မသိတော့ပါဘူးကွာဟုရှင်းပြသည်ဘိုင်းချင်ကစုံဘက်သို့လှည့်ကာစုံထန်ရှုံခမည်းဘာဖြစ်နေတာလဲအဲ့ဒီဓာတ်ကိုသဘောကျနေလို့လားဟုမေးသည်သို့သောစုံကောင်းထဲတွင်တစုံတရာကိုရုတ်တရက်တတိယသွားပြီးဒီဓာတ်ကငါဘယ်နေရာမှာမြင်ဘူးသလိုခံစားနေရပါလိမ့်ဟုတွေးတောမိလိုက်သည်အတိတ်ကာလသို့ပြန်ပြောင်းကြည့်လျင်လွန်ခဲ့သောနှစ်ပေါင်း9000ကဤဓာတ်သည်ငါရဲ့ထုလုပ်ထားသောဓာတ်တောင်ကြရဲ့ယတနာဖြစ်သည်အထီးတွေ့လေးတစ်ခုတည်းနဲ့သပင်တွေကိုပါဖျက်တောက်နိုင်စွမ်းရှိတဲ့ပြိုင်ဆိုင်ကင်းနဲ့ထက်မြက်မှုရှိတဲ့လက်နက်တစ်ခုဒါဟာဓာတ်တွေထဲမှာထိတ်တန်းအထုပ်ထိတ်ကိုရောက်ရှိနေတာပဲတကယ်လို့သူကပညာရှိတဲ့သခင်တဦးနဲ့သာစုံတွေ့နိုင်မယ်ဆိုရင်ဒီဓာတ်ကသခင်ကိုကာကွယ်ပေးဖို့အတွက်မိုးပြနဂါဓာတ်ဝိညာဉ်အဖြစ်ကိုတောင်ပြောင်းလဲနိုင်စွမ်းရှိတယ်။ကောင်းကင်အောက်ကကုန်းမြေအလုံးကိုထည့်တွက်မယ်ဆိုရင်တော့ခမည်းကလွယ်လို့ဘသူမှဓာတ်ကိုကင်ဆောင်ဖို့မထိုက်တန်ပါဘူး။စုံကလည်းဓာတ်ကငားရဲ့ဓာတ်ပဲ။ကျင့်ကြံသူတွေနဲ့ဘီလူးတွေကြားဖြစ်ပွားခဲ့တဲ့စစ်ပွဲကြီးပြီးသွားတဲ့နောက်မှာဒီဓာတ်ကဒီနေရာကိုရောက်လာလိမ့်မယ်လို့ငါလုံးဝမထင်ထားခဲ့မိဘူးဟုဆိုသည်။ဘိုင်းချင်ကအဲ့ဒါတကယ်ပဲလားဟုမေးရဆုံးကငါသူ့ရဲ့နာမည်ကိုလည်းပြန်တတိယသွားပြီးဒီဓာတ်ရဲ့နာမည်ကဟိုလုံးလို့ခေါ်တယ်ဟုဖြေသည်ယခုအခါစုံသည်ရှေ့သို့တိုးသွားရန်ပြင်ဆင်နေစုစစ်သားများကစုံကိုတားဆီးလိုက်ကြပြီးဒီတားမြစ်ထားတဲ့နယ်မြေတဲကိုဘလို့လူကနေကျော်ဝင်လာရဲတာလဲဒါကဖာရိုမျိုးရဲ့တန်ရှင်းသောဓာတ်ဖြစ်တဲ့တတ်မှတ်ထားတဲ့ပုံကိုယ်တွေသာလျှင်ချင်းကပ်ခွင့်ရှိတယ်ဟုပြောကြသည်ဘိုင်းချင်ကတကယ်ကိုရဲစွမ်းတတိနဲ့ပြည့်စုံပြီးအင်အားကြီးမားတဲ့သူရဲကောင်းတစ်ယောက်ထဲသာလျှင်ဒီဓာတ်ကိုဆွဲထုတ်နိုင်မယ်လို့ခမည်းတော်ပြောခဲ့တယ်မဟုတ်လားသူကခမည်းတော်ရှာနေတဲ့လူပဲလေဟုဆိုသည်စစ်သားနှစ်ဦးလည်းဘိုင်းချင်၏စကားကိုကြားရသောအခါရေမောလိုက်ကြပြီးဒီဓာတ်ကိုနှစ်ပေါင်းထောင်နဲ့ချီပြီးဘသူမှဆွဲမထုတ်နိုင်ခဲ့ဘူးမင်းကဘသူကိုပြောနေတာလဲခမည်းတော်ယူနေကြတာပဲဘသူမဆိုဒီတန့်ရှင်းတဲ့ဓာတ်ကိုဆွဲထုတ်လို့မရဘူးဟုဝိုင်းပြောကြသည်ပြည်သူလူထုကလည်းဓာတ်ကိုဆွဲထုတ်ချင်တယ်ဆိုရင်ပထမဦးဆုံးသူရဲကောင်းရဲ့စမ်းသပ်မှုကိုအောင်မြင်ရမယ်ပြီးတော့စမ်းသပ်မှုမှာပါဝင်ဖို့အတွက်အဓိကမိသားစုကြီး၄စုတဲကတစ်ခုခုရဲ့ထောက်ခံစာလိုအပ်တယ်ဒီလူနှစ်ယောက်ကအဓိကမိသားစုကြီးတွေတဲကဖြစ်เสียလုံးဝမရှိဘူးသူတို့တော့ပြဿနာတက်တော့မယ်ထင်တယ်ဟုဆွေးနွေးနေကြသည်စစ်သားကခွင့်လွတ်ပါအရှင်ဖာရိုမျိုးရဲ့ဘယ်မိသားစုကနေလာတာလဲဆိုတာကိုမေးလို့ရမလားအဓိကမိသားစုကြီး၄စုတဲကတယောက်မှမဟုတ်ဘူးဆိုရင်တော့ခမည်းကဒီစမ်းသပ်မှုမှာပါဝင်ဖို့အရေးချင်းမပြည့်မိဘူးအဲ့ဒီလိုဆိုရင်တော့ငါတို့ရေးယူကြေးမဆက်ဆံနိုင်တာကိုမကြေမနက်မဖြစ်နဲ့တော့ဟုပြောသည်စစ်သား၏စကားကိုကြားပြီးနောက်ဆုံးကငါကမိသားစုကြီး၄စုတဲကတယောက်မဟုတ်ရင်ဘာဖြစ်လဲခမည်းတို့နှစ်ယောက်ကငါ့ကိုဘလို့တားဆီးကြမလဲဟုဆိုသည်စုံစကားကြောင့်စစ်သားနှစ်ဦးစလုံးတိုက်ခိုက်ရန်ပြင်ဆင်လိုက်ကြဆိုတော်ကြပါတော့သူကကျမရဲ့စတိတ်မိသားစုရဲ့အထူးဧည့်သည်တော်ဖြစ်တယ်ဘသူကသူ့ကိုရိုင်းဆိုင်ရဲတာလဲဟုဆိုကတစုံတရာရောက်လာသည်ကတ်တရင်ကိုမြင်လိုက်ရသဖြင့်စစ်သားနှစ်ဦးအလွန်တရာအံ့အားသင့်သွားကြပြီးတောင်းပန်ပါတယ်သူကမိရဲ့အထူးဧည့်သည်တော်ဖြစ်မှန်ကျွန်တော်တို့မသိခဲ့လို့ပါခွင့်လွတ်ပေးပါမိကတ်တရင်ဟုတောင်းပန်ကြသည်ပရိသတ်များလည်းအံ့ဩသွားကြကာစတိတ်မိသားစုရဲ့တမီးကြီးဆုံးပဲဒီလိုတောသားလိုလူကစတိတ်မိသားစုနဲ့ဘလို့လုပ်ပြီးအဆက်အသွယ်ရှိသွားတာလဲဟုအံ့ဩနေကြသည်ကတ်တရင်ကစုံချန်ရှုံခမည်းတန့်ရှင်းသောဓာတ်ကိုဆွဲထုတ်ဖို့ကြိုးစားကြည့်ကျင်လို့လားဟုမေးသည်စုံကအတိအကျပဲဒါပေမဲ့ဒီကောင်တွေကငါ့ကိုမလုပ်ခိုင်းဘူးလေဟုဖြေသည်ကတ်တရင်ကဖာရိုမျိုးရဲ့စီးမြင်တွေရဆိုရင်သူရဲကောင်းရဲ့စမ်းသပ်မှုကိုအောင်မြင်တဲ့သူတွေသာလျှင်တန့်ရှင်းသောဓာတ်ကိုဆွဲထုတ်ဖို့အရေးချင်းရှိပါတယ်တကယ်ကိုစိတ်မကောင်းပါဘူးဒါကရာစုနှစ်များစွာကတည်းကဆင်းသက်လာတဲ့စီးမြင်ဖြစ်ပြီးကျမဘလို့မှမပြောင်းလဲနိုင်တဲ့စီးမြင်တစ်ခုပါဟုဆိုသည်က
ကတရင်ဤစကားကိုကြားရသောအခါဆုံကဘာလို့ဒီလောက်ရှုပ်ထွေးတဲ့စီးမြုံတွေရှိနေရတာလဲအဲ့ဒါမူလကငါရထားပါဟုပြောသည်ဘိုင်းကျင်ကစုံနာတို့ကက်ကတကယ်တော့အလောတကြီးလှုပ်เสียမလိုပါဘူးဒါကခမားပိုင်တာပဲဘယ်သူမှယူသွားလို့မရပါဘူးစန့်ကျင်ဘက်အနေနဲ့ဒီစမ်းသပ်မှုကစိတ်ဝင်စားစရာကောင်းပုံရတယ်တခြားရတနာတွေကိုတော့ငါတို့တွေ့ရနိုင်တယ်ဒီတစ်ခါတော့ဒေတာခန်တွေရဲ့ဒလိထုံးစံအတိုင်းလိုက်လုပ်ကြရအောင်ပါဟုတိုးတိုးပြောသည်ကက်တရင်ကစုံအားချစ်ခင်ယူရသောအတန်ဖြင့်ကျမကအဓိကမိသားစုကြီး၄စုတဲကတယောက်ပါပဲသူရဲကောင်းရဲ့စမ်းသပ်မှုမှာပါဝင်ဖို့ထောက်ခံစာကိုကျမရေးပေးပြီးကူညီလို့ရပါတယ်ဟုပြောသည်သို့တော်စုံကဘိုင်းကျင်အားဒီထောက်ခံစာအတွက်ပတ်စံပေးရမှာလားဟုမေးရဘိုင်းကျင်ကမလိုပါဘူးပတ်စံမပေးရပါဘူးဟုညင်းဆိုသည်စုံကဒါဆိုရင်သူမအတွက်ပါတဆောင်ရေးပေးလိုက်ပါသူမကငါနဲ့အတူတူပဲဟုဆိုသည်ကတရင်လဲသဘောတူလိုက်တော့လဲစိတ်ထဲတွင်ဒီမိန်းကလေးကအရန်ကိုလှပပြီးချစ်စရာကောင်းတာပဲပြီးတော့သူကဇုံချန်ရှုံနဲ့တူညီတဲ့ဝတ်စုံစတိုင်ကိုဝတ်ထားတယ်သူတို့နှစ်ယောက်ကြားမှာအဲ့ဒီလိုဆက်မျိုးဆက်ဆံရေးရှိနေတာတော့မဟုတ်ပါဘူးနော်ဟုတွေးတောမိသည်ရက်အနှဲငယ်ကြာသောအခါဖာရိုမြို့အပြင်ဘက်ရှိတရဲတောင်ကြား Ghost Valley တို့ရောက်ရှိလာကြသည်ဇုံလဲဤနေရာသို့ရောက်ရှိလာပြီးဖြစ်သည်နေရာအနှံ့အပြားတွင်ဘီလူဆိုကြီးများ၏ပြင်းထန်သောအနက်အသက်များကိုခံစားနေရသည်စိတ်ဝင်စားစရာပဲဒါကသူရဲ့ကောင်းရဲ့စမ်းသပ်မှုကျင်းပမဲ့နေရာတိကျပဲဇုံအပြင်တခြားသောလူများစွာလည်းတရဲတောင်ကြားထဲတွင်စုဝေးရောက်ရှိနေကြသည်ထိုစုတဦးကစမ်းသပ်မှုမှာပါဝင်မဲ့သူတွေအားလုံးရောက်ရှိလာကြပြီးထင်တယ်ဒါဆိုရင်ဒီတစ်ချိန်သူရဲကောင်းရဲ့စမ်းသပ်မှုဆိုင်ရာစီးမြင်တွေကိုကျွန်တော်ကြေညာပေးပါမယ်ဟုဆိုသည်ထိုသူမှာတန်ရှင်းသောလက်ဝါးကတ်တိုင်ဖះเจ้าမှစိတ်ဆွမ်းအားအဆင့်ပြီးအလဲလက်အဆင့်ဖះเจ้าသူတဦးဖြစ်သည့်အလွန်လှပသောအမျိုးသမီးမေပေတွေမနက်ဖြန်မွန်းတဲ့10နှစ်နားမှာဘီလူဦးတိုင်တွေကိုရယူပြီးဒီနေရာကိုပြန်တည်လာနိုင်တဲ့သူတိုင်းစမ်းသပ်မှုကိုအောင်မြင်သွားပါလိမ့်မယ်ဟုကြေညာသည်စစ်သားများနှင့်တိုက်ခိုက်ရေးသမားများမှဤစကားကိုကြားလိုက်ရသဖြင့်အလွန်အမင်းအံ့ဩသွားကြသည်ဘာအဆင့်3ဘီလူတောင်ပါသေးတာလားအရန်အနေအများလွန်းနဲ့ငါတို့တေကုန်ကြမှာပေါ့ဘီလူဦးတိုင်က3ခုလည်းရှိတာဆိုတော့အများဆုံးလူ3ယောက်ပဲစမ်းသပ်မှုကိုအောင်နိုင်မယ်လို့ဆိုလိုတာပေါ့ဒီတောင်းဆိုချက်ကအရန်တင်းကျပ်လုံးမနေဘူးလားထို့ဆိုလူတဦးထိုနေရာသို့ဝင်ရောက်လာပြီးစမ်းသပ်မှုကဒီထက်ပိုခက်ခဲမယ်လို့ငါထင်ထားခဲ့တာအိုနာစစ်မိသားစုအတွက်ဒီလိုအဆင့်မျိုးကပြဿနာကိုမရှိပါဘူးဟုပြောသည်ထိုသူမှာအိုနာစစ်မိသားစုမှကပ်ဖြစ်ပြီးစိတ်ဆွမ်းအားအဆင့်စီဖြစ်သည်သူနောက်မှလူတဦးထွက်လာပြီးအစောကြီးကြွားမနေနဲ့ဦး3နှစ်တစ်ကြိမ်ကျင်းပတဲ့ဒီစမ်းသပ်မှုကသာလွယ်ကူမယ်ဆိုရင်ပါဝင်ရှင်ပြိုင်တဲ့သူတွေဒီလောက်တောင်နဲနေစရာအကြောင်းကိုမရှိဘူးပေါ့ခမားသာကြာရှုံးသွားရင်မိသားစုကိုအဆက်ကွဲစေမှာပဲဟုဆိုသည်ထိုသူမှာဒီပုမိသားစုမှမေးရဖြစ်ပြီးစိတ်ဆွမ်းအားအဆင့်စီဖြစ်သည်ဤသူနှစ်ဦးကိုမြင်လိုက်ရသဖြင့်လူတိုင်းဝိုင်းဝန်းဆွေးနွေးလာကြသည်ဒီစမ်းသပ်မှုမှာအလားအလာအကောင်းဆုံးပါဝင်ရှင်ပြိုင်သူတွေကတော့မေယာနဲ့ကနှစ်ယောက်ပဲဖြစ်တယ်သူတို့နှစ်ယောက်တိုက်ရိုက်ရင်ဆိုင်ရတော့မှဆိုတော့တကယ်ကိုကြည်ကောင်းမဲ့ရှိုးပွဲတစ်ခုဖြစ်လာမှာပဲသူတို့နှစ်ယောက်လုံးကညံကောင်းသူတွေဘသူကအပေါ်စီးကနေထွက်ပေါ်လာမလဲဒီပုမိသားစုကဖာရိုမျိုးရဲ့ထိတ်တန်းမိသားစုတွေတဲကတစ်ခုဖြစ်ပြီးမေယာကသူတို့တဲကတယောက်ဖြစ်တဲ့အတွက်သူပိုပြီးအင်အားကြီးမှတေးကြတယ်ငါအမြင်ရဆိုရင်မေယာကစမ်းသပ်မှုကိုအောင်မြင်ုံတင်မကပဲတန်ရှင်းသောဓာတ်ကိုပါဆွဲထုတ်နိုင်လိမ့်မယ်သူရဲကောင်းတဦးကသူတို့ပြောတာကိုကြားလိုက်ကြလားငါကိုအတန်မာဆုံးလူတစ်လို့အတိမတ်ပြုထားတာမင်းတို့ကအနားကိုတော့မကတ်နိုင်ဘူးဟုတွေးနေသည်လောက်ကျန်တက်ဖြတ်သူကလည်းဒီအယူကတော့ငါရဲ့အကြီးဆုံးပြိုင်ဘက်ဖြစ်လာမှာတေးချတယ်ဒါပေမဲ့အလွန်မင်းဂုံယူမနေနဲ့အောင်ဘီလူဦးတိုင်ကိုရယူတာကအစပဲရှိသေးတယ်ဒီနေရာကိုအရှင်လက်လက်ပြန်လာနိုင်တဲ့သူတွေသာလျှင်စမ်းသပ်မှုကိုအမှန်တကယ်အောင်မြင်တယ်လို့သတ်မှတ်ခံရမှာဟုတွေးနေသည်လောက်ကျန်တက်ဖြတ်သူသည်စုံပေးမှဖြတ်သွားစုံသည်ပြင်းထန်သောတက်ဖြတ်လိုသည့်အငွေ့တက်ကိုခံစားလိုက်ရသည်ဒီလောက်ပြင်းထန်တဲ့တက်လိုတဲ့စိတ်ဆန္ဒဒီကောင်ကတရင်ပြောဘူးတဲ့လူဖြစ်မယ်ထင်တယ်ဟုစုံတွေးလိုက်သည့်ယခုအခါကတရင်ကစုံအားပြောပြသည်မှာအိုနာစစ်မိသားစုကအမြဲတမ်းငါတို့နဲ့ရန်ဖြစ်နေတာအထူးသဖြင့်အဲ့ဒီကသူကရက်ဆက်ပြီးဂယုဏကင်းမဲ့တဲ့လူပဲခမားတရဲတောင်ကြားထဲရောက်သွားရင်သူ့နဲ့လုံးဝသွားမတိုက်မိစေနဲ့ဘာဖြစ်လို့လဲဆိုတော့သူကအယမ်းကိုအနေအများလိုပဲဟူ၏စုံကနားလဲပါပြီးငါကအယမ်းကိုယုံကြည်စိတ်ချရတဲ့လူပါဟုပြန်ဖြေသည်လောက်ကျန်တက်ဖြတ်သူသည်ဇုံနှင့်ကတရင်စကားပြောနေသည်ကိုမြင်လိုက်ရသဖြင့်စိတ်ထဲတွင်စတိတ်မိသားစုပါဖြစ်သွားတာလေဒီလိုလူမျိုးကိုစမ်းသပ်မှုမှာပါဝင်ဖို့ဘလို့လုပ်ပြီးလွတ်လိုက်ရတာလဲသူ့အကြောင်းကိုငါစုံစမ်းပြီးသားပါသူကစိတ်ဆွမ်းအားသူများရှိတဲ့တာမန်လူတစ်ယောက်ပဲသူ့ကိုလစ်လူရှုထားလိုက်လို့ရပါတယ်ဒီတစ်ခါတော့ဖာရိုမျိုးတဝမ်းလုံးမှာငါနာမည်ကြော်ကြားလာအောင်ငါလုပ်ပြမယ်ဟုတွေးနေသည်ယခုအခါစမ်းသပ်မှုကြီးစတင်တော့မည်ဖြစ်သည်ဤစကားကိုကြားလိုက်ရသည်နှင့်ပါဝင်ရှင်ပြိုင်သူအားလုံးတရဲတောင်ကြားစီသို့
အလွန်တရာလင်းမြန်စွာဖြင့်ရွှေ့ပြောင်းသွားကြသည်လောက်ကျန်တက်ဖြတ်သူရှေ့သို့တိုးသွားစုတစုံတရာကိုရုတ်တရက်အာယုံခံမိသွားသည်ဒီတရဲတောင်ကြားမှာလမ်းဆုံလမ်းခွဲတွေအများကြီးရှိနေလိမ့်မယ်လို့ငါလုံးဝမထင်ထားခဲ့မိဘူးစိတ်ဝင်စားစရာပဲဒီဘက်လမ်းကစူးတွေနဲ့ပြည့်နေတဲ့ဒုတိယလမ်းကတော့အစင်းမြင့်ဘီလူးတစ်ကောင်နဲ့တူတဲ့မိမ့်မိန်နေတဲ့ဘီလူးဆိုးရဲ့အရှိန်ဝါတွေစီးထွက်နေတဲ့စန့်ကျင်ဘက်အနေနဲ့ညာဘက်ကလမ်းတစ်ခုကတော့ပိုကောင်းပုံရတဲ့အထူးသဖြင့်နောက်ဆုံးလမ်းကမှိန်ပြပြအလင်းရောင်ထွက်နေတဲ့ကောင်းပြီးဒီလမ်းကိုပဲငါရွေးမယ်လေးစီးကြောင်းထောင်းကိုအခြေခံပြီးကြည့်လျင်တတိယလမ်းမှနူးညံ့သောလေညင်းလေးတိုက်ခတ်လာသည်ဆိုလိုသည်မှာဤလမ်းကြောင်းသည်ဘေးကင်းလုံခြုံပြီးပိတ်ဆို့မှုမရှိပေဒါဟာတေချာပေါက်မှန်ကန်တဲ့လမ်းကြောင်းပဲဖြစ်ရမယ်ထိုစုစစ်သားများကပထမလမ်းကစူးတွေနဲ့လမ်းလျှောက်ရခက်ခဲပေမဲ့ဘီလူးတကောင်နဲ့တိုက်ခိုက်ရတာကလည်းအတူတူပါပဲဒါကြောင့်ပထမလမ်းကအလုံးကျုံဆုံးလမ်းကြောင်းပဲဟုဆွေးနွေးနေကြသည်ကတရင်ဘာလို့စိတ်ဆွမ်းအားသူများရှိတဲ့လူတစ်ယောက်ကိုစမ်းသပ်မှုမှာပါဝင်ဖို့တိုက်တွန်းခဲ့တာလဲငါတော့အံ့ဩမိပါတယ်ဟုစစ်သားကမေးသည်ဖះเจ้าသူ priest ကလည်းကတရင်အားတာမန်လူတွေကိုစမ်းသပ်မှုတဲ့ဝင်ခွင့်ပေးတာကတေချာပေါက်တေလန်းကိုပို့တာနဲ့ဘာမှမထူးဘူးသူ့ကိုရွေးချယ်ခြင်းအပြင်မိသားစုရဲ့ဂုဏ်သတင်းကိုဖျက်ဆီးစေမှမကြောက်ဘူးလားဟုပြောသည်ကတရင်ကပြန်ပြောသည်မှာခမားမားနေပြီငါဒါကိုမိသားစုအတွက်လုပ်နေတာမဟုတ်ဘူးသူ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခြင်းလို့ပါပဲပြီးတော့ဇုံချန်ရှုံကတာမန်လူတစ်ယောက်မဟုတ်ပါဘူးသူ့ရဲ့စွမ်းအားကနည်းနည်းလွန်းနေသူဒီစမ်းသပ်မှုကိုအောင်မြင်အောင်လုပ်နိုင်မယ်ဆိုတာငါယုံကြည်တယ်ဘာလို့လဲဆိုတော့သူကငါတွေ့ဘူးသမျှထဲမှာအယုံကြည်ရဆုံးလူဖြစ်လို့ပဲဖះเจ้าသူမှာဤစကားကိုကြားရသဖြင့်အလွန်အမင်းအံ့ဩသွားကအယုံကြည်ရဆုံးလူဟုတ်စဟုတွေးလိုက်သည်ခဏကြာသောအခါဇုံနှင့်ဘိုင်းကျင်တို့နှစ်ဦးသားဘယ်ဘက်ကိုတွားရမှန်းမသိပဲရှုပ်ထွေးနေကြသည်ဘိုင်းကျင်ကကတ်တရင်ပြောတာကိုအခြေခံပြီးကြည့်ရင်တရဲတောင်ကြားကိုနေရာဒေသအများအပြားခွဲခြားထားတဲ့အခုလမ်းစုံလမ်းခွဲတွေအများကြီးရှိနေတာဘယ်လမ်းကိုယူရမလဲဟုမေးသည်ဇုံကခဏလောက်စူးစားပြီးနောက်ဒီကိုင်းခက်ကြတဲ့ဘက်ကိုပဲငါတို့တွားကြမယ်ဟုဆိုသည်ဘိုင်းကျင်လည်းဇုံစကားကိုကြားရသဖြင့်အလွန်တရာအံ့ဩသွားကခမားတကယ်ပြောနေတာလားဒါကခမားစူးစားထားတဲ့နီလန်းလားဟုမေးသည်ဇုံကမှန်တယ်ဒီနီလန်းကအရန်ကိုယုံကြည်စိတ်ချရတယ်ဟုဖြေကာဇုံသည်ထိုနီလန်းကိုအသုံးပြု၍တွားမိလန်းကိုဆုံးဖြတ်လိုက်သည်ကောင်းပြီဒီလန်းအတိုင်းတွားကြစို့သို့တော်ဘိုင်းကျင်ကအနှဲငယ်ကြောက်ရွံ့လာကဒီလန်းကနည်းနည်းထိတ်လန့်စရာကောင်းပုံရတယ်ဟုပြောသည်ဇုံနှင့်ဘိုင်းကျင်တို့အဆိုပါလန်းအတိုင်းရှောက်သွားနေကြစို့ဘိုင်းကျင်ကအနှဲငယ်ကြောက်လန့်နေကဘာမှအတန်မကြားမိဘူးလားဟုမေးသည်ဇုံကမကြားမိကြောင်းပြောတော့လဲဘိုင်းကျင်ကဒါပေမဲ့ကျမရဲ့ဗီဇကဒီမှာတခုခုမကောင်းတာရှိနေတယ်လို့ပြောနေတယ်ရင်ဘတ်ကိုဖိထားသလိုအသက်ရှူလို့မဝအောင်ဖြစ်စေတဲ့မကောင်းဆိုးဝါးစွမ်းရင်တခုဒီမှာရှိနေတယ်ဟုဆိုသည်ဇုံစိတ်ထဲတွင်အဲ့ဒါမင်းရဲ့ရင်သားတွေနဲ့ငါ့ကိုတင်းတင်းကြပ်ကြပ်လာဖိထားလို့ဖြစ်မှာပေါ့ဟုတ်တယ်မလားဟုတွေးနေသည်သူတို့နှစ်ဦးရှေ့သို့ဆက်သွားသည်နှင့်အမျှအတန်များပိုမိုကျလောင်လာသည်ဘိုင်းကျင်ရှေ့သို့လှမ်းကြည့်လိုက်ရာတစုံတရာကိုတွေးလိုက်ရသဖြင့်ဇုံချန်ရှုံဟိုမှာကြည့်ပါဦးဘာကြီးလဲဟိုမှာဟုအော်လိုက်သည်အမောင်ထူတဲ့လူသူကင်းမဲ့သောနေရာတစ်ခုတွင်ထူးဆန်းသောအခြေအနေ၌မိန်းကလေးတဦးရှိနေသည်သူမ၏ဝတ်စုံများမှာစုပ်ပြဲနေပြီးလေထဲတွင်ပြန့်ဝဲနေကတင်ပါများမှာဖျဲသီးကဲ့သို့ကြီးမားနေသည်လာရောင်သားရသောညချမ်းချိန်တွင်ထူးဆန်းသောမိန်းကလေးတဦးရှေ့တွင်ရပ်နေပေသည်ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့်ဘိုင်းကျင်ကြောက်ရွံ့သွားတော့လဲဇုံကမူမကြောက်ပေသူသည်ရှေ့သို့လျှောက်သွားရာဘိုင်းကျင်ကတားမြစ်လိုက်ကခဏနေပါဦးဘာလို့ဟိုဘက်ကိုသွားတာလဲဒါကတရဲတောင်ကြားလေသူမကငါတို့ရဲ့လမ်းကိုပိတ်ဆို့နေတဲ့အမျိုးသမီးတရဲဖြစ်ရမယ်ဟုပြောသည်သို့တော်ဇုံကအမျိုးသမီးတရဲဟုတ်လားဘလို့လုပ်ဖြစ်နိုင်မှာလဲဒါကလမ်းပြောင်းနေတဲ့မိန်းကလေးတယောက်ပဲလေဟုဆိုကအမျိုးသမီးတရဲကိုနှုတ်ဆက်လိုက်ရာအမျိုးသမီးတရဲကလည်းပြုံးလျက်ဆုံးကိုပြန်လဲနှုတ်ဆက်သည်သူမ၏လှပသောမျက်နှာကိုစုံအားပြသတော်လဲဇုံကမူသူမ၏လှပသောမျက်နှာကိုမြင်ရသဖြင့်မျက်စိနောက်လာကတိုက်ခိုက်လိုက်သည်ဇုံသည်အမျိုးသမီးတရဲ၏မျက်နှာကိုလက်သီးဖြင့်ထိုးချလိုက်ရာအမျိုးသမီးတရဲမှာမြေပြင်ပေါ်သို့လဲကျသွားပြီးသူမ၏မာနများအဆဆအရာရာပျက်စီးသွားကအဆုံးသက်သွားတော့သည်ဇုံကတကယ်ကိုအမျိုးသမီးတရဲတကောင်ပဲဟုဆိုသည်ဘိုင်းကျင်ကဒီကဘီလူးတွေကအမျိုးသမီးတရဲတွေဖြစ်ပုံရတယ်ဘာလို့ငါတို့ကဒီလောက်ကြောက်စရာအကောင်းဆုံးလမ်းကြောင်းကိုရွေးမိတာလဲဟုပြောသည်ဇုံကဘိုင်းကျင်အားအမျိုးသမီးတရဲတွေကအကောင်းဆုံးရွေးချယ်မှုပဲလာသူမရဲ့အဝတ်စားတွေကိုချုပ်ဖို့ငါ့ကိုကူညီပေးပါဟုဆိုသည်ဘိုင်းကျင်မှာဤစကားကိုကြားရသဖြင့်အလွန်မင်းတုန်လှုပ်သွားကစိတ်ထဲတွင်အဝတ်စားချုပ်ခိုင်းနေဟုတ်လားတကယ်တော့တေးသေးချာချာကြည့်မယ်ဆိုရင်ဒီမိန်းကလေးရဲ့ခန္ဓာကိုယ်အချိုးအစားကအမခံပဲကောက်ကြောင်းတွေကအပြည့်စုံပဲအဝတ်စားတွေချွတ်လိုက်တယ်ဆိုရင်သူဘာတွေများတွေးနေတာလဲကိုခန္ဓာအပူချိန်မကျသေးတဲ့အချိန်ကိုအသုံးချပြီးတော့ဟုတွေးနေသည်ထို့နောက်ဇုံကဘိုင်းကျင်အား
ငါအစင်သင့်ဖြစ်ပြီးဟုပြောသည်ဤစကားကိုကြားရသဖြင့်ဘိုင်းကျင်ရှက်ရွံ့လာကဒီလောက်မြန်လာလားဟုတွေးသည်ဇုံကဆက်ပြောသည်မှာဒီဝစ်စုံကပိုးထဲနဲ့လှုပ်ထားတာနည်းနည်းဆုပ်ပြဲနေပေမဲ့ပမာဏများများရရင်ဈေးကောင်းကောင်းနဲ့ရောင်းလို့ရတယ်ပြီးတော့သူမရဲ့ခန္ဓာကိုယ်ပေါ်ကတခြားပစ္စည်းတွေကိုလည်းရှာဖွေလို့ရသေးတယ်ဟုဆိုသည်ယခုအခါမှဘိုင်းကျင်နားလဲသွားတော့သည်ဒါဆိုဒါကခမရဲ့မူလရည်ရွယ်ချက်ပဲကိုဇုံကဘိုင်းကျင်အားဆက်သွားကြစို့ရှေ့မှာအမျိုးသမီးတရေတွေအများကြီးထက်ရှိအောင်မယ်လို့ငါမျှော်လင့်နေဟုပြောရဘိုင်းကျင်လဲကောင်းပြီလေခမပြောသလိုလုပ်ပါမယ်ဟုထောက်ခံလိုက်သည်ယခုအခါဇုံနှင့်ဘိုင်းကျင်တို့တစ်ပင်နောက်မှနေ၍ဒုတိယပြစ်မှတ်ကိုရှာဖွေနေကြရာအတစ်တအူးကိုထပ်မံတွေ့ရှိသွားကြသည်ဇုံသည်အမျိုးသမီးတရေထံတွားရောက်ကနှုတ်ဆက်လိုက်ရာအမျိုးသမီးတရေမှာအလွန်တရာဝမ်းသာသွားပြီးမြေပြင်ပေါ်တွင်ခွေးပုံစံမျိုးလဲလျောင်းသွားသည်ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့်ဇုံအလွန်အမင်းဝမ်းသာသွားသည်ယခုအခါဤညအချိန်တွင်တရေတောင်ကြားဤငရဲခန့်အိမ်မက်ဆိုးကြီးဖြစ်လာခဲ့သည်ဇုံချန်ရှုံနှင့်ဘိုင်းကျင်တို့တွားလေရာ၌အမျိုးသမီးတရေအားလုံးသည်အဝိပလာကျင်းနေသောတရေမများဖြစ်သွားကြတော့သည်ခဏကြာသောအခါပါဝင်ရှင်ပြိုင်သူများတောအုပ်ထဲသို့ဝင်ရောက်လာကြပြီးဒီနေရာကိုဘာလို့တရေတောင်ကြားလို့ခေါ်တာလဲတကယ်ပဲဝိညာဉ်တရေတွေခြောက်လန့်နေတာဖြစ်မလားဒီနေရာကမကြမ်းမာတဲ့အရှိန်ဝါတွေနဲ့ပြည့်နှက်နေတယ်လူတွေဒီမှာပျောက်ဆုံးသွားတတ်ကြပြီးအဲ့ဒီပျောက်ဆုံးသွားတဲ့လူတွေဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာဘယ်သူမှမသိရဘူးသူတို့ကိုပြန်တွေ့တဲ့အချိန်မှာတော့သူတို့ကိုလူသားလို့ခေါ်လို့မရတော့ဘူးသူတို့ကအစိမ့်လိုက်အသားတွေကိုစားသုံးပြီးထူးခဲ့တဲ့ခွန်အားတွေရှိတဲ့လူရိုင်းတွေဖြစ်သွားကြတယ်ပြီးတော့သူတို့ကညအချိန်မှာပဲပေါ်လာကြတယ်တရေမဟုတ်ရင်တခြားဘာဖြစ်နိုင်မလဲဟုဆွေးနွေးနေကြသည်ထိုသူများရှိသူတိုးသွားသည်နှင့်တပြိုင်နက်မြေပြင်ပေါ်မှလက်တစ်ဖက်ထွက်ပေါ်လာပြီးဘီလူးတကောင်သူတို့ရှိတွင်ပေါ်လာသည်ဘီလူးများစွာလည်းထိုနေရာသို့ရောက်ရှိလာကြသည်ပါဝင်ရှင်ပြိုင်သူများဤဘီလူးများကိုမြင်လိုက်ရသဖြင့်အလွန်တရာကြောက်ရွံ့သွားကြကာဒီဘီလူးတွေကစူးတွေကိုရှောင်ရှားဖို့အတွက်မြေအောက်မှာပုန်းနေခဲ့ကြတာလားငါတွက်ချက်မှုမှားသွားပြီမင်းတို့ပြောနေတဲ့ပျောက်ဆုံးသွားတဲ့လူတွေဆိုတာဒါတွေများလားအယမ်းများလုံးနဲ့ဒီလိုအရေးအတွက်မျိုးကိုငါတို့မနိုင်ဘူးဟုအော်ကြသည်ဘလူးတကောင်ကသူတို့ကိုဝင်ရောက်တိုက်ခိုက်လိုက်ရာထိုနေရာတွင်အော်ဟစ်တံများနှင့်အတူသွေးများနေရာအနှံ့ဆင်းထွက်သွားသည်အချို့အချိန်ကြာပြီးနောက်ဇုံနှင့်ဘိုင်းကျင်တို့လာရောင်သားရသောညအချိန်တွင်တောအုပ်ကိုဖျက်သွားနေကြစုဘိုင်းကျင်ကစိတ်ထဲတွင်သူကနှမျောတက်ပြီးအစင်ကျင်မဲ့စွာပြုမှုတတ်ပေမဲ့စန့်ကျင်ဘက်အနေနဲ့သူ့ဘေးမှာရှိနေတာကလုံခြုံစိတ်ချရတဲ့ခံစားချက်ကိုပေးစွမ်းနိုင်တယ်ဒီလိုရေခဲမိုးလိုအေးဆက်တဲ့တောအုပ်ထဲမှာတော့ငါမကြောက်တော့ဘူးဟုတွေးနေသည်ထို့နောက်ရုတ်တရက်အလွန်လှပသောအမျိုးသမီးတရေတကောင်သူတို့ရှိတွင်ထပ်မံပေါ်လာသည်သူမသည်လေထဲတွင်ပြန်ဝဲနေကအံ့ဩစရာပဲတရေတောင်ကြားရဲ့အလဲဘိုးအနက်ဆိုင်ဆုံးအထိရောက်လာနိုင်တဲ့သူရှိနေလိမ့်မယ်လို့မထင်ထားဘူးတကယ်ကိုထူးဆန်းတာပဲအဝင်ဝနားမှာရှိတဲ့ငိုယိုတက်တဲ့တရေမလေးတွေအားလုံးပြင်းနေကြတာလားဟုပြောသည်သူမကားအဆင့်3ဘီလူးဖြစ်တော့မကောင်းဆိုးဝါးအစေခံပေသည်သူမကဆက်လက်၍ဒါပေမဲ့ခမတို့နှစ်ယောက်ရဲ့ပိန်ပိန်ပပပုံစံကိုကြည့်ရတာငါဘိုက်ကိုပြေးသွားအောင်ဖြည့်တင်းဖို့အတွက်လုံလောက်မယ်မထင်ဘူးဟုဆိုသည်သူမ၏စကားကိုကြားရသောအခါဇုံကအိတ်ကိုပြစ်ချလိုက်ပြီးငါကမင်းရဲ့ဘိုက်ကိုပြေးအောင်ဖြည့်ပေးနိုင်မလားဆိုတာတော့ငါမသိဘူးဒါပေမဲ့တခုတော့သိကြတယ်မင်းရဲ့ဝစ်စုံကတော့ကြာခံတော့မှမဟုတ်ဘူးဟုပြောလိုက်သည်အမျိုးသမီးတရေမှာဇုံစကားကြောင့်အလွန်မင်းစိတ်ရှုပ်ထွေးသွားသည်ဒီအမျိုးသမီးတရေလေးအတွက်ဘာတွေဆက်ဖြစ်လာမလဲဒီအမျိုးသမီးတရေနဲ့ဇုံဘာလုပ်မလဲဒုတိယပိုင်းစတင်လာပြီးအမျိုးသမီးတရေကငါရဲ့အဝတ်စားတွေကိုမင်းဆက်ထိန်ထားလို့မရဘူးလို့မင်းပြောလိုက်တာလားဘာကိုဆိုလိုတာလဲဟုမေးသည်အမျိုးသမီးတရေ၏စကားကိုကြားပြီးနောက်ဆုံးကသူမအားမင်းအခုလေးတင်ကြားခဲ့တဲ့အတိုင်းပဲပေါ့အဲ့ဒါတော့နားမလည်ဘူးလားဟုပြန်ပြောသည်အမျိုးသမီးတရေမှာစုံစကားကြောင့်အနှဲငယ်ဒေါသထွက်လာကမင်းလိုတာမန်လူသားအညံ့စားလေးကတကယ်ပဲငါ့ကိုထက်ခါနောက်ပြောင်ရဲတယ်ပေါ့မင်းတေချင်နေပြီပဲဟုဆိုသည်အမျိုးသမီးတရေသည်စုံအားအပိုင်းပိုင်းအဆဆဖြစ်အောင်တိုက်ခိုက်ရန်ပြင်ဆင်လိုက်ပြီးစကားလက်သားကောင်ရှာဖွေသူများဟုအော်လိုက်သည်ဇုံကလည်းတိုက်ခိုက်ရန်ပြင်ဆင်နေကဒီလင်းတို့လေးတွေနဲ့ငါ့ကိုနိုင်မယ်လို့ထင်နေတာလားမင်းငါ့ကိုအယံ့အထင်သေးနေပြီဟုဆိုသည်ဇုံမတိုက်ခိုက်ရသေးမီမှာပင်သူ့နောက်ဖက်မှမှိုင်းညို့နေသောအပြာရောင်မြေခွေးမိတောက်တစ်ခုထွက်ပေါ်လာပြီးထိုအမျိုးသမီးတရေကိုဝင်ရောက်တိုက်ခိုက်လိုက်သည်ထိုတိုက်ခိုက်မှုကြောင့်လင်းတို့များအားလုံးတေဆုံးသွားကြသည်အမျိုးသမီးတရေမှာအနှဲငယ်အံ့အားသင့်သွားကဒါဖြစ်ရင်မင်းကအစကတည်းကမော်ဆရာမတစ်ယောက်ပဲကိုငါရဲ့စကာလက်လင်းတို့တွေကိုမိရှုဖျက်ဆီးနိုင်တယ်ဆိုတော့မင်းမှာအစွမ်းတတိနည်းနည်းတော့ရှိပုံရတယ်ဟုဆိုသည်ထိုတိုက်ခိုက်မှုကိုပြုလုပ်ခဲ့သူမှာဘိုင်းကျင်ဖြစ်ပြီးစိတ်ထဲတွင်နှစ်ပေါင်းများစွာအိပ်ပျော်နေခဲ့ပြီးနောက်မှာတော့မြေခွေးမိတောက်ကိုထိန်းချုပ်နိုင်စွမ်းကလုံးဝတန်ချေးမတက်သွားဘူးပဲဟုတွေးနေသည်ဇုံကဘိုင်းကျင်အားမင်းကတစ်ချက်ကြည့်ရုံနဲ့တင်တော်တော်မိုက်နေသေးတယ်ဆိုတာကိုငါမပြောပြနိုင်ခဲ့ဘူးဟုဆိုသည်ဇုံစကားကိုကြားရသဖြင့်ဘိုင်းကျင်ကရှက်ရွံ့စွာဖြင့်နည်းနည်းပပလှဲ့ကွက်လေးပါဟုပြန်ပြောသည်ယခုအခါဇုံကမိန်းကလေးအား
ဒီတရဲမကိုခမားအတွက်ခြံထားပေးရမလားဟုမေးရပိုင်းကျင်ကဟင်းမင်းမဲယူလိုက်ပါတော့ငါကလင်းတို့တွေကိုရှင်းထုတ်ပေးုံနဲ့ကူညီပေးပါမယ်ဟုဆိုသည်သူတို့နှစ်ဦးပြောဆိုနေသည်ကိုကြားရသဖြင့်အမျိုးသမီးတရဲမှာအလွန်တရာဒေါသထွက်လာပြီးစိတ်ထဲတွင်ဒီလူနှစ်ယောက်ယူနေကြတာလားငါကိုလစ်လျူရဲတဲ့တတိတွေရှိနေရတယ်လို့ငါကဒီမှာအပြင်းထန်ဆုံးဘီလူးတွေကတကောင်ဖြစ်နေတာကိုဟုတွေးနေသည်စုံသည်အမျိုးသမီးတရဲစီတို့အမြန်ဆုံးပြေးသွားကဒီမြေခွေးမလေးကတိုက်ပွဲမှာပါဝင်မှာမဟုတ်ဘူးဆိုရင်တော့ငါရင်ရင်ကြေးကြေးဆက်ဆံနေတော့မှာမဟုတ်ဘူးဟုဆိုသည်အမျိုးသမီးတရဲလဲဇုံရောက်လာသည်ကိုမြင်တော့ကြောက်ရွံ့သွားကဒီကောင်ကတကယ်ကိုမြန်တာပဲဟုတွေးသည်ဇုံသည်ထိုမိန်းကလေး၏ရင်ဘတ်ကိုဖမ်းဆုပ်ရန်ကြိုးပွားလိုက်သည်သူကငါရဲ့ရင်ဘတ်ကိုပြစ်မှတ်ထားနေတာပဲအမျိုးသမီးတရဲနောက်သို့ဆုပ်လိုက်ပြီးမင်းမှာဘာပြဿနာရှိနေတာလဲမင်းကတမျိုးစမ်းနဲ့အပြစ်သားယူကြောင်ကြောင်လူတယောက်လားဘာလို့ငါရဲ့ရင်ဘတ်ကိုလာတော့ထိတာလဲငါကတရဲတကောင်လေးဟုဆိုသည်ဇုံကထိုအမျိုးသမီးတရဲအားငါကိုအထင်မြင်မလွဲနဲ့ငါကမင်းရဲ့ရင်ဘတ်ကိုပြစ်မှတ်ထားနေတာမဟုတ်ဘူးမင်းရဲ့ဝတ်စုံကငွေကြေးအများကြီးတန်ဖိုးရှိပုံရလို့ပဲဒါကြောင့်မင်းကိုမရိုက်နှက်ခင်မှာမင်းရဲ့ဝတ်စုံကိုချွတ်ပေးပြီးကူညီရမှာပေါ့ဟုရှင်းပြသည်ကဘာပေါ်ရှိကိုကျိုးစွန့်တိုက်ခိုက်ရေးပညာများနှင့်ရှင်လင်မကျိုးမပြိုနိုင်သည့်အရာဟု၍မရှိပေစုံသည်ပြိုင်ဆိုင်ကင်းသောအမြန်နှုံးကိုအသုံးပြု၍အမျိုးသမီးတရဲကိုဝင်ရောက်တိုက်ခိုက်လိုက်သည်ဘိုင်းကျင်လဲသူ့လက်များရွေးရှားနေသည့်အမြန်နှုံးကိုမြင်ရသဖြင့်အလွန်တရာအံ့ဩသွားကအရန်ကိုလွှမ်းမိုးနိုင်စွမ်းရှိတာပဲငါမျက်လုံးနဲ့တောင်မမီလိုက်နိုင်ဘူးဟုတွေးနေသည်အမျိုးသမီးတရဲလဲအော်ဟစ်လာပြီးစုံအားရက်တန့်ပေးရန်တောင်းပန်တော်လဲစုံကမရက်တန့်ခဲ့ပေခဏအကြာတွင်အမျိုးသမီးတရဲ၏ဝတ်စုံများသည့်လေထဲတွင်လွင့်ပြန်သွားပြီးထိုမိန်းကလေးလဲထိုနေရာမှပျောက်ကွယ်သွားတော့သည်ဆိုလိုသည်မှာရင်းဤစသိန်းပင်တည်းဇုံရှိတွင်ဘီလူဦးတိုင်တစ်ခုပေါ်လာသည်ထိုအရာကိုမြင်လိုက်ရသဖြင့်ဘိုင်းကျင်ကစုံအားဒါကဘီလူဦးတိုင်ပဲဒါနဲ့ဆိုရင်ခမားစမ်းသပ်မှုကိုအောင်မြင်နိုင်ပြီးဒီအမျိုးသမီးတရဲရဲ့ခန္ဓာကိုယ်ထဲမှာရှိနေလိမ့်မယ်လို့ငါလုံးဝမထင်ထားခဲ့ဘူးဟုပြောသည်ဇုံလဲအလွန်ဝမ်းသာသွားကအရန်ကောင်းတာပဲကြောက်ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပြစ်တာပေါ့ဟုဆိုသည်ဘိုင်းကျင်ကအခုတော့ဦးတိုင်ကိုရပြီဆိုတော့ဓားကိုဆွဲထုတ်ဖို့အရေးချင်းပြေးမိသွားပြီးလာခဲ့လန်းအတိုင်းပြန်သွားကြဆိုဟုပြောတော်လဲဇုံကအလောတကြီးလှုပ်เสียမလိုပါဘူးငါတို့မှာအချိန်တွေအများကြီးကြံသေးတယ်တရဲတောင်ကြားထဲမှာတခြားပီလူတွေအများကြီးရှိသေးတယ်တကောင်မှခြံထားလို့မဖြစ်ဘူးဟုဆိုသည်ထို့ဆူတရဲတောင်ကြားဤတစ်ဖက်ချမ်းတွင်မူတခြားသောပြင်းထန်သည့်တိုက်ပွဲတစ်ခုဖြစ်ပွားနေသည်သူရဲကောင်းသည်ဘလူးကြီးတစ်ကောင်ကိုတပ်ဖြတ်ပြီးနောက်အဆင့်3ဘလူးစီကနေဘီလူးဦးတိုင်ကိုငါရလာပြီးမေယာလိုလူမျိုးအတွက်ဒီအဆင့်စမ်းသပ်မှုကပြဿနာကိုမရှိပါဘူးဟုပြောသည်ထိုဆော့လောက်ကျန်တက်ဖြတ်သူရောက်လာပြီးအဆင့်3ဘလူးကိုနိုင်လိမ့်မယ်လို့ငါမထင်ထားခဲ့ဘူးပြီးတော့စမ်းသပ်မှုရဲ့ဘီလူးဦးတိုင်ကိုလည်းရသွားတာပဲမေယာခမားကကန်ကောင်းတဲ့လူပဲဟုဆိုသည်သူရဲကောင်းလည်းလောက်ကျန်တက်ဖြတ်သူကားကိုမြင်လိုက်ရသဖြင့်အံ့ဩသွားကမင်းငါနောက်ကိုဘာလို့လိုက်နေတာလဲငါကိုတက်ပြီးယတနာတွေကိုလူယူခြင်းလို့လားဟုမေးသည်လောက်ကျန်တက်ဖြတ်သူကသူ့ကိုဂယုမဆိုင်ပဲယတနာတွေကိုလူယူရမှာလားငါမလိုပါဘူးဟုဖြေသည်သူရဲကောင်းကဒါဆိုမင်းလဲမာချစ်ဦးတိုင်ကိုရထားတာပဲငါကိုလူဖို့မလာဘူးဆိုတော့ငါကိုဖယ်ရှားပစ်ခြင်းလို့ပေါ့ဟုဆိုကတိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်လောက်ကျန်တက်ဖြတ်သူကကြောက်မက်ဖွယ်ပြုံးပြလိုက်ပြီးမင်းငါကိုတက်ချင်တယ်ဒါပေမဲ့အဲ့ဒီလောက်အရေးချင်းရောရှိလို့လားဟုမေးသည်သူရဲကောင်းကမင်းတေလန်းကိုရှာနေတာပဲဟုဆိုကလောက်ကျန်တက်ဖြတ်သူစီတို့ရှေ့တိုးတိုက်ခိုက်လိုက်တော့လဲလောက်ကျန်တက်ဖြတ်သူကတားဆီးလိုက်သည်သူတို့နှစ်ဦးအပြန်အလှန်တိုက်ခိုက်ပြီးနောက်သူရဲကောင်းကတိုက်ပွဲမှာမင်းကငါနဲ့အညီအမျှရှင်ပြိုင်နိုင်လိမ့်မယ်လို့ငါလုံးဝမထင်ထားခဲ့ဘူးမင်းပို့ပြီးအင်အားကြီးလာတာပဲဘာပဲဖြစ်ဖြစ်ငါတို့နှစ်ဦးစလုံးရဲ့စွမ်းအားကအဆင့်ပဲမင်းတယောက်တည်းနဲ့တော့ငါ့ကိုမနိုင်နိုင်ပါဘူးဟုဆိုသည်လောက်ကျန်တက်ဖြတ်သူကခံမှန်းထားတဲ့အတိုင်းပဲမင်းကတကယ်ကိုအယူတယောက်ပဲငါတယောက်တည်းလာတယ်လို့ဘလို့လုပ်ပြီးထင်နေရတာလဲဟုပြောလိုက်သည်ထို့ဆိုနောက်ဖက်မှနေ၍တစုံတဦးကသူရဲကောင်း၏လေပင်တို့များဖြင့်ပြစ်လွတ်လိုက်ရာသူရဲကောင်းထိမှန်သွားသည်သူရဲကောင်းကငါပြီးသွားပြီဒါကအစိတ်များပဲဟုတွေးလိုက်သည်ထို့ဆိုတဦးရောက်လာပြီးမေယာဒီအထိရောက်လာလိမ့်မယ်လို့ငါမထင်ထားခဲ့ဘူးဟုဆိုသည်သူရဲကောင်းကမင်းပဲလားငါကိုဖယ်ရှားပစ်ဖို့ကားနဲ့ပူပေါင်းခဲ့တာပေါ့ဟုမေးသည်ထိုလူငယ်ကပါရမီရှင်တယောက်ကအခြေအနေရလိုက်ရောညှိထွေနေတတ်ရတယ်ဖာရုံမြို့မှာကားကိုစားပြုတဲ့အိုနာစစ်မိသားစုကနေစစ်နဲ့အမျှအင်အားကြီးထွားလာနေတဲ့ငါလောက်ရမယ့်တခုတည်းသောအရာကသူ့နဲ့ပူပေါင်းဖို့ပါပဲအဲ့ဒါဆိုရင်ငါဘီလူးဦးတိုင်ရမှာပဲဟုပြောသည်ထိုသူမှာဝေါ်တန်မိသားစုမှဂျိုဟန်ဖြစ်ပြီးစိတ်ဆွမ်းအားအဆင့်တီဖြစ်သည်သူရဲကောင်းကသူတို့နှစ်ဦးအားမင်းတို့ကောင်းစုပ်လေးတွေ
ဒီပုမိသားစုကိုရန်စမိရင်ဘာတွေဖြစ်လာမလဲဆိုတာမင်းတို့သိရဲ့လားဟုချင်းချောက်တော်လဲလောက်ကျန်တက်ဖြတ်သူကသူ့ရဲ့ကောင်းဤလေပင်တို့ဓာတ်မြောင်ထိုးဆိုင်လိုက်ကတရေတောင်ကြားထဲမှာဘာပဲဖြစ်ဖြစ်အပြင်ဘက်ကဘသူမှသိမှာမဟုတ်ဘူးဟုဆိုကလောက်ကျန်တက်ဖြတ်သူကသူ့ကိုတက်ပစ်လိုက်သည်အယူကောင်မင်းငါနဲ့နှစ်ပေါင်းများစွာတိုက်ခိုက်လာခဲ့တာအဆုံးတော့ငါဓာတ်နဲ့ပဲတိတ်ဆုံးသွားရပြီအခုတော့မင်းဘဝင်မြင့်လို့မရတော့ဘူးဟုဆိုသည်ဂျိုဟန်ကလောက်ကျန်တက်ဖြတ်သူအားတခင်လေးကားကျွန်တော်သူ့ကိုတက်ဖို့ကူညီပေးပြီးပြီပဲသဘောတူညီချက်အရမေယာရဲ့ဘီလူဦးတိုင်းကကျွန်တော်ဟာဖြစ်ရမယ်မဟုတ်လားဟုမေးသည်လောက်ကျန်တက်ဖြတ်သူကဟုတ်ပါတယ်ငါကတိပေးခဲ့တာမှန်ပါတယ်ဒါပေမဲ့တရေတောင်ကြားထဲမှာမင်းပါပဲလှုပ်အပြင်ကဘသူမှမသိရဘူးလို့လဲငါပြောခဲ့တယ်ထင်တယ်ဟုပြန်ပြောသည်လောက်ကျန်တက်ဖြတ်သူ၏စကားကိုကြားရသဖြင့်ဂျိုဟန်မှာစိုးရိမ်ထိတ်လန့်လာကအဲ့ဒါဘာကိုဆိုလိုတာလဲမေယာတေဆုံးမှုကိုဘသူမှမသိစေဖို့အတွက်ကျွန်တော်ကိုပါတက်ပြစ်မလို့လားဟုမေးသည်ဂျိုဟန်မြည်သည့်အရာကိုမျှနားမလည်လိုက်မိမှပင်လောက်ကျန်တက်ဖြတ်သူကသူ့အားဓာတ်မြောင်ဖြင့်ထိုးတက်လိုက်ကအကြီးဆုံးပြိုင်ဘက်ကိုငါတက်ပြီးငါအကြောင်းသတင်းအချက်လက်တိထားတဲ့ကောင်တယောက်ကိုအရှင်လက်လက်ဘလို့လှုပ်ချန်ထားခဲ့မလဲဟုဆိုသည်ထိုဆိုရုတ်တရက်လောက်ကျန်တက်ဖြတ်သူသည်တစုံတယောက်၏အသက်ရှူတံကိုကြားလိုက်ရသည်ထိုအသက်ရှူတံမှာအလွန်တရာအနေအကြီးမားလာသည်ထိုအသက်ရှူတံကိုခံစားရသဖြင့်လောက်ကျန်တက်ဖြတ်သူကဘီလူဆိုကြီးရဲ့အရန်ကိုအစွမ်းထက်တဲ့အသက်ရှူတံပါလားလွန်ခဲ့တဲ့မိနစ်ပိုင်းကအဆင့်3ဘီလူတွေတောင်ဒီဟာနဲ့ရှင်လို့မရဘူးဒီမှာဘာတွေဖြစ်နေတာလဲဟုတွေးနေသည်ကတရင်နှင့်ဖះเจ้าသူတို့လည်းထိုအစွမ်းထက်သောအသက်ရှူတံကိုခံစားမိကြသည်ကတရင်ကဖះเจ้าသူအားအကြီးအကဲမေခမည်းခံစားမိလိုက်လားဟုမေးသည်ဖះเจ้าသူကဟုတ်တယ်ဒါကဖះเจ้าကစမ်းသပ်မှုအတွက်ပြင်ဆင်ပေးထားတဲ့ဘီလူတွေတဲကတကောင်မဟုတ်ဘူးဒါကစမ်းသက်ကွင်းထဲကိုကျူးကျော်ဝင်ရောက်လာတဲ့တခြားဘီလူတကောင်ဖြစ်ရမယ်ဒီအရှိန်ဝါကအရန်ကိုအစွမ်းထက်တယ်ဒါကအဆင့်၄ဘီလူဖြစ်ရမယ်ဒါမှမဟုတ်အဲ့ဒီထက်တောင်ပိုမြင့်မယ်အဆင့်၄ဘီလူတကောင်ကိုနိုင်ဖို့ဆိုရင်ဒီအဆင့်မူဆိုး၃ယောက်နဲ့အထက်လိုအပ်တဲ့လက်ရှိအခြေအနေအရငါစမ်းသပ်မှုကိုအစောပိုင်းတင်အဆုံးသတ်ဖို့ပဲရှိတော့တယ်ဟုပြောသည်ကတ်တရင်လဲစုံအတွက်စိုးရိမ်လာကစုံထန်ရှုံမင်းဘေးကင်းလုံခြုံဖို့လိုတယ်နော်ဟုတိတ်တဆိတ်တွေးနေသည်လာရောင်ตาရသောညတွင်တာဝါတိုင်ပေါ်၌ထူးဆန်းသောတရဝါတကောင်ထိုင်နေသည်မြင်းမာအဆင့်၄ဘီလူဖြစ်သည့်ဂါကွိုင်းပေသည်ဇုံနှင့်ဂါကွိုင်းတို့အချင်းချင်းစိုက်ကြည့်နေကြဆိုဘိုင်းချင်းကဒီဘီလူကအရင်ကဟာနဲ့မတူဘူးသူများမတွေ့ခင်မှာငါတို့အရင်စပြစ်ကြရအောင်ဟုဆိုသည်ဇုံကငါမလုပ်ချင်ပါဘူးအသက်ရှင်ရက်တည်ဖို့အတွက်ယူသားရမယ်တရေတောင်ကြားထဲကဘီလူအားလုံးကိုတတ်မယ်လို့ငါတို့ပြောခဲ့ပြီးသားပဲဘယ်တကောင်မှခြံထားလို့မဖြစ်ဘူးဟုပြန်ပြောသည်ဂါကွိုင်းကလူသားတွေလားပြီးတော့ငါ့ကိုမြင်တာနဲ့မပြေးကြဘူးပေါ့ဒီလိုအယူမျိုးတွေကဒီခေတ်မှာရှားတော့ရှားပါတယ်မင်းတို့ရဲ့စွမ်းအားကနှိမ်လွန်းလို့ငါ့ကိုမကြောက်တာဖြစ်ရမယ်ဟုပြောသည်ဇုံကရေမောလိုက်ပြီးမင်းပါရီလျှောက်ပြောနေတာလဲဇုံချန်ရှုံရဲ့အမြင်ကဒီဘီလူဦးတိုင်စီမှာပဲရှိတာငွေကိုမြင်တာနဲ့ဘလို့လူကပြေးမှလဲဟုဆိုသည်ဂါကွိုင်းမှာစုံစကားကြောင့်စိတ်ရှုပ်ထွေးသွားကငွေဟုတ်လားဘာကိုဆိုလိုတာလဲဟုမေးသည်ဇုံသည်ဂါကွိုင်းစီတို့ဓာတ်ရိုက်တိုးသွားကလက်သီးဖြင့်ထိုးချလိုက်ပြီးဒါကိုဆိုလိုတာပဲဟုဆိုလိုက်သည်ဇုံ၏လက်သီးချက်မှာအလွန်တရာအစွမ်းထက်လွန်းသဖြင့်ဂါကွိုင်းမှာအဝေးကြီးသို့လွင့်စင်သွားသည်ဂါကွိုင်းမှာမြေပြင်ပေါ်လဲကျသွားရင်ဒီကောင်ဘာဖြစ်နေတာလဲသူစီကနေစွမ်းအားအနုမြူလေးတောင်ငါလုံးဝမခံစားမိခဲ့ဘူးဒါပေမဲ့သူကဒီလောက်ပြင်းထန်တဲ့လက်သီးချက်မျိုးကိုဘယ်လိုလုပ်ထုတ်နိုင်ခဲ့တာလဲဒါကမယုံနိုင်စရာပဲသူဘယ်လိုလုပ်ဒီလိုလုပ်နိုင်ခဲ့တာလဲငါနားလဲပြီသူ့မှာစွမ်းအားအတွက်အရေးချင်းမရှိဘူးဆိုတာသူသိထားလို့သူ့ရဲ့ကိုယ်ခန္ဓာကိုယ်ကိုလူသားတွေရဲ့အထွတ်ထိပ်ထိရောက်အောင်တခြားလမ်းကြောင်းတစ်ခုနဲ့လေ့ကျင့်ပြိုးထောင်ခဲ့တာဖြစ်ရမယ်အဲ့ဒါကြောင့်သူဒီလောက်ပြင်းထန်တဲ့လက်သီးချက်ကိုထိုးနိုင်တာပဲသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကအဲ့ဒီအဆင့်ကိုမရောက်သေးရင်တော့မှတခြားရှင်းပြချက်တော့မရှိနိုင်တော့ဘူးဟုတွေးတောနေတော့သည်ငါရဲ့လက်သီးချက်ကိုသတိမမေ့ပဲခံနိုင်ရရှိတယ်ပေါ့မင်းကတော်တော်လေးခံနိုင်ရကောင်းတာပဲဟုဇုံကဆိုသည်ဂါခွိုင်းမှာစုံစကားကြောင့်ဒေါသထွက်လာကမင်းကကိုစွမ်းရည်ကိုအထင်ကြီးနေတဲ့တာမန်လူသားအညံ့စားပါပဲမင်းရဲ့စွမ်းရည်တွေအားလုံးကိုငါနားလဲသွားပြီးငါရဲ့အကျွမ်းမဲ့ကာကွယ်ရေးကိုကြည့်လိုက်စမ်းဂါကွိုင်းပုံစံဟုအော်လိုက်သည်ဂါကွိုင်းကစိတ်ထဲတွင်ဒီပုံစံနဲ့ဆိုရင်ငါရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအလွန်တရာခံနိုင်ရရှိတဲ့အရာတွေနဲ့ဖုံးလွှမ်းသွားပြီးအဲ့ဒီလိုလက်သီးမျိုးနဲ့နောက်တစ်ချက်သာထပ်မံခံရမယ်ဆိုရင်သူ့ရဲ့လက်ရိုးတွေကျိုးကျေသွားမှတေးချတယ်ဒီကောင်ကတော့အကူညီမဲ့တဲ့အနေအထားကိုရောက်သွားပြီဟုတွေးနေသည်သို့တော်ဇုံသည်ဂါကွိုင်းအားလက်သီးဖြင့်ထပ်မံထိုးချလိုက်ရာရင်းဤကာကွယ်ရေးကျိုးပြတ်သွားသည်ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့်ဂါကွိုင်းကဒီကောင်ဘာလုပ်နေတာလဲဘာမှမစုံစားဘဲနဲ့ဝင်တိုက်နေတာလား
ဒါကငါတွေ့ဘူးတဲ့လူသားတွေနဲ့လုံးဝမတူဘူးဟုတွေးလိုက်ရင်အဝေးကြီးသို့လွင့်စင်သွားသည်ဘိုင်းကျင်ကဇုံအားဇုံထန်ရှုံခမည်းထိခိုက်ဒဏ်ရာရသေးလားဟုမေးသည်ဇုံကဘာမှမဖြစ်ပါဘူးဒီကောင်ရဲ့ခေါင်းကတော်တော်မာတာပဲငါလက်တောင်နဲ့ထုံသွားတယ်လို့ဖြစ်သွားတယ်မင်းကအိတ်ကိုပါယူလာပေးခဲ့တာပဲဟုဆိုသည်ဘိုင်းကျင်ကဒါတွေကဒီခီးစုကနေငါတို့ရလာတဲ့ရလဒ်တွေလေဘလို့လုံးမိနိုင်မလဲဟုပြန်ပြောသည်ထိုစုပ်လေထုထဲတွင်တစုံတရာစီးဆင်းလာပြီးဘိုင်းကျင်အံ့အားသင့်သွားကဘီလူဆိုးရဲ့အရှိန်ဝါဒီနေရာတစ်ဝိုက်မှာရှိနေတဲ့ဒီဘီလူရဲ့အရှိန်ဝါတွေအားလုံးကဟိုဘက်ကဘီလူဆိုးကြီးရဲ့ဘက်ကိုစုဝေးရောက်ရှိနေပြီးဒီအသက်ရှူတန်ကတာမန်မဟုတ်ဘူးခမည်းသတိထားမှဖြစ်မယ်ဟုပြောသည်ဇုံကအနားလဲပြီးအခုဖြစ်လာတော့မဲ့တိုက်ပွဲကြားမှာအိတ်ထဲကပစ္စည်းတစ်ခုမှမပြတ်စည်းစေနဲ့အောင်ငါအဲ့ဓာတွေကိုပြန်ထုတ်ပြီးရောင်းရအောင်မယ်ဟုဆိုသည်ယခုအခါဂါကွိုင်းပြန်ထလာပြီးမင်းကတကယ်ကိုရှားပါတဲ့လူသားတစ်ယောက်ပဲဒီလိုလူမျိုးနဲ့ငါဆုံဘူးတာဒါပထမဆုံးအကြိမ်ပဲဒါပေမဲ့မင်းကြောင့်ပဲငါရဲ့ကြိုတင်ပြင်ဆင်လေ့ကျင့်ခန်းပြီးသွားပြီးနောက်ဆုံးအနေနဲ့ငါဒီလောက်ရင်ခုန်ခဲ့ရတာဘယ်တော့မှမှန်းတော့မမှတ်မိတော့ဘူးငါကိုရန်ဆလိုက်တဲ့အကျိုးဆက်ကမင်းခံနိုင်ရင်မရှိတော့အောင်ကြီးမားလိမ့်မယ်ဟုဆိုသည်ယခုအခါဂါကွိုင်းသည်တိုက်ခိုက်ရန်ပြင်ဆင်နေကမင်းရဲ့တည်ဆုံမှုကိုလက်ခံလိုက်တော့အမောင်ထုကျူးကျော်ခြင်းဟုအော်လိုက်သည်ဂါကွိုင်း၏အမောင်ထုကျူးကျော်ခြင်းနှင့်အတူအစိတ်များလေထဲတွင်ပြန့်နှံ့သွားသည့်ဇုံကဒီဂါကွိုင်းရဲ့အမောင်အသက်ရှူတန်ကအစိတ်တောက်ဖြစ်စေတာပဲဟုဆိုသည်ဂါကွိုင်းကစုံအားငါရဲ့အမောင်အသက်ရှူတန်ကရန်သူတွေကိုခြောက်လန့်ပြီးတွန်းထုတ်ပေးုံတင်မကဘူးတိုက်ပွဲအတွင်းမှာအစိတ်တင်စေတဲ့အခြေအနေကိုပါဖန်တီးနိုင်တဲ့မင်းတို့နှစ်ယောက်လုံးပြီးသွားပြီဟုပြောသည်ထိုအချိန်တွင်တရဲတောင်ကြားအဝင်ဝါနာမှုအဆင့်၄ဘီလူဝင်ရောက်လာမှုကြောင့်ပါဝင်ရှင်ပြိုင်သူအားလုံးအရေးပေါ်ပြန်လည်ခေါ်ယူခံလိုက်ရသည်ဖះเจ้าသူကပါဝင်ရှင်ပြိုင်သူအားလုံးအားအခြေအနေကလက်လွတ်စပယ်မဖြစ်သွားဘူးထင်ပေါ်နေတယ်ငါတို့ပြန်ခေါ်နိုင်ခဲ့တဲ့ပါဝင်သူတွေအားလုံးဒီပါဘေးကင်းလုံခြုံကြပါတယ်ဟုပြောသည်ကတရင်ကဖះเจ้าသူအားပြန်မလာသေးတဲ့လူ2ယောက်ရှိနေသေးတယ်ဇုံချန်ရှုံနဲ့ဘိုင်းကျင်ဟုမေးသည်ယခုအခါဂါကွိုင်းကစုံအားငါရဲ့ဘီလူဆိုးအရှိန်ဝါတွေကတောင်ကြားတစ်ခုလုံးကိုပြန့်နှံ့သွားပြီးအချိန်တိုအတွင်းမှာဒီတောင်ကြားတွေကအရာအလုံးကဘီလူအရှိန်ဝါတွေကအစိတ်တွေနဲ့ကူးဆက်ခံရတော့မယ်မင်းမထွက်ပေါက်လုံးဝမရှိတော့ဘူးဟုပြောသည်စုံကဘိုင်းကျင်အားမြေခွေးမလေးမင်းအခုထိကြောက်နေတော့ပဲလားဟုမေးရဘိုင်းကျင်ကအစပိုင်းတုန်းကတော့နည်းနည်းကြောက်ခဲ့ပါတယ်ဒါပေမဲ့အခုမင်းဘေးမှာရှိနေပြီဆိုတော့ငါဘာကိုမှမကြောက်တော့ပါဘူးဟုဖြေသည်ဘိုင်းကျင်၏စကားကိုကြားရသဖြင့်ဇုံအလွန်ဝမ်းသာသွားကဘိုင်းကျင်ကိုကာကွယ်ရန်စွမ်းအင်ကွင်းတစ်ခုဖန်တီးလိုက်သည်ဒါကငါရဲ့ရွှေရောင်ကာကွယ်ရေးပလဲပဲအစိမ့်ငွေတွေနဲ့မထိတွေ့အောင်မင်းကိုဘေးကင်းစေမဲ့အကာအကွယ်တစ်ခုဖန်တီးပေးလိမ့်မယ်ဟုဆိုသည်ဘိုင်းကျင်ကခမည်းမှာဒီလိုကာကွယ်ရေးမျိုးရှိနေရင်ဘာလို့ကိုယ့်ဘာသာကိုမသုံးတာလဲဒါကိုငါ့ကိုပေးရတဲ့ရည်ရွယ်ချက်ကဘာလဲဟုမေးသည်ဇုံကဘိုင်းကျင်အားငါရဲ့အိတ်ကိုကာကွယ်ပေးမယ်လို့မင်းကတိပေးထားတယ်မဟုတ်လားအိတ်ထဲကပစ္စည်းတွေသာအစိမ့်နဲ့ညဉ့်ညမ်းသွားမယ်ဆိုရင်ငါရောင်းချင်လို့ရစရာအကြောင်းရှိတော့မှာမဟုတ်ဘူးဟုပြန်ဖြေသည်ဇုံစကားကိုကြားရသဖြင့်ဘိုင်းကျင်ကစိတ်ထဲတွင်ဇုံထန်ရှုံမင်းကအသက်ထက်ငွေကိုတကယ်တန်ဖိုးထားတာပဲဟုတွေးနေသည်ဇုံကပြုံးလျက်စိတ်ထဲတွင်ဒီအစိတ်ရဲ့ပြင်းအားကအချိန်နဲ့အမျှတဖြည်းဖြည်းစုပုံလာတာပဲငါသူ့ကိုတတ်ဖို့အတွက်အကွက်တကွက်ပဲလိုတယ်ပြီးရင်အစိတ်တွေကိုဖယ်ရှားပစ်ဖို့ရှင်းလင်းသောစိတ်ဆုံးပညာကိုချက်ချင်းသုံးလိုက်ရုံပါပဲဟုတွေးနေသည်ဂါကွိုင်းကစုံအားမင်းအခက်ခဲတဲ့ရောက်နေပြီလေအခုထိတခြားသူတွေကိုဂရုစိုက်ပေးဖို့စဉ်းစားနေတော့မဲလားအစိတ်ကငါ့ကိုပါတိုက်ခိုက်နိုင်မယ်လို့မင်းထင်နေတာလားဟုမေးသည်စုံကမင်းဘာမှမသိပါဘူးဟုဆိုကဆုံးပညာကိုအသုံးပြုလိုက်သည်ဘိုးဘေးဝိညာဉ်များတေဆုံးပြီးသားစစ်သားများကျဲ9လုံးအလင်းတို့ကျဲ9လုံးညာဘက်တို့စုံကိုကြည့်ကဂါကွိုင်းကဒီကောင်ဘာတွေလက်ဟန်ချေဟန်လုပ်နေတာလဲပြီးတော့သူတွတ်နဲ့ရွတ်ဆိုနေတယ်ငါရဲ့ဘီလူအရှိန်ဝါကြောင့်ယူသွားတာလားဟုတွေးနေသည်ဘိုင်းကျင်ကလည်းဒီမန်တန်ကိုငါဘယ်နေရာမှာမြင်ဘူးတလို့ပဲရှေးခေတ်ကရှန်တီရန်ကိုင်းမှာရှိတဲ့ယတနာတစ်ခုဖြစ်ပုံရတယ်အဲ့ဒါကတော့ငါပါမိုးကျိုးပညာပဲဒီပညာကိုရရှိတဲ့သူတွေဟာမိုးကျိုးတွေကိုနိုင်နေနိုင်တယ်လို့မိုးရွာသွန်းဖို့နဲ့နေသားဖို့ကိုလည်းစူတောင်းနိုင်တယ်လို့ဆိုကြတယ်ဘီလူတွေကိုထိန်းချုပ်ပြီးနှိမ်နင်းဖို့ပိုးမွားကက်ယောဂါတွေကိုရှောင်ရှားဖို့ဝိညာဉ်တွေကိုတန့်စင်ဖို့အတွက်ဖြစ်တဲ့ဇုံထန်ရှုံကဒီလောက်အစွမ်းထက်တဲ့နည်းပညာကိုသုံးနိုင်လိမ့်မယ်လို့ငါလုံးဝမထင်ထားခဲ့မိဘူးဟုတွေးနေသည်ဇုံလဲမန်တန်ကိုဆက်လက်ရွတ်ဆိုနေသည်ငါကိုစန့်ကျင်တဲ့သူတေရမယ်ငါကိုနာခံတဲ့သူအသက်ရှင်ရမယ်ရှုနုအမိန့်တိုင်းပြီးစေရမည်ယခုအခါဇုံသည်ပစ္စမိုးကျိုးဥပဒေဖြင့်တိုက်ခိုက်ရန်ပြင်ဆင်လိုက်ပြီးဖြစ်သည်မိုးကျိုးမကောင်းဆိုးဝါးတက်ဖြတ်သူဂါကွိုင်းကစုံအားမော်ပညာဟုတ်လားမင်းမှာစွမ်းအားမရှိဘဲနဲ့မော်ပညာကိုသုံးနိုင်တယ်ပေါ့လူသားတွေဆိုတာအံ့ဩစရာတွေနဲ့ပြည့်နှက်နေတာပဲ
ဒါပေမဲ့ဒီလိုသေးငယ်တဲ့မော်ဘောလုံးလေးကဘာများသုံးဝင်မှာလဲမော်ပညာရဲ့စစ်မှန်တဲ့အနှစ်သာရကိုမင်းခံစားကြည့်စေရမယ်ဟုဆိုကာဂါကွိုင်းလည်းတိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်အာဂိမ်းမော်ပညာအမှောင်ထုဘောလုံးဂါကွိုင်းသည်ဇုံကိုဝင်ရောက်တိုက်ခိုက်လိုက်တော့လဲဇုံကလည်းအစင်သင့်ဖြစ်နေကမင်းကလူမိုက်တယောက်လိုအရန်ကိုမတိနားမလဲဖြစ်နေတာပဲဒီအရာကမော်ပညာမဟုတ်ဘူးမတိမျိုးတာအိုပညာဖြစ်တယ်ဟုဆိုလိုက်သည်ဇုံဤတိုက်ခိုက်မှုသည်ဂါကွိုင်းစီတို့ဓာတ်ရိုက်ဥတီသွားရာဂါကွိုင်းမှာအလွန်အမင်းအံ့အားသင့်သွားကမဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးသူကငါရဲ့အမှောင်ထုဘောလုံးကိုဖောက်ထွင်းသွားပြီငါရှုံးတော့မှလားငါ့ကိုဘယ်သူမှမနှောက်ယှက်ဖို့သခင်ကအမိန့်ပေးထားတာငါရဲ့တာဝန်ကမပြီးဆုံးသေးဘူးဟုတွေးနေစုထိုနေရာတွင်ကြီးမားသောပောက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာသည်ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့်ဘိုင်းကျင်ကစိတ်ထဲတွင်လျှက်စစ်မီလုံးတေးသေးလေးတစ်လုံးသာဖြစ်ပေမဲ့ဒီလောက်အံ့ဩစရာကောင်းတဲ့ခွန်အားနဲ့ပောက်ကွဲနိုင်စွမ်းရှိတယ်ဒါကပစ္စမိုးကျိုးဥပဒေပဲတကယ်ကိုမယုံနိုင်စရာပါလားဟုတွေးနေသည်အဆိုပါပောက်ကွဲမှုကိုအဝေးမှနေ၍ဖះเจ้าသူလည်းမြင်တွေ့လိုက်ရပြီးစိတ်ထဲတွင်ဒီလောက်ပြင်းထန်တဲ့ခွန်အားကတောင်ကြားတစ်ခုလုံးတုန်ခါသွားစေတဲ့အထိကြီးမားလွန်းတဲ့ငလင်လောက်တာနဲ့တောင်တူးနေတဲ့ဒါကိုကိုဘက်ကဘီလူးဆိုးကြီးလုပ်ခဲ့တာလားငါတို့ရဲ့အခြေအနေကိုအစောပိုင်းကမှားယွင်းပြီးတွက်ချက်မိခဲ့ပုံရတယ်ဒီပောက်ကွဲမှုကအဆင့်၄ဘီလူးရဲ့စံချိန်စံညွှန်းကိုကျော်လွန်သွားခဲ့တာကြာပြီးအဆင့်၅ထက်တောင်ပိုမြင့်သေးတယ်ဒီအဆင့်အထိရောက်လာပြီဆိုတော့ငါမှကြန့်ရှိနေတဲ့တခုလေးသောရွေးချယ်စရာကတန်ရှင်းသောလက်ဝါးကတ်တိုင်ထံကအကူအညီတောင်းဖို့ပါပဲအဲ့ဒီလိုလုံးမသာလျင်ဒီဘီလူးရဲ့ပြဿနာကိုဖြေရှင်းနိုင်လိမ့်မယ်ဟုတွေးနေသည်ဤညတွင်တရဲတောင်ကြားတစ်ခုလုံးမှာစုံချန်ရှုံကြောက်မြေပုံပေါ်မှပျောက်ကွယ်လို့မတက်ပျက်စီးသွားခဲ့သည်ယခုအခါဂါကွိုင်းတေဆုံးသွားပြီဖြစ်ပြီးဇုံကငါနည်းနည်းလွန်သွားပြီထင်တယ်သူ့ကိုအကုန်လောင်ကျွမ်းသွားစေမိပြီအဟာအခြေအနေဆိုးသွားတာကြောင့်ဈေးနှုန်းကိုထိခိုက်မှာကိုငါစိုးရိမ်နေဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်ဒီဘီလူးဦးတိုင်ကတော့မပြတ်စည်းပဲရှိနေတော့မယ်ဟုဆိုသည်ဘိုင်းချင်းကဇုံထန်ရှုံခမအခုထိအစိတ်တက်နေတော့မယ်လေခမဘလို့ခံစားနေရလဲဟုမေးသည်ဇုံကဘိုင်းချင်းအားအရေးမဆိုင်ပါနဲ့ဒီလိုအစိတ်မျိုးကငါ့ကိုပြင်းပြင်းထန်ထန်ထိခိုက်စေမှာမဟုတ်ပါဘူးငါခဏလောက်တည်ငြိမ်အောင်တရားထိုင်လိုက်တာနဲ့မိနစ်ပိုင်းအတွင်းမှာအကုန်ဖယ်ရှားပစ်လို့ရပါတယ်ဟုဖြေသည်ဘိုင်းချင်းကတကယ်တော့အဲ့ဒီလောက်ထိအခက်ခဲခံစရာမလိုပါဘူးဟုဆိုသည်ဇုံကနားမလည်နိုင်ပဲဘာကိုဆိုလိုတာလဲတခြားနည်းလမ်းရှိသေးလို့လားဟုမေးစက်ဘိုင်းချင်းကဇုံကိုအနမ်းပေးလိုက်သည်ဇုံလဲတစုံတရာကိုသဘောပေါက်သွားကမြေခွေးမလေးကငါခန္ဓာကိုယ်ထဲကအစိတ်တွေကိုစုပ်ထုတ်ပေးနေတာပဲဟုတွေးလိုက်သည်ဘိုင်းချင်းကနောက်ဆုံးတော့ပြီးသွားပြီဟုဆိုသည်ဇုံကငါဘာသာလွတ်မြောက်အောင်လုပ်လို့ရသားနဲ့မင်းကငါခန္ဓာကိုယ်ထဲကအစိတ်တွေကိုစုပ်ထုတ်ပေးလိုက်တော့အခုမင်းကိုငါမကယ်တင်နိုင်တော့ဘူးဟုပြောရဘိုင်းချင်းကမပူပါနဲ့ငါမသေးပါဘူးငါကအခုခမရဲ့ဝိညာဉ်ဖြစ်နေပြီလေခမရဲ့နာကျင်မှုနဲ့ဒုက္ခတွေကိုခွဲဝေခံစားပေးဖို့တာဝန်ရှိတာပါငါအစိတ်တင်သွားပေမဲ့ခမရဲ့ဝိညာဉ်စွမ်းအားရှိနေသမျှကာလပတ်လုံးဟုဖြေသည်ဇုံကအဲ့ဒါဆိုရင်အဆင်ပြေပါတယ်မင်းကောင်းကောင်းနေနိုင်မယ်ဆိုရင်ငါဂယုမဆိုင်ပါဘူးဟုဆိုသည်ဘိုင်းချင်းကခုမှပဲပြန်တတိရတော့တယ်ဇုံထန်ရှုံခမကမတိမ်မျိုးတယောက်ဖြစ်နေမှာတော့ရှန်တီယန်ကိုင်းအကြောင်းကိုကြားဘူးလားဟုမေးသည်ဇုံကရှန်တီယန်ကိုင်းဟုတ်လားတခါမှမကြားဘူးပါဘူးဘာလို့အဲ့ဒါကိုလာမေးတာလဲဟုပြန်မေးသည်ဘိုင်းချင်းကပြုံးလျက်ဘာမှမဟုတ်ပါဘူးစမ်းသပ်မှုအချိန်ပြည့်တော့မှမို့ပြန်ကြရအောင်ဟုဆိုသည်တရဲတောင်ကြားဤတစ်ဖက်ချမ်းတွင်မူလူတိုင်းအသည့်အနေထားဖြင့်စောင့်ဆိုင်နေကြသည်ထိုကြောင့်မဖွယ်ဘလူးဆိုးကြီးထွက်ပေါ်လာမည့်အချိန်ကိုစောင့်မျှော်နေကြရင်ဖះเจ้าသူကစိတ်ထဲတွင်တရဲတောင်ကြားကဖာရိုမျိုးနဲ့အလန်းဝေးတဲ့တန်ရှင်းသောလက်ဝါးကတ်တိုင်ဖះเจ้าရဲ့အင်အားဖြစ်တင်းမှုတွေရောက်လာဖို့အချိန်နှဲငယ်လိုဦးမယ်အဆင့်ကျွမ်းကျင်သူမရောက်လာခင်မှာငါဘာဈေးနဲ့ပဲဖြစ်ဖြစ်တရဲတောင်ကြားအဝင်ဝကိုကာကွယ်ရမယ်အဲ့ဒီဘလူးကြီးထွက်လာပြီးဖာရိုမျိုးမှာအဖြက်စီးတွေလုံးမလာနိုင်အောင်ငါအသက်နဲ့ရင်းပြီးတားဆီးရမယ်ဟုတွေးနေသည်ထိုဆက်ရှိဘက်မှတစုံတဦးရှောက်လာသည်ကိုမြင်လိုက်ရသဖြင့်ဖះเจ้าသူကလာနေပြီးအားလုံးတိုက်ပွဲအတွက်ပြင်ဆင်ကြဟုအော်လိုက်သည်သို့တော့လူတိုင်းရှိသို့လှမ်းကြည့်လိုက်ကြရာစုံသည်ဂါကွိုင်းဤအလောင်းကိုပခုံးပေါ်တင်ဆောင်လာသည်ကိုတွေ့လိုက်ရသည်ဒီမှာဘာတွေဖြစ်နေတာလဲခမည်းတော်အားလုံးငါ့ကိုလာကြိုကြတာလားဟုစုံကမေးသည်ဘိုင်းချင်းကအချိန်မမီပဲဖြစ်မသွားဘူးထင်တယ်ခမည်းတော်သူရဲ့ကောင်းရဲ့စမ်းသပ်မှုကိုအမတ်ပြည့်နဲ့အောင်မြင်သွားတော့မှတေချာတယ်ဟုဆိုသည်ဘိုင်းချင်းနှင့်ဇုံကိုမြင်လိုက်ရသဖြင့်လူတိုင်းအလွန်တရာအံ့အားသင့်သွားကြသည်ငါတို့စောင့်ဆိုင်နေခဲ့တဲ့ဘီလူးဆိုးကြီးကဒီကောင်ပခုံးပေါ်တင်လာတာဟုတ်လို့လားသူတကယ်ပဲနိုင်ခဲ့တာလားစွမ်းအားသူညပဲရှိတဲ့အဲ့ဒီတာမန်လူသားကဘလို့လုပ်ပြီးဒါကိုလုပ်နိုင်ခဲ့တာလဲဖះเจ้าသူကစိတ်ထဲတွင်အလောင်းရဲ့အရှိန်ဝါကိုတိုင်းတာကြည့်ရင်ဒါကတရဲတောင်ကြားထဲမှားယွင်းကျူးကျော်ဝင်ရောက်လာတဲ့အဆင့်၄
ဘီလူးအစစ်မှန်ပဲဒါပေမဲ့ဟိုတခါကကြီးမားတဲ့ပောက်ကွဲမှုကြီးကိုဘလို့လဲအဆင့်၄ဘလူးထက်ပိုစွမ်းထက်တဲ့အရာတစ်ခုရဲ့ကြောက်မက်ဖွယ်အရှိန်အဝါကိုငါရှင်းရှင်းလင်းလင်းခံစားခဲ့ရတယ်ဒါဆိုရင်အဲ့ဒါသူ့လက်ချက်ဖြစ်နေမလားငါရှိမှရှိနေတဲ့ဒီလူကသူ့ရဲ့စွမ်းအားတွေကိုအမြဲတမ်းဖုံးကွယ်ထားခဲ့တာပဲတကယ်တော့သူ့ရဲ့စွမ်းအားကနက်နဲလွန်းလို့တိုင်းတာလို့တောင်မရနိုင်တော့ဘူးလားဟုတွေးနေသည်ကက်တရင်ကအရန်ကောင်းတာပဲခမရတို့နှစ်ယောက်ဘေးကင်းကင်းနဲ့ပြန်လာမယ်ဆိုတာကိုငါသိပြီးသားပါဟုပြောသည်လောက်ကျန်တက်ဖြတ်သူလဲစုံကိုမြင်လိုက်ရသဖြင့်အလွန်အမင်းအံ့အားသင့်သွားကစိတ်ထဲတွင်ငါလိုမျိုးအတန်မာဆုံးလူတစ်တောင်မှအဲ့ဒီကြောက်စရာကောင်းတဲ့ဘလူးကိုကြောက်ရွံ့ခဲ့ရတာဘာလို့အဲ့ဒီကောင်ဆုပ်လေးရဲ့လက်ချက်နဲ့တေသွားရတာလဲတရေတောင်ကြားထဲမှာဘသူမှမသိတဲ့တစုံတရာဖြစ်ပျက်ခဲ့ရမယ်အဲ့ဒါကပဲအဲ့ဒီဘလူးကြီးတေဆုံးရတဲ့အကြောင်းရင်းဖြစ်လိမ့်မယ်ဒီကောင်ဆုပ်လေးကကံကောင်းလို့ဆုလက်ကိုကောက်ရသွားတာဖြစ်ရမယ်သူ့ကိုချိန်ဆပါတယ်ဟုတွေးနေသည်ယခုအခါဆုံးသည်ဂါကွိုင်းကိုမြေပြင်ပေါ်ပစ်ချလိုက်ပြီးခြေထောက်ဖြင့်နင်းကဒီမှာဘလူးမှုဆိုးတွေရှိသေးလားဒီအရာအတွက်ဘလောက်ပတ်စံရနိုင်လဲဆိုတာငါ့ကိုပြဖို့လာခဲ့ကြစမ်းပါဟုអော်လိုက်သည်ဘိုင်းကျင်ကလည်းဒါတွေလည်းပါသေးတယ်တရေတောင်ကြားထဲကဝိညာဉ်တွေရဲ့ဝတ်စုံတွေအားလုံးဒီမှာရှိတဲ့ခမန်းကြီးတံမိုးကိုတွက်ချက်ကြရအောင်ဟုဆိုသည်ဖះချင်းဤစကားကိုကြားရသဖြင့်ဖះเจ้าသူမှာအံ့အားသင့်သွားကဇုံကဖះเจ้าသူအားဘာဖြစ်လို့လဲငါတို့ရောင်းလို့မရဘူးလားဟုမေးသည်ဖះเจ้าသူကရပါတယ်ဒါတွေအားလုံးကိုဘလို့ရောင်းချင်လို့လဲဟုပြန်မေးလိုက်လေသည်ဖះเจ้าသူကသူတို့အနေဖြင့်အဆင့်၄ဘလူးကိုအောင်မြင်စွာနှိမ်နှင်းပြီးပြီဟုတွေးတောနေသည်ဒီလူတွေကအောက်ခြေအဆင့်ကောင်လေးတွေရဲ့ပစ္စည်းတွေကိုတောင်လိုက်လံကောက်ယူနေတော့ပဲလေသူတို့ကဘလို့လူစားတွေလဲဇုံထန်ရှုံနဲ့ဘိုင်းကျင်တို့ထွက်သွားပြီးနောက်မကြမီမှာပင်တရေတောင်ကြားဤအနက်ဆိုင်ဆုံးနေရာ၌မိမ့်မစိတ်ပဲရောက်လာသူတဦးပေါ်လာသည်ငါရဲ့တောင်ပံကိုဘသူတက်လိုက်တာလဲငါဘာသာလမ်းလျှောက်ပြီးပြန်ရတော့မှာလားဖာရုံမျိုးကလူတစ်တွေကတော်တော်လေးကျွမ်းကျင်နေကြပါရောလားဒေါသထွက်เสียရပဲဒီအနက်မှာရှေးခေတ်ကခံစားခဲ့ရတဲ့ခံစားချက်မျိုးရှိနေတယ်ဒါကဝိညာဉ်စွမ်းရင်ပဲဒါကမတိမျိုးတစ်ပါးရဲ့တိုက်ပွဲရာဇဝင်ပဲဟုဆိုသည်သူရဲကောင်းတို့စမ်းသပ်မှုအတွင်ဖြစ်ပွားခဲ့သောအရှုပ်ထွေးများပြီးဆုံးသွားပြီးနောက်ဇုံထန်ရှုံနှင့်ဘိုင်းကျင်တို့သည်အဆင့်၄ဘီလူး၏အလောင်းများနှင့်ဘီလူးပစ္စည်းများကိုရောင်းချခဲ့ကြသည်ထို့နောက်လူတိုင်းမြတ်သောဓာရင်ပြင်သို့ပြန်ရောက်လာကြသည်ဖះเจ้าသူကသူရဲကောင်းတို့စမ်းသပ်မှုမှာနောက်ဆုံးအဆင့်နည်းနည်းအလှည့်ပြောင်းလေးတွေရှိခဲ့ပေမဲ့အန္တရာယ်တစုံတရာမရှိဘဲပြီးဆုံးသွားပါပြီဘီလူးဦးတိုင်ကိုရရှိပြီးစမ်းသပ်မှုကိုအောင်မြင်ခဲ့သူ2ဦးရှိပါတယ်။အိုနာစစ်မိသားစုကတခင်ကားကအဆင့်3ဘီလူးဦးတိုင်2ခုကိုရရှိခဲ့ပါတယ်။စတိတ်မိသားစုရဲ့ထောက်ခံချက်နဲ့ဇုံထန်ရှုံကအဆင့်3ဘီလူးဦးတိုင်2ခုနဲ့စမ်းသပ်ကွင်းထဲကိုခိုးဝင်လာတဲ့အဆင့်4ဘီလူးရဲ့ဘီလူးဦးတိုင်ကိုရရှိခဲ့ပါတယ်ဟုပြောသည်။လောက်ကျန်တက်ဖြတ်သူကစိတ်ထဲတွင်အဆင့်၄ဘလူးဆိုတာစမ်းသပ်မှုရဲ့နယ်ပယ်ထဲမှာကိုမပါဝင်လားစမ်းသပ်မှုစီးမြင့်တွေအရငါကပထမဖြစ်ရမယ်ဒီကောင်စုပ်လေးကဘလို့လုပ်ပြီးငါရဲ့အာယုံဆိုင်မှုကိုလူယူရဲတာလဲဟုတွေးနေသည်ဇုံကလောက်ကျန်တက်ဖြတ်သူအားမင်းပါကိုငေးကြည့်နေတာလဲနာဖာချီကော်တာတခါမှမမြင်ဘူးလားဟုပြောလိုက်သည်ထို့နောက်ဖះเจ้าသူကစမ်းသပ်မှုကိုအောင်မြင်ပြီးပြီဖြစ်တဲ့အတွက်ခမည်းတော်မှာဓာတ်ကိုဆွဲထုတ်ဖို့အရေးချင်းပြည့်မိပါပြီနောက်တစ်ဆင့်ကတော့မြတ်တော်ဓာတ်အခမ်းအနားပဲဖြစ်ပါတယ်ခမည်းတော်တွေကဘသူကအရင်စလုပ်မှလဲဟုမေးသည်ဖះเจ้าသူ၏စကားကိုကြားရသဖြင့်လောက်ကျန်တက်ဖြတ်သူကငါအရင်လုပ်မယ်ငါကအဓိကမိသားစုကြီး၄စုထဲမှာအထူးကျွန်ဆုံးဆင်းသက်လာသူပဲမြတ်တော်ဓာတ်ကိုဆွဲထုတ်နိုင်ဖို့အကောင်းဆုံးအခွင့်အရေးရှိတဲ့သူရှိတယ်ဆိုရင်အဲ့ဒါငါပဲဖြစ်ရမယ်ဟုဆိုကဓာတ်ကိုအစွမ်းကုန်ဆွဲထုတ်ရန်ကြိုးပွားတော့လဲဆွဲမထုတ်နိုင်ပဲမောပန်းကရှုံးနေသွားသည်မဖြစ်နိုင်ဘူးဆွဲထုတ်လို့လုံးဝမရဘူးသူရဲကောင်းတွေရဲ့ဓာတ်ဆိုတာတကယ်တော့ဒဏ္ဍာရီတက်တက်ပဲဖြစ်ပုံရတယ်ငါတော့မလုံနိုင်ဘူးဆိုရင်တခြားဘသူမှလုံနိုင်မှာမဟုတ်ဘူးဟုဆိုကလူတိုင်းထိုနေရာမှထွက်သွားကြသည်ဒီနှစ်ရဲ့မြတ်တော်ဓာတ်အခမ်းအနားကဘာမှထူးခြားတာမရှိပါဘူးသွားကြစို့တခင်ကားလောင်မအောင်မြင်တော့ကြည့်စရာမရှိတော့ဘူးလာမယ့်နှစ်မှပဲတခြားလူတယောက်ဆွဲထုတ်နိုင်မလားကြည့်တာပေါ့ကက်တရင်နဲ့ဘိုင်းကျင်တို့ကလူများထွက်သွားသည်ကိုမြင်လျင်စမ်းသပ်မှုကိုအောင်မြင်ခဲ့တာကားတယောက်တည်းမဟုတ်ဘူးလေဟုဆိုကြသည်မှန်တယ်ဇုံထန်ရှုံကသူ့အလှည့်ကိုမရောက်သေးဘူးဇုံကသူတို့အကြောင်းပူမနေပါနဲ့ငါပစ္စည်းငါပြန်ယူဖို့သွားမလို့ပါဟုပြောသည်လောက်ကျန်တက်ဖြတ်သူကစိတ်ထဲတွင်ဒီကောင်စုပ်လေးကဘာကိုဆိုလိုတာလဲဒါကသူ့လက်ထဲမှာရှိပြီးသားဖြစ်နေတယ်လို့မျိုးပဲတော်တော်စိတ်ညစ်စရာကောင်းတဲ့ကောင်ပဲဟုတွေးနေသည်ဖះเจ้าသူကလည်းဇုံထန်ရှုံခမည်းရဲ့ခန္ဓာကိုယ်ထဲမှာဘလို့လှုပ်ဝက်ချက်မျိုးတွေဖုံးကွယ်နေတာလဲဟုတွေးနေသည်ယခုအခါဇုံသည်ဓားကိုဆွဲယူရန်ချင်းကပ်သွားပြီးဓားကိုတေချစွာစိုက်ကြည့်နေစုအတန်တစ်ခုကြားလိုက်ရသည်မင်းနောက်ဆုံးတော့ရောက်လာပြီပဲထိုအတန်ကိုကြားလိုက်ရသဖြင့်ဇုံကငါ့ကိုပြောနေတာပဲဟုတွေးလိုက်သည်ဟိုလုံကနှစ်ပေါင်းများစွာကြာခဲ့ပြီပေါ့ဒီမှာမင်းကိုစောင့်နေခဲ့တာငါတို့ရဲ့ဖုံးကြီးတဲ့နှစ်တွေကိုမှတ်မိသေးရဲ့လား
ငါရဲ့အရှိန်ဟုန်အပြည့်နဲ့လမ်းချော်မှုနဲ့ပေါ့ကမ္ဘာကိုင်းတွေထဲမှာငါတို့လက်တွဲတိုက်ခိုက်ခဲ့ကြပြီး9 ကြိမ်တောင်လွတ်မြောက်လာခဲ့တဲ့အဆုံးမှာတော့တောင်နောက်ဘက်ကရေတံခွန်နားမှာအတူတူထိုင်ပြီးမင်းကတာအိုကျင့်ကြံတယ်ငါကဟန်ဆောင်နေခဲ့တာဟုပြောသည်ဇုံကစိတ်ထဲတွင်ငါမှဆိုးရွားတဲ့ခံစားချက်ကြီးရှိနေပြီဒီဓာတ်ကတော်တော်လေးစိတ်လှုပ်ရှားစရာကောင်းပုံရတယ်လွန်ခဲ့တဲ့နှစ်ပေါင်းကသူညကလေးကသူတယောက်တည်းအရန်အထီးကျန်နေခဲ့လို့ဖြစ်ရမယ်အဲ့ဒါတွေအတွက်ငါမပူပန်တော့ဘူးအခုချက်ချင်းမင်းကိုအိမ်ခေါ်သွားမယ်ဟုတွေးနေသည်ယခုအခါဇုံသည်ဓာတ်ကိုစတင်ဆွဲထုတ်လိုက်ရာထိုဓာတ်မှအလွန်တရာတောက်ပသောအလင်းရောင်များထွက်ပေါ်လာပြီးလူတိုင်းအံ့အားသင့်သွားကြကဇုံလဲဓာတ်ကိုအလွန်လွယ်ကူစွာဆွဲထုတ်လိုက်လေသည်ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့်လူတိုင်းအလွန်အမဲအံ့အားသင့်သွားကြသည်တန်ရှင်းသောဓာတ်ကိုဆွဲထုတ်လိုက်ပြီးဒါကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်နဲ့ချီပြီးဘသူမှမပိုင်ဆိုင်နိုင်ခဲ့တဲ့သူရဲကောင်းလို့ရထားလေမထင်မှတ်ဖဲနဲ့အဲ့ဒီကောင်လေးကဆွဲထုတ်လိုက်နိုင်တာပဲသူကတကယ်ဘသူလဲငကားတကောင်ဓာတ်ထဲမှထွက်လာပြီးနောက်ဆုံးတော့အဲ့ဒီမိုက်မဲတဲ့ကြောက်တုံးကြီးတွေကနေငါထွက်လာနိုင်ပြီရှုံငါရဲ့ခံထားတဲ့ပုံစံကိုပြန်လဲပိုင်ဆိုင်ရတာဘလို့ခံစားရလဲဟုဆိုသည်ဒီဓာတ်ကတော့ရှေးခေတ်ရှေးဟောင်းပစ္စည်းယူလုံဓာတ်ငကားငယ်ပုံစံပေးတဲ့မင်းဝမ်းနဲ့မျက်ရည်ကျလောက်အောင်ဖြစ်သွားမယ်လို့ငါထင်တယ်ဘာလို့ဘာမှမပြောတာလဲငါရဲ့ပုံစံကြောင့်အံ့အားသင့်သွားတာလားဒါမှမဟုတ်ခုနကပြောခဲ့တဲ့ဖုန်ကြီးတဲ့နှစ်တွေထဲမှာပဲနစ်မြုပ်နေပြီးမထွက်နိုင်တော့တာလားစုံကအဲ့ဒါကမင်းပြောခဲ့တဲ့အရာတွေကိုငါလုံးဝမမှတ်မိတော့လို့ပဲမင်းကအဲ့ဒီလောက်ထိအတ္တကြီးတဲ့သူတယောက်ဖြစ်ခဲ့ဘူးတာလားပြီးတော့ငါ့ကိုအဲ့ဒီလိုလုံးဝမခေါ်နဲ့ဟုပြန်ပြောသည်လူများကဓာတ်ဤစစ်မှန်သောပုံစံကိုမြင်ကြသောအခါအလွန်အမင်းအံ့ဩသွားကြသည်တန်ရှင်းသောဓာတ်ကတခါမှမမြင်ဘူးသေးတဲ့မော်ဆိုးရွားတရဝတကောင်ဖြစ်သွားပါရောလားတန်ရှင်းသောဓာတ်နဲ့အဲ့ဒီကောင်လေးတို့တော်တော်လေးစကားကောင်းနေကြပါလားတန်ရှင်းသောဓာတ်တောင်အဲ့ဒီကောင်လေးရဲ့စူပူချင်းမောင်းတာကိုခံလိုက်ရတယ်ဟိုလုံကအဟမ်းငါသိပြီမင်းအရင်တုန်းကဖြစ်ပျက်ခဲ့တာတွေကိုမေ့သွားပြီပေါ့ဒါပေမဲ့ဒါကလည်းကောင်းတဲ့အရာတစ်ခုပါပဲဘာပဲဖြစ်ဖြစ်အဲ့ဒီတိုက်ပွဲကနေမင်းအသက်ရှင်ကျန်ရစ်ခဲ့တာကဖျားသခင်ရဲ့အံ့ဖွယ်မှုတစ်ခုပါပဲဒါပေမဲ့မင်းရဲ့မှတ်ဉာဏ်တွေဆုံးရှုံးသွားပေမဲ့ငါ့ကိုတော့ရှာတွေ့အောင်လုပ်နိုင်ခဲ့တယ်ဒါကနှစ်ပေါင်းထောင်နဲ့ချီကြာသွားရင်တောင်မှငါရဲ့တောက်ပမှုကဖုံးကွယ်လို့မရဘူးဆိုတာကိုပြသနေတာပဲမင်းဒီပုံစံကိုသဘောကျလို့ဆွဲထုတ်လာတာမဟုတ်လားဟုဆိုသည်ဇုံကဟိုလုံအားမင်းအရင်ပုံစံအတိုင်းပြန်ပြောင်းလိုက်တာပိုကောင်းမယ်ဟုပြောရဟိုလုံကဟင်းနဂါးပုံစံကပိုပြီးခံရလို့များလားဟုမေးသည်ကတရင်ကစိတ်ထဲတွင်တန်ရှင်းသောဓာတ်ကဘာလို့အဲ့ဒီပုံစံဖြစ်သွားလဲဆိုတာငါမသိပေမဲ့သူကတန်ရှင်းသောဓာတ်ကိုတကယ်ပဲဆွဲထုတ်နိုင်ခဲ့တာပဲငါအရင်ဆုံးသွားပြီးဂုံပြူရမယ်ဟုတွေးကစုံထန်သို့သွားပြီးဂုံယူပါတယ်စုံထန်ရှုံခမားတာကိုလုံနိုင်မယ်ဆိုတာကိုငါအမြဲတမ်းယုံကြည်ခဲ့တာအခုတော့ခမားကဖာရိုမျိုးရဲ့ထိုက်တန်တဲ့သူရဲကောင်းဖြစ်လာပြီဟုဆိုသည်ဇုံကကတရင်ထောက်ခံစာရေးပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရမယ်ဟုပြန်ပြောရကတရင်ကဘာမှမဟုတ်ပါဘူးအဲ့ဒါကခမားအတွက်ငါလှုပ်တင်လှုပ်ထိုက်တာပါပြီးတော့ငါအယံဝမ်းသာပါတယ်ဇုံထန်ရှုံရဲ့ကျေးဇူးတင်တာကိုတကယ်ခံလိုက်ရပြီဟုတွေးကဝမ်းသာနေသည်ရုတ်တရက်ကတရင်ဤရှိဘက်သို့တစုံတဦးကအမြန်နှုံးဖြေရောက်လာပြီးကတရင်ကပြင်းဤအမီးကိုသာမြင်လိုက်ရသည်ထို့နောက်ဘိုင်းချင်ကစုံကိုဖတ်လိုက်ကခမားကဒီလိုထိတ်တန့်အစင်မြင့်ရှေးဟောင်းပစ္စည်းမျိုးကိုတကယ်ပဲထိန်းချုပ်နိုင်တာပဲခမားကတကယ်ကိုတာမန်လူမဟုတ်ဘူးဇုံထန်ရှုံဟုပြောသည်ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့်ကတရင်အလွန်အမဲအံ့အားသင့်သွားသည်ဘိုင်းကျင်ကခမားနောက်ကိုလိုက်လာတာကတကယ်မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲခမားကတကယ်အံ့ဩစရာကောင်းတာပဲဟုဆိုသည်ဇုံကငါအသက်ရှူလို့မရတော့ဘူးအသက်ရှူကျက်လာပြီးငါ့ကိုတက်ချင်နေတာလားဟုပြောသည်ကတရင်ကစိတ်ထဲတွင်ဘလို့ဖြစ်ရတာလဲငါရှက်တလွန်းလို့လားငါသာနည်းနည်းလေးပိုပြီးတက်ကြွခဲ့မယ်ဆိုရင်ဇုံကိုဖတ်တဲ့သူကငါဖြစ်နေမလားဟုတွေးနေသည်ဖះเจ้าသူထိုနေရာသို့ရောက်လာပြီးဒဏ္ဍာရီကတကယ်ဖြစ်လာပြီဒါကတကယ်အံ့ဩစရာပဲတန်ရှင်းသောဓာတ်ကအမှန်တကယ်ပုံစံပြောင်းနိုင်လိမ့်မယ်လို့မထင်ထားခဲ့ဘူးမြတ်သောဓာတ်အခမ်းအနားအတွက်အိမ်ရှင်လုပ်ခဲ့တာနှစ်အနည်းငယ်ရှိပြီဓာတ်ကပိုင်ရှင်တဦးကိုလက်ခံတွေ့ရှိတာကိုမျက်မြင်ကိုတွေ့မြင်တွေ့ခွင့်ရတာငါအတွက်ဂုဏ်ယူစရာပါပဲဆုံးချမ်းမြတ်သောဓာတ်ကိုနည်းနည်းလောက်အနီးကပ်ကြည့်ခွင့်ပေးပါလားဟုမေးသည်ဇုံကကြည့်လို့တော့ရပါတယ်ဒါပေမဲ့မဖြက်စီးနဲ့နော်အရန်ကြီးမားတဲ့တန်ဖိုးရှိတာမို့မင်းတို့ရောနိုင်မှာမဟုတ်ဘူးဟုဆိုသည်ဤစကားကိုကြားရသဖြင့်ဘိုင်းကျင်ကစိတ်ထဲတွင်ဒီဓာတ်အတွက်ခမားတပြားမှမကုန်ခဲ့ပါဘူးလေဟုတွေးနေသည်ဇုံကနည်းနည်းလေးလေးတဲ့တေချာကိုင်တော်ဟုပြောရဖះเจ้าသူကစိတ်မပူပါနဲ့ငါစစ်ဆေးကြည့်ုံပါဟုဆိုတော့လဲဓာတ်ကအလွန်လေးလွန်းသဖြင့်မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်ဇုံကမြင်လားတေချာကိုင်ဖို့ငါပြောသားပဲဟုဆိုသည်ဘိုင်းကျင်ကစိတ်ထဲတွင်ဓာတ်ကတေချာကိုင်တာနဲ့ဘာမှမဆိုင်ဘူးလေဟုတွေးနေသည်ဇုံက
ငါသားကိုပေးခဲ့တာတော့မင်းတို့မကင်နိုင်ဘူးဒါငါအပြစ်မဟုတ်ဘူးလေဟုဆိုသည်ဖះเจ้าသူကနားလဲပါတယ်တန်ရှင်းသောဓာတ်ကခမားကိုသူ့ရဲ့ပိုင်ရှင်အဖြစ်အတိမတ်ပြုထားပြီးဖြစ်ပုံရတဲ့ခမားဆွဲထုတ်နိုင်ခဲ့ပေမဲ့တခြားဘသူမှကင်လို့မရဘူးဟုပြောသည်ဘိုင်းကျင်ကစိတ်ထဲတွင်ခမားရဲ့ယူလုံသားဆိုတာရှေ့ခေတ်ပရိုမိုဒီရဲ့ခေတ်ကမြင်မာတဲ့အဆင့်ရှိတဲ့ယတနာတစ်ခုပဲဝိညာဉ်စွမ်းရှိတဲ့ကျင့်ကြံသူတွေသာလျှင်အဲ့ဒါကိုကင်တွင်နိုင်တယ်ခမားကကျင့်ကြံသူမဟုတ်ဘူးလေဘယ်လိုလုပ်ကင်လို့ရမလဲခမားရဲ့ယူလုံသားတင်မကဘူးမဟာစစ်ပွဲကြီးကနေကြံရစ်ခဲ့တဲ့ယတနာတွေအများကြီးရှိဦးမယ်ကမ္ဘာထောင်ပေါင်းစုံမှာပုံအောင်နေကြတာဒီယတနာတွေကိုသုံးနိုင်တဲ့သူတွေထဲမှာဇုံချန်တယောက်ထဲသာကြံတော့တာပေါ့ဟုတွေးနေသည်ဇုံကဓာသွားမှာအညစ်အကြေးတွေစွန့်ထင်းနေတယ်လို့ပဲဘာလို့ငါ့ကိုတန်ရှင်းရေးခါတွေအတွက်မထောက်ပံ့ပေးကြတာလဲအဲ့ဒီလိုလုပ်ပေးမယ်ဆိုရင်တော့ငါခွင့်လွှတ်ပေးပါမယ်ဟုဆိုသည်ဤစကားကိုကြားရသဖြင့်ဖះเจ้าသူကတန်ရှင်းရေးခဟုတ်လားခမည်းကကျွန်တော်စီကနေပတ်စံနှဲငယ်လှည့်စားယူဖို့အတွက်ပဲဓာကိုငါပေးလိုက်တာလားဟုမေးသည်ထိုစုတစုံတဦးထိုနေရာသို့ရောက်လာပြီးကတ်တရင်ထောက်ခံပေးခဲ့တဲ့ကိုယ်စလဲလောင်းကဓာကိုဆွဲထုတ်နိုင်ခဲ့ပြီလို့ငါကြားခဲ့ရတယ်ဒီလောက်ငယ်ရွယ်တဲ့အရွယ်နဲ့တကယ်ကိုအထင်ကြီးစရာအောင်မြင်မှုပါပဲဟုဆိုသည်ထိုသူမှာစတိတ်မိသားစု၏မိသားစုကောင်းဆောင်စစ်ပေတဲ့ဒီအခါသမားအတွက်ငါတို့စိန်ခံစားပွဲကြီးတစ်ခုပြင်ဆင်ထားပါတယ်ငါတို့ရဲ့သူရဲကောင်းတက်ရောက်ပေးပါမလားဟုဖိတ်ကြသည်ဇုံကမင်းကတကယ်ဘသူလဲငါဘာလို့မင်းနဲ့အတူတူထမင်းစားရမှာလဲဟုမေးသည်ဘိုင်းကျင်ကသူကအဓိကမိသားစုကြီး၄စုတည်းကတစ်ခုဖြစ်တဲ့စတိတ်မိသားစုရဲ့မိသားစုကောင်းဆောင်လေးကတ်တရင်ရဲ့အဖေပဲခမားမြတ်တော်သားကိုဆွဲထုတ်ပြလိုက်တာနဲ့သူတို့အတွက်ကြီးမားတဲ့ဂုဏ်သိက္ခာကိုယူဆောင်လာပေးခဲ့တာလေကျေးဇူးတင်တဲ့အနေနဲ့သူကိုယ်တိုင်ဖိတ်ကြားနေတာပါအဲ့ဒီလောက်အထိရိုင်းဆိုင်လို့မရဘူးလေဟုပြောပြသည်ဇုံကစိတ်ထဲတွင်အလားလာတော့တော်တော်ကောင်းပုံရတယ်ဒီညစာစားပွဲကိုတက်ရောက်ခြင်းအပြင်ပတ်စံတွေအများကြီးရနိုင်တာပဲဟုတွေးနေဆိုကတ်တရင်ကထောက်တနေရာတွင်မျက်နှာငယ်ဖြစ်ထိုင်နေပြီးကတ်တရင်ရေမင်းကတကယ်ကိုအတုံးမကျတဲ့သူပဲစုံချန်ရှုံကမင်းရဲ့ရှိတက်တဲ့မှာရှိနေတာတော့မှမင်းသူ့ကိုမထိန်သိမ်းနိုင်ခဲ့ဘူးဟုတွေးနေသည်ဇုံကကတ်တရင်အားခမားဘာတွေလုပ်နေတာလဲဟုမေးလိုက်လေသည်မင်းရဲ့အဖေကငါ့ကိုညစာစားဖို့ဖိတ်ထားတယ်ကတ်တရင်ကစိတ်ထဲတွင်သူနဲ့တော်တော်လေးနီးကပ်နေပါလားသူ့ရဲ့အသက်ရှူတန်ကိုတောင်ငါခံစားမိနေပြီငါရဲ့နှလုံးခုန်နှုံးတွေလည်းအယမ်းမြန်လာနေပြီသူသာကြားသွားရင်ဘယ်လိုလုပ်မလဲဒါကတကယ်ရှက်စရာကြီးပဲဟုတွေးနေဆိုဆုံးကိုလှည့်ကြည့်ကစောင့်ဦးခမားဘာပြောလိုက်တယ်ငါအိမ်မှာညစာလာစားမယ်ဟုတ်လားတကယ်လားဟုမေးသည်ဇုံကအင်းလေမင်းကဒီနေ့ထူးဆန်းနေတယ်လို့ပဲဟုပြန်ပြောရကတ်တရင်ကမဟုတ်ဘူးလေခမားကိုပြောတာပါဟုဆိုသည်သူတို့နှစ်ဦးပြောဆိုနေသည်ကိုကြားလိုက်ရသဖြင့်ကတ်တရင်၏အဖေကစိတ်ထဲတွင်တန့်ရှင်းသောဓာတ်ကိုဆွဲထုတ်နိုင်ခဲ့တဲ့သူရဲ့ကောင်းပြီသူကတာမန်လူတွေနဲ့လုံးဝမတူပဲထူးခြားတဲ့ပုံစံမျိုးနဲ့လှုပ်ရှားနေတာပဲဟုတွေးနေသည်ခဏအကြာတွင်စတိတ်အိမ်တော်သို့ရောက်ရှိလာကြသည်ဘိုင်းကျင်ကဒါကခမားရဲ့အိမ်ပဲတော်တော်ကြီးကျယ်ခမ်းနားတာပဲဟုပြောရကတ်တရင်ကခမားတို့နှစ်ယောက်သဘောမကျဘူးဆိုရင်ငါအိမ်မှာပဲဆက်နေပါလားထမင်းနဲ့အစားအသောက်တွေကိုအခမဲ့စီစုပေးပါမယ်ဟုကမ်းလှမ်းသည်ဇုံကဟေ့လူခမားကပတ်စံမရှိတဲ့ပုံစံမျိုးနဲ့တော့မပေါ်လွင်ဘူးနော်ခမားတို့မိသားစုအတွက်ငါသားကိုဆွဲထုတ်ပေးပြီးပြီပဲကျေးဇူးတင်တဲ့အနေနဲ့ဘာမှမပြချင်ဘူးလားဟုတောင်းဆိုလိုက်သည်ကတ်တရင်၏အဖေကခမားမှာဝိညာဉ်ကြောက်တုံးတွေမလုံလောက်လို့လားခမားလိုချင်တဲ့လောက်ကျွန်တော်ရဲ့စတုထဝန်ထမ်းကိုပြင်ဆင်ခိုင်းပါမယ်ဟုဆိုသည်ဇုံကမစိုးဘူးတော်တော်လေးမစိုးဘူးပဲခမားကတော်တော်တော်တာပဲဟုချီးကျူးလိုက်သည်ကတ်တရင်၏အဖေကခမားကဖာရိုမျိုးရဲ့သူရဲကောင်းဖြစ်နေပြီပဲကျွန်တော်ကထောက်ပံ့ပေးတင်တာပေါ့ဟုပြန်ပြောသည်ဘိုင်းကျင်ကစိတ်ထဲတွင်သူကမျက်နှာလိုက်မနေပဲဓာတ်ရိုက်ကိုပတ်စံတောင်းတာပဲလုံးဝဖုံးကွယ်မနေဘူးဟုတွေးနေသည်ထို့နောက်လူတိုင်းအိမ်ထဲသို့ဝင်ရောက်လာကြပြီးကတ်တရင်၏အဖေကကျွန်တော်တို့ရဲ့အစားအသောက်တွေကခမားတို့ရဲ့စိတ်ကြိုက်မဖြစ်လို့လားဟုမေးရဆုံးကခမားတို့စားကြပါငါ့ကိုဂယုမဆိုင်နဲ့ငါအိတ်ထဲမှာပတ်စံရှိနေသမျှကာလပတ်လုံးငါဘယ်တော့မှရင်ငက်တာတို့စားလောင်းတာတို့မခံစားရဘူးဘာကြောင့်လဲဆိုတာတော့ငါလည်းမသိဘူးဟုဖြေသည်ဘိုင်းကျင်ကစိတ်ထဲတွင်ဒီလိုကိုဒဏ္ဍာရီတွေထဲမှာဆိုထားသလိုပဲအစွမ်းထက်တဲ့ကျင့်ကြံသူတွေဟာဝိညာဉ်စွမ်းအင်နဲ့ဓာတ်ရိုက်ကျင့်ကြံနေထိုင်ုံနဲ့အစားအစာနဲ့ရေမပါပဲအသက်ရှင်နိုင်ကြတယ်ဒါဆိုရင်သူကအဲ့ဒီအဆင့်ကိုရောက်နေပြီပေါ့ဒါပေမဲ့သူကမှတ်ဉာဏ်တွေဆုံးရှုံးသွားတော့အရာရာရဲ့နောက်ွယ်ကအကြောင်းရင်းကိုသူ့ကိုယ်သူမသိရှာဘူးဟုတွေးနေသည်မိနစ်အနည်းငယ်ကြာပြီးနောက်ဟိုလုံကငါဘိုက်ပြေသွားပြီဟုအော်ပြောလိုက်သည်ဒီစကားကိုကြားရသဖြင့်ဆုံးကမင်းဘယ်တော့မှထွက်လာတာလဲဟုမေးရဟိုလုံကအနံ့ကိုလိုက်လာတာလေလွန်ခဲ့တဲ့နှစ်ပေါင်း9000တဲကငါဘာမှမစားရသေးဘူးဟာဟုဖြစ်ဆွပြောသည်ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့်ကတ်တလင်း၏အဖေကစိတ်ထဲတွင်ဒါကတန်ရှင်းသောဓာတ်ရဲ့စစ်မှန်တဲ့ပုံစံပေါ့တကယ်ကိုမယုံနိုင်စရာပဲအနီးကပ်ကြည့်ရတာတကယ်အံ့ဩစရာကောင်းလိုက်တာ
ဟုတွေးနေသည်ကက်တရင်ကဒါနဲ့ဆုံးထန်ရှုံတရဲတောင်ကြားကနေယူလာခဲ့တဲ့ဘီလူဦးတိုင်ကိုခမည်းမယောင်းသေးဘူးမဟုတ်လားဟုမေးသည်စုံကမယောင်းရသေးဘူးအဲ့ဒါကတော်တော်ရှာမှန်းသိလို့ချက်ချင်းကြီးမယောင်းသေးတာဘီလူဦးတိုင်တွေကိုဘာအတွက်သုံးကြတာလဲဟုပြန်မေးသည်ကက်တရင်ကဘီလူဦးတိုင်ဆိုတာအစစ်မြင့်ဘီလူတွေစီမှာပဲတွေ့ရတဲ့တန်ဖိုးကြီးပစ္စည်းတွေလေးရှားပါပေမဲ့လိုအပ်ချက်ကတော့အရန်များတယ်အဓိကအသုံးဝင်ပုံကတော့ပစ္စည်းကိရိယာတွေကိုအစစ်မြင့်တင်ဖို့အတွက်ပဲတန်ချက်ကဒါမှမဟုတ်လက်နက်တွေဖန်တီးတဲ့အခါဘီလူဦးတိုင်ကိုထည့်သွင်းလိုက်မယ်ဆိုရင်သူတို့ရဲ့အရေးသွေးကိုအများကြီးတက်လာစေတဲ့အဲ့ဒီလိုထည့်သွင်းထားတာကြောင့်ဘီလူတွေကိုတိုက်ခိုက်တဲ့နေရာမှာလည်းပိုပြီးထိရောက်မှုရှိစေတယ်ဘီလူမှုဆိုးများအသင်းဖွဲ့ကဘီလူဦးတိုင်တွေကိုတက်ကြွစွာဝယ်ယူနေကြတယ်ခမားလက်ထဲမှာရှိနေတဲ့အဆင့်၄ဘီလူဦးတိုင်ဆိုရင်ဖာရုံမြို့မှာအိမ်ကောင်းကောင်းတစ်လုံးဝယ်လို့ရလောက်တဲ့အထိတန်မိုးရှိတယ်ဟုရှင်းပြသည်ဇုံကစိတ်ထဲတွင်အံ့ဩစရာပဲဒီလိုကြောက်တုံးတေးသေးလေးတစ်လုံးနဲ့အိမ်တစ်လုံးဝယ်လို့ရပြီပေါ့ငါချမ်းသာသွားပြီဟုတွေးနေစုဟိုလုံကဗိုက်စာလာကဒါကဘီလူဦးတိုင်ပဲနည်းနည်းတော့မာတယ်ဒါပေမဲ့အရသာကတော့တာမန်ပါပဲရှုံဒါမျိုးထက်ရှိသေးလားငါလိုချင်တယ်ဟုပြောလိုက်သည်ဟင်းရှုံရဲ့အရှိန်ဝါပြောင်းသွားတာလားဇုံကအလွန်ဒေါသထွက်သွားကမင်းကအိမ်မှာရှိတာကိုစားလိုက်တာလားတစ္ဆာဖောက်နဂါဟုအော်လိုက်သည်ဟိုလုံကဘီလူဦးတိုင်နှစ်ခုစားလိုက်တာဘာပြဿနာရှိလို့လဲဟုမေးရဆုံးကပို၍ဒေါသထွက်လာကတစ္ဆာဖောက်နဂါဘီလူဦးတိုင်ဆိုတာငါအိမ်ပဲငါအိမ်ကိုပြန်ပေးစမ်းအဲ့ဒါကိုဘီလူရဲ့ခေါင်းထဲကနေဆွဲထုတ်ဖို့ငါဘလောက်တောင်အပင်ပန်းခံခဲ့ရလဲသိရလားဟုဆိုသည်ကက်တရင်၏အဖေကတခင်သူရဲကောင်းတော်ပါတော့ခမားသာဖာရိုမျိုးရဲ့တန်ရှင်းသောဓာတ်ကိုတက်ပစ်လိုက်မယ်ဆိုရင်ပြည်သူတွေကိုကျွန်တော်ရှင်းပြလို့ရမှာမဟုတ်တော့ဘူးလေသူကခမားရဲ့ဘီလူဦးတိုင်ကိုစားလိုက်တာဆိုတော့ခမားအတွက်အင်ကြီးတစ်လုံးငါတိုက်တွန်းပေးပါမယ်ဘလို့လဲဟုချုံမော့ပြောဆိုသည်ဇုံကခမားကိုယ်တိုင်ပြောခဲ့တာတော့စကားကိုပြန်မယုတ်သိမ်းနဲ့ဟုဆိုသည်ကိုလုံကရှုံငါခန္ဓာကိုယ်ထဲမှာအစွမ်းထက်တဲ့စွမ်းအင်တစ်ခုပေါက်ကွဲထွက်လာတာကိုငါခံစားနေရတယ်ဒီဘီလူဦးတိုင်ကြောင့်ငါပိုပြီးအင်အားကြီးလာတဲ့ပုံစံပဲဟုပြောသည်ဇုံကတကယ်လားမင်းအခုလိန်ညာပြီးအကြောင်းပြချက်ပေးနေတာမဟုတ်ဘူးမလားဟုမေးရပိုင်းချင်းကဖြစ်နိုင်ခြေရှိပါတယ်ဘာပဲဖြစ်ဖြစ်ဒီနဂါးကနောက်ဆုံးတော့လက်နက်တစ်ခုပဲမဟုတ်လားဟုထောက်ခံသည်ကက်တရင်ကလည်းဟုတ်ပါတယ်ဘီလူဦးတိုင်ရဲ့အစစ်မြင့်တင်မှုအာနိသင်ကသူ့အပေါ်မှာအလုတ်လုတ်သွားတာဖြစ်ရမယ်ဟုဆိုသည်ထိုစစ်အိမ်တော်တို့တစုံတဦးရောက်လာပြီးတခင်ကြီးလူငယ်တခင်မအဓိကမိသားစုကြီး၃စုနဲ့တန်ရှင်းသောလက်ဝါးကတ်တိုင်ဖះเจ้าတို့ကကျွန်တော်တို့ရဲ့သူရဲကောင်းအတွက်ပေးအပ်တဲ့လက်ဆောင်တွေကိုယူလာခဲ့ကြပါတယ်အထဲကိုတည်လာပြီးသူရဲကောင်းကိုတစ်ချက်ကြည့်ခွင့်ပေးရမလားဟုတင်ပြသည်သူကတော့စတိတ်မိသားစု၏အိမ်တော်ထိန်ဟာတာပေသည်ဇုံလဲဤစကားကိုကြားရသဖြင့်အလွန်ဝမ်းသာသွားကလက်ဆောင်တွေဟုတ်လားငါအတွက်လားအထဲကိုတည်လာခဲ့အားလုံးကိုယူခဲ့ဟုဆိုသည်ဝေါ်တန်မီသားစုကသူရဲကောင်းအတွက်ဝိညာဉ်ကြောက်တုံး3000နဲ့ဖာရိုမျိုး၏အကောင်းဆုံးနေရာတွင်တည်ရှိသောအင်ကြီးတစ်လုံး၏ပိုင်ဆိုင်မှုစာရွက်စာတမ်းကိုလက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။ဇုံကမိသားစုကြီး၄စုဆိုတာနဲ့အန်ကိုက်ပဲတော်တော်ရက်ရောကြတာပဲ။ဒီဝိညာဉ်ကြောက်တုံး3000ကိုတော့ငါယူလိုက်မယ်။ဒါပေမဲ့မင်းတို့ရဲ့သခင်ကငါ့ကိုအင်ကြီးတစ်လုံးပေးဖို့သဘောတူထားပြီးသားမို့ဒီစာရွက်စာတမ်းကိုတော့မလိုတော့ဘူး။အဲ့ဒါကိုရောင်းပြီးပတ်စံသာပေးခဲ့လိုက်ဟုဆိုသည်။ဒီပုံမိသားစုကမြတ်တော်သူရဲကောင်းတန်ချက်ကအစုံလိုက်ကိုလက်ဆောင်ပေးအပ်ခဲ့သည်။ဇုံကဒီတန်ချက်ကာကရွှေတွေနဲ့ဖန်တီးထားပြီးလုံးဝမပျက်စီးနိုင်ဘူးဘလောက်ပဲကြမ်းတမ်းတဲ့ဘီလူးမှသူ့ရဲ့ကာကွယ်ရေးကိုမဖောက်ထွင်းနိုင်ဘူးလေလားဒီတန်ချက်ကာကလေးလွန်းနဲ့ငါမတုံးတက်ဘူးအဲ့ဒါကိုရောင်းပြီးပတ်စံသာပေးလိုက်ပါဟုဆိုသည်ဘတ်တလာကဆက်လက်၍အိုနာစစ်မိသားစုကသူ့ရဲကောင်းအတွက်ပေးအပ်တဲ့လက်ဆောင်ကတော့ဆွဲဆောင်မှုရှိတဲ့အိမ်ဖော်မလေး၃ဦးဖြစ်ပါတယ်ဟုကြေညာသည်ဇုံကဆွဲဆောင်မှုရှိတယ်ဟုတ်လားဘလောက်ထိဆွဲဆောင်မှုရှိတာလဲဟုမေးရမိန်းကလေး၃ဦးအရှိတူထွက်လာပြီးတခင်သူရဲကောင်းတန်ရှင်းသောဓာတ်ကိုခမားဆွဲထုတ်နေတဲ့အချိန်ကလေးကခမားရဲ့ခံရတဲ့မျက်နှာသွင်းပြင်းကိုကျမတို့နှစ်သက်မိသွားခဲ့ပါပြီခမားကိုဒီလောက်အနီးကပ်မြင်တွေ့ခွင့်ရတာကျမတို့အတွက်ဂုဏ်ယူစရာပါပဲခမားရဲ့ဘေးနားမှာနေပြီးဝန်ဆောင်မှုပေးခွင့်ပြုပါလားခမားအမိတ်ရှိသမျှဘာမဆိုကျမတို့လှုပ်ဆောင်ပေးပါမယ်ကျမတို့ရဲ့ဝန်ဆောင်မှုတွေနဲ့ဆိုရင်ခမားတော်တော်လေးတက်တောင့်တက်တာခံစားရမှာပါဟုရှောက်တင်ကြသည်ကက်တရင်ကစိတ်ထဲတွင်သူတို့ကတော်တော်တက်ကြွလွန်ကြတာပဲတာမန်အိမ်ဖော်မလေးတွေနဲ့လုံးဝမတူဘူးအိုနာစစ်မိသားစုကဒီလိုလက်ဆောင်မျိုးကိုတကယ်ပေးတယ်ဆိုတော့တော်တော်ရှက်စရာကောင်းလိုက်တာဟုတွေးနေသည်ဇုံကမိန်းကလေးများကိုကြည့်ကမင်းတို့၃ယောက်ကတကယ်ကိုညှင်းဆန်လို့မရတဲ့အလှမယ်တွေပါပဲဟုဆိုရာမိန်းကလေးများကမှန်ပါတယ်သူရဲကောင်းဆိုတာအကောင်းဆုံးတွေနဲ့ထိုက်တန်ပါတယ်ဟုဖြေသည်ဇုံကငါတောင်းဆိုသမျှဘာမဆိုလုပ်မှာလားဟုမေးရမိန်းကလေးတဦးကတောင်းမှအဲ့ဒီလိုတောင်းဆိုမှုမျိုးလည်းရပါတယ်ဟုဆိုသည်ဇုံကခမည်းတော်ကြားလိုက်တယ်မဟုတ်လားအဖိုးကြီးသူတို့ကိုလည်းပတ်စံအတွက်ရောင်းပစ်လိုက်ပါတော့ဒီမျက်စိဆောင်တဲ့မိန်းမယုတ်ကငါ့ကိုတွေးဆောင်ဖို့စူးစမ်းနေတာငါတော့အဲ့ဒီထင်ရောက်ထင်မှားတဲ့မကြဆင်းနိုင်ဘူးဟုညင်းပယ်လိုက်သည်ဇုံစကားကိုကြားရသဖြင့်မိန်းကလေးများကငါတို့ညင်းပယ်ခံလိုက်ရပြီပေါ့
ငါအလုပ်လုပ်ခဲ့တဲ့နှစ်တွေအတွင်းမှာပြန်အံ့ငွေခံရတာဒါပထမဆုံးအကြိမ်ပဲသူရဲကောင်းရဲ့စိတ်ဆွမ်းအားကဒီလောက်တောင်ခိုင်မာလိမ့်မယ်လို့ငါလုံးဝမထင်ထားခဲ့ဘူးသူကပတ်စံပိုရချင်ုံတက်တက်ပဲဖြစ်နေတဲ့ပုံစံပဲဟုညှိတွားကြသည်ထိုစုတန်ရှင်းသောလက်ဝါးကပ်တိုင်ဖះเจ้าမှအလဲလက်အဆင့်ရှိဖះเจ้าသူမဲရောက်လာပြီးနောက်ဆုံးအနေနဲ့တန်ရှင်းသောလက်ဝါးကပ်တိုင်ဖះเจ้าရဲ့လက်ဆောင်ပါသူရဲကောင်းအတွက်သူရဲကောင်းစုတစိမ့်တစ်ခုကိုပေးအပ်ပါတယ်စုံထန်ရှုံနှစ်ပေါင်းထောင်နဲ့ချီပြီးတန်ရှင်းသောဓာတ်ကိုပထမဆုံးဆွဲထုတ်နိုင်ခဲ့တဲ့တဦးလေးသောလူသားအနေနဲ့ဖာရိုမျိုးအတွက်ခမည်းရဲ့ပံ့ပိုးကူညီမှုကိုချီးကျူးတဲ့အနေနဲ့တန်ရှင်းသောလက်ဝါးကပ်တိုင်ဖះเจ้าကခမည်းကိုသူရဲကောင်းစုတစိမ့်ချီးမြှင့်မှုဆုံးဖြတ်ခဲ့ပါတယ်ဟုပြောကြသည်စုံကဒီစုတစိတ်ကကြီးကျယ်ခမ်းနားပုံရတယ်ငွေသားနဲ့လဲလို့ရလားဟုမေးရဖះเจ้าသူကသူရဲကောင်းစုတစိတ်ဆိုတာစွမ်းအားနဲ့ယာတုရဲ့တင်ကေတာတစ်ခုပါအဲ့ဒါကပြိုင်ဆိုင်ကင်းတဲ့ဂုံတိတ်ခါကိုကိုစားပြုတယ်ခမည်းအဲ့ဒါကိုပတ်စံနဲ့တိုင်းတာလို့မရပါဘူးဒီစုတစိတ်ကဖះเจ้าကခမည်းကိုအတိမတ်ပြုကြောင်းကိုစားပြုတာပါဒါနဲ့ဆိုရင်ခမည်းဖះเจ้าသားတွေအားလုံးကိုမိတ်ကုန်းချွေပြီးခမည်းသဘောအတိုင်းအမိတ်ပေးနိုင်ပါတယ်ဟုရှင်းပြသည်စုံကကောင်းပြီလေခဏတော့တင်ထားပေးအောင်မယ်ဟုဆိုသည်ဖះเจ้าသူကဆက်လက်၍စုတစိတ်ပေးအပ်တာအပါဝင်ကျမတောင်းဆိုချင်တာလေးတစ်ခုရှိပါတယ်ဟုဆိုရဆုံးကအဲ့ဒါဆိုလဲတန်းပြောလိုက်စမ်းပါအမြန်လို့ဟုပြောသည်ဖះเจ้าသူကရိုင်းတယ်လို့ထင်ရမလားမသိပေမဲ့ကျမဒါကိုလုပ်ရမယ်ခမည်းရဲ့ကိုတစ်ချက်လောက်ထိတွေ့ခွင့်ပေးပါလားဟုတောင်းဆိုသည်ကတရင်နှင့်ဘိုင်းကျင်တို့မှာဤစကားကိုကြားရသဖြင့်အလွန်အမင်းအံ့အားသင့်သွားကြသည်ဇုံချန်ရှုံကိုတွားထိမယ်ဟုတ်လားဒါဘာကိုဆိုလိုတာလဲဒီမဲကောင်မလေးကတော်တော်ရဲတင်တာပဲဇုံကငါ့ကိုစမ်းသက်ကြည့်ချင်တာပေါ့ဟုမေးရဖះเจ้าသူကမဟုတ်ပါဘူးအထင်လွဲမလုပ်ပါနဲ့ကျမကြည့်ကြံထားတဲ့မှုတ်ပညာကစွမ်းအားမျိုးမျိုးကိုအာယုံခံစားနိုင်တဲ့နေရာမှာကျွမ်းကျင်ပါတယ်စိတ်စွမ်းအားထက်ကျော်လွန်နေတဲ့အရာတစ်ခုခုရှိနေရင်တောင်မှကျမခံစားမိနိုင်ပါတယ်စိတ်စွမ်းအားဘာမှမရှိဘဲနဲ့တန်ရှင်းသောဓာတ်ကိုဆွဲထုတ်နိုင်ခဲ့တဲ့ဆိုတာမူမမှန်တဲ့အရာတစ်ခုပါပဲဒါကြောင့်ခမည်းသဘောတူတယ်ဆိုရင်ခမည်းရဲ့ကိုယ်ထဲမှာကိန်းရောက်နေတဲ့ကြီးမားတဲ့ခွန်အားကိုစမ်းသပ်ကြည့်ချင်လို့ပါဟုရှင်းပြသည်ဘိုင်းကျင်ကစိတ်ထဲတွင်သူမကသူ့ရဲ့စွမ်းအားတွေကိုတကယ်တိုင်းတာနေတာလားငါလည်းမသိဘူးဟုတွေးနေဆိုစုံကပြောတာပြီးပြီလားဆက်ပြီးထိချင်နေသေးတယ်ဆိုရင်တော့ငါကြတဲ့ငွေတောင်းခံရလိမ့်မယ်ဟုပြောသည်ဖះเจ้าသူကကျေးဇူးပြုပြီးနောက်ထပ်ခဏလောက်စောင့်ပေးပါဦးဟုဆိုကစိတ်ထဲတွင်သူစီမှာစိတ်ဆွမ်းအားရဲ့အရေးအယောင်လုံးဝမရှိဘူးငါပို့ပြီးနက်နက်ရှိုင်းရှိုင်းထိုးဖောက်မှဖြစ်မယ်အဲ့ဒီမှသာသူ့ရဲ့စစ်မှန်တဲ့ခွန်အားကိုငါခံစားမိမှာဟုတွေးတော်ရင်ဆက်လက်ဆန်းသက်သည်ထို့ဆိုဖះเจ้าသူသည်တစုံတရာကိုခံစားလိုက်ရသဖြင့်မြေပြင်ပေါ်သို့လဲကျသွားကမဲမမဘလို့နေသေးလဲခမည်းဘာကိုအာယုံခံမိလိုက်လို့လဲဘာလို့ဒီလောက်တောင်အံ့အားသင့်သွားရတာလဲဟုကတရင်တို့ကမေးကြသည်ဖះเจ้าသူကကျမအမည်မသိစွမ်းအားတစ်ခုကိုအာယုံခံမိလိုက်တယ်အဲ့ဒါကတန်ရှင်းသောဓာတ်ထဲမှာကျမခံစားခဲ့ရတာနဲ့တူနေတယ်စိတ်စွမ်းအားထက်အများကြီးကျော်လွန်နေတဲ့အစွမ်းထက်တဲ့ခွန်အားကြီးတစ်ခုပဲဟုတုံ့လောက်စွာပြောသည်ထို့ဆိုအပြင်ဘက်တွင်တစုံတရာဖြစ်ပွားလာပြီးဖះเจ้าသူကထိတ်လန့်စွာဖြင့်ဒီလောက်ပြင်းထန်တဲ့ပောက်ကွဲအားလိုင်းကပါလဲဒါဟိုဟာဖြစ်နေမလားဟုအော်လိုက်သည်ဇုံကငါအပြင်ဘက်မှာပြင်းထန်တဲ့ဘီလူးအရှိန်ဝါတစ်ခုကိုခံစားမိလိုက်တယ်လစာအစ်စ်တစ်ခုထက်လာပြန်ပြီးဟုဆိုကပြုံးလိုက်သည်ဖာရိုမြို့အတွင်းသို့မကောင်းဆိုးဝါးနဂါးကြီးတစ်ကောင်ဝင်ရောက်လာပြီးမိများကိုနေရာအနှံ့မှုတ်ထုတ်နေကလူတိုင်းလောင်ကျွမ်းခံနေရပြီးအကူအညီတောင်းခံနေကြသည်မိန်းကလေးတဦးကဒါဘလို့ဖြစ်ရတာလဲအဲ့ဒီဘလူးကြီးရောက်လာပြီဒါကဒဏ္ဍာရီတွေထဲမှာကြားဘူးတဲ့ဘလူးမဟုတ်ဘူးလားဘာလို့တကယ်ကြီးရောက်လာရတာလဲဟုအော်ဟစ်နေသည်ဒီကောင်ကတော့ပရိုမိုဒီရဲ့မကောင်းဆိုးဝါးနဂါးကြီးပေတေတေဆန်းဖာရိုမြို့တော့ပျက်စီးတော့မှာပဲငါတို့အားလုံးဒီမှာတေချရတော့မှာလားထို့ဆုပ်ဆုံးသည်ရင်းဤရှိဘက်သို့ရောက်ရှိလာပြီးမကြောက်ကြနဲ့ဟုဆိုကပါဇက်မှအတာယာမှုတ်ထုတ်လိုက်ုံဖြင့်နဂါးဤတိုက်ခိုက်မှုကိုချက်ချင်းရပ်တန့်သွားစေသည်ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့်ဖះเจ้าသူကကြည်စမ်းသူအသက်ရှူထုတ်လိုက်ုံနဲ့နဂါးရဲ့မိအသက်ရှူတန်ပြန့်လွင့်သွားပြီးခမည်းတော်အံ့မောရကြဘူးလားဒါကတကယ်မူမမှန်တာပဲဟုဆိုသည်ကတရင်ကစုံချမ်းရှုံဆိုရင်တော့ဒါကဘာမှထူးဆန်းတဲ့အရာမဟုတ်ပါဘူးဟုဖြေသည်ဘိုင်းကျင်ကလည်းဒါကသူ့အတွက်ပုံမှန်ပါပဲတာမန်လိုပဲသဘောထားလိုက်ပါတော့ဒါပေမဲ့ဟိုနဂါးကဘာဖြစ်တာလဲဟုမေးသည်ဖះเจ้าသူကဒါကဖာရိုမျိုးရဲ့ရှေးဟောင်းဒဏ္ဍာရီတစ်ခုပဲဒဏ္ဍာရီတွေရသူကတန်ရှင်းသောဓာတ်နဲ့ခိကာလာအတူတူတွေကထွက်ပေါ်လာတာလို့ဆိုကြတယ်တန်ရှင်းသောဓာတ်ရဲ့ထူးခြားတဲ့စွမ်းရည်ကြောင့်ဆွဲဆောင်ခံရပြီးမြို့ကိုအကြိမ်ကြိမ်တိုက်ခိုက်ခဲ့မှုတဲ့မကောင်းဆိုးဝါးနဂါးကမီးတွေမှုတ်ထုတ်ပြီးအရာရာကိုပြာကျစေခဲ့တာကြောင့်ဖာရိုမျိုးဟာအဲ့ဒီတန်ကြောင့်ငရဲခန့်တစ်ခုလိုဖြစ်သွားခဲ့မှုတဲ့ကျွန်တော်တို့ရဲ့စိတ်ဆွမ်းအားသုံးဆွဲသူတွေအနေနဲ့ဒီလောက်အစွမ်းထက်ပြီးရှေးကြတဲ့ရန်သူကိုဘလို့မှမတိုက်ခိုက်နိုင်ခဲ့ကြဘူးလူတိုင်းကတန်ရှင်းသောဓာတ်ကိုဆွဲထုတ်နိုင်မဲ့သူရဲကောင်းကိုပဲမျှော်လင့်ချက်ထားခဲ့ကြတယ်ဒါပေမဲ့သူရဲကောင်းကဘယ်တော့မှရောက်မလာခဲ့ဘူးကံကောင်းထောက်မှစွာနဲ့ပဲနဂါးကြီးကဘလို့အကြောင်းရင်းကြောင့်မှမသိပဲအချိန်ကြာလာတာနဲ့အမျှအားနဲ့လာခဲ့တယ်တဖြည်းဖြည်းနဲ့သူ့ရဲ့တိုက်ခိုက်မှုတွေရပ်တန့်သွားပြီးဖာရိုမျိုးကနေထွက်သွားခဲ့တယ်ပြီးတော့ဘယ်တော့မှပြန်ပေါ်လာတော့ဘူးဒဏ္ဍာရီတွေကတကယ်မှန်နေလိမ့်မယ်လို့ကျမလုံးဝမထင်ထားခဲ့မိဘူးဟုရှင်းပြသည်ဘိုင်းကျင်ကစိတ်ထဲတွင်ဘီလူးတကောင်ကစုံချန်ရှုံရဲ့ယတနာကြောင့်ဆွဲဆောင်ခံရတာလားတခုခုတော့ထူးဆန်းနေပြီ
ဒီမကောင်းဆိုးဝါးနဂါးကယူလုံသားနဲ့ဘလို့ပတ်သက်မှုမျိုးများရှိနေတာလဲဟုတွေးနေသည်ဖះเจ้าသူကဒါပေမဲ့ငါတို့အဆင်ပြေမှာပါဇုံထန်ရှုံလှုပ်ရှားတော့မှာပဲသူသာတန်ရှင်းသောဓာတ်ကိုဆွဲထုတ်နိုင်ခဲ့ရင်ဒီမကောင်းဆိုးဝါးနဂါးကိုလည်းတက်ပြစ်နိုင်မှာတေချာတယ်ဟုယုံကြည်ချက်ရှိနေသည်ဇုံကဟေးမင်းကလေးနောက်ပိုင်းကျရင်ငါရဲ့ကာကွယ်ရေးကားကိုပေးဖို့မမေ့နဲ့ဦးဟုလှမ်းပြောရမင်းကလေးကတခင်သူရဲ့ကောင်းဘာကိုဆိုလိုတာလဲလူကယ်ပေးတာအတွက်ပါကြတဲ့ငွေတောင်းတာလားဒါပေမဲ့ကျမမှာဝိညာဉ်ကြောက်တုံးတွေလုံလုံလောက်မရှိဘူးကျမရဲ့ကိုယ်ခန္ဓာနဲ့ပေးဆက်လို့ရမလားဟုမေးသည်ထိုစုမကောင်းဆိုးဝါးနဂါးကြီးသည်သူတို့စီသို့အလွန်လင်းမြန်သောအမြန်နှုန်းဖြင့်ပြေးလာကတခင်သူရဲ့ကောင်းနဂါးကြီးကကျမတို့စီကိုဝင်တိုက်တော့မယ်ဒီလူကြီးယူသွားတာလားဘာလို့အရှိတက်တဲ့ကိုတိုးဝင်လာရတာလဲဟုအော်ဟစ်ကြသည်မကောင်းဆိုးဝါးနဂါးကြီးကတိုက်ခိုက်ရန်ပြင်ဆင်ဆက်စုံကသူ့ရဲ့စွမ်းအားကိုအသုံးပြုကထိုင်ဆန်းဟုအမိန့်ပေးလိုက်ပြီးမကောင်းဆိုးဝါးနဂါးကြီးကိုအပြင်းထန်ရိုက်ချလိုက်သည်ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့်ဖះเจ้าသူကဘလောက်တောင်အစွမ်းထက်တဲ့ပါရိုက်ချက်လဲတကယ်အံ့ဩစရာပဲဖာရုံမျိုးတစ်ခုလုံးတုန်ခါသွားတာငလင်လှုပ်တယ်လို့ပဲဟုအံ့ဩသွားသည်ခဏအကြာတွင်မိခိုးငွေများကင်းစင်သွားပြီးစုံသည်မကောင်းဆိုးဝါးနဂါးကြီးရှေ့တွင်ရက်နေကဒီဗီလူရဲ့စိတ်ခံစားချက်တွေကနည်းနည်းမတည်မငြိမ်ဖြစ်နေတာပဲပြင်းထန်တဲ့နာကျင်မှုကြောင့်သူယူသွတ်သွားပုံရတဲ့သူကရှေးဟောင်းဘလူးကြီးတစ်ကောင်ဖြစ်နေတာတော့မှဘာလို့သူ့ခန္ဓာကိုယ်ထဲမှာဝိညာဉ်စွမ်းရည်တွေစီးဆင်းနေတာကိုငါခံစားနေရတာလဲဟုတွေးနေစုဟိုလုံကစုံအားယတနာတစ်ခုပဲဒီဗီလူရဲ့ပိုက်ထဲမှာယတနာတစ်ခုရှိနေတယ်မဟာစစ်ပွဲကြီးတုန်းကသူကယတနာတစ်ခုကိုမတော်တဆမျိုးချမိသွားခဲ့တာအဲ့ဒီယတနာရဲ့ဝိညာဉ်စွမ်းရင်ကြောင့်သူညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်ငါရဲ့ဝိညာဉ်စွမ်းရင်ကိုခံစားမိလိုက်တာနဲ့သူ့ကိုယ်သူထုတ်ပေးဖို့ငါ့ကိုတစိုက်မမတ်တောင်းပန်ခဲ့ဘူးတယ်ဒါပေမဲ့ငါကသူ့ကိုတစ်ချက်လေးတောင်လှည့်မကြည့်ခဲ့ဘူးဒီကောင်ကလွန်ခဲ့တဲ့နှစ်ပေါင်း1000တဲကငါစီကိုရောက်မလာတော့ဘူးငါတည်သွားတာကြာပြီလို့တောင်ထင်နေခဲ့တာဒီအထိအသက်ရှင်နေမယ်လို့လုံးဝမထင်ထားခဲ့မိဘူးဟုပြောပြသည်ဇုံကယတနာဟုတ်လားကံကောင်းခြင်းဆိုတာရောက်လာရင်တားဆီးလို့မရဘူးပေါ့ထားတော့မင်းတရားဆောင်နေုံနဲ့ငါတနာမယ်လို့မထင်နဲ့ဟုဆိုကမကောင်းဆိုးဝါးနဂါးကြီးကိုလေထဲသို့ပစ်တင်လိုက်ပြီးယတနာမပြည့်စည်သွားအောင်ငါရဲ့ခွန်အားကိုထိန်းချုပ်ရမယ်ငါရဲ့စွမ်းအားရဲ့10ပုံတပုံဆိုရင်လုံလောက်ပြီဟုဆိုကဒါဖြင့်မကောင်းဆိုးဝါးနဂါးကြီးကိုထိုးနှက်လိုက်ရာနဂါးကြီးမှာအပြင်းထန်ဒဏ်ရာရသွားပြီးပိုက်ထဲကယတနာကိုပါစက်မှအန်ထုတ်လိုက်သည်ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့်ဘိုင်းကျင်အံ့အားသင့်သွားကအောင်မြင်သွားပြီလားနဂါးကြီးကယတနာကိုအန်ထုတ်လိုက်ပြီဟုဆိုသည်ဇုံလဲထိုယတနာကိုဖမ်းဆုပ်လိုက်ရာကျင်းမှာရှေးဟောင်းယတနာဖြစ်သည့်ထောင်စုနှစ်မှန်ပေသည်မှန်ထဲမှာနှစ်1000စာရှိတဲ့အတိုင်းတာမဲ့အိတ်ဆောင်တစ်ခုပဲဒီမှန်ကအတိုင်းတာရှေးဟောင်းယတနာတစ်ခုပဲအခုဆိုရင်ငါရဲ့ဝိညာဉ်ကြောက်တုံးတွေကိုတင်စီဖို့နေရာကောင်းတစ်ခုရသွားပြီဟုဝမ်းသာအားရတွေးနေသည်ဟိုလုံကခမားဒီတိုင်းတာယတနာထဲမှာနေထိုင်ပြီးကြင်ကြံလို့လည်းရတယ်အထူးပစ္စည်းတွေကိုထည့်သွင်းခြင်းအဖြစ်ပိုပြီးများပြားတဲ့လှုပ်ဆောင်ချက်တွေကိုဖွင့်လှစ်နိုင်တယ်ဒါကခမားရဲ့ထိန်းချုပ်မှုအောက်မှာအမိန့်နာခံမဲ့ကဘာတစ်ခုပဲဒီထောင်စုနှစ်မှန်ရဲ့အလင်းတန်းနဲ့တိုက်မိသမျှအရာရာတိုင်းကိုဒီတဲကိုစုပ်ယူသွားမှာဖြစ်ပါတယ်ဟုရှင်းပြသည်ထိုစုမကောင်းဆိုးဝါးနဂါးကြီးကရှန်တီယန်ကောင်းခေါင်းချုပ်စုံထန်ရှုံငါမင်းကိုမှတ်မိပြီဟုအော်ပြောလိုက်သည်စုံကဒီဘလူးကြီးစိတ်ပြန်ဝင်လာပြီပေါ့ငါအကြောင်းကိုမင်းသိတယ်ပေါ့လေဟုမေးရမကောင်းဆိုးဝါးနဂါးကြီးကသိတာပေါ့မဟာစစ်ပွဲရဲ့နောက်ဆုံးအချိန်ထိတိုက်ခိုက်ခဲ့တဲ့ကျင့်ကြံသူကြီးလေမင်းကိုဘယ်လိုလုပ်မေးနိုင်မှာလဲမဟုတ်ဘူးမင်းကသူဟုတ်ပေမဲ့အပြေးဝတော့မဟုတ်သေးဘူးဟုဆိုလေသည်